မမဖေကိုကျွန်တော်ရဲ့ဝက်ကတုံးထဲမှာခေါင်းဆောင်မင်းသမီးနေရာကထည့်ဆွဲပြီးသူမရဲ့စက်ကောင်ကိုစိတ်ကြိုက်ပုံဖော်ခဲ့ပေမဲ့ဒီလိုဖြစ်လာလိမ့်မယ်လို့တော့တကယ်မထင်ထားခဲ့မိဘူးသူမဟာကျွန်တော်ရဲ့အသစ္စာရှိဆုံးပရိသတ်တစ်ယောက်ဖြစ်နေခဲ့တာပါဒီရုပ်ဝက်ချက်ကြီးဟာထာဝရလုံခြုံနေလိမ့်မယ်လို့ထင်ခဲ့ပေမဲ့မတော်တဆဖြစ်ရတဲ့တစ်ခုကကျွန်တော်တို့ကိုတမိုးအောက်ထဲမှာအတူတူနေဖို့ဖန်တီးပေးခဲ့ပါတယ်ဘွဲနေ့တပင်နေ့မှာကျွန်တော်ရဲ့ဘတ်စုံတငယ်ချင်းသားကသူ့ရဲ့ဘွဲယူစာရက်စာတမ်းဖိုင်ပေးဖို့မိကြံခဲ့တာကြောင့်မမဖေရဲ့လိပ်စာကိုယူပြီးကိုယ်တိုင်သွားပို့ပေးခဲ့ရပါတယ်သူမပေးတဲ့လမ်းညွှန်ချက်အတိုင်းတိုက်ခန်းစီရောက်လာခဲ့ပြီးဓာတ်လေကားနဲ့အထက်ငါစီတက်ခဲ့တဲ့အခန်းမှတ်902ကိုရှာတွေ့ပြီးဘွဲယူဖိုင်ကိုကင်ထားရင်းအသက်ပြင်းပြင်းရှူကမမဖေစီခောက်လိုက်ပါတယ်။စောရင်ပါမမစာရွက်စာတမ်းတွေလာပို့တာပါအထဲကနေနှွေးထွေးတာရတဲ့အတန်လေးထွက်ပေါ်လာတယ်။မလက်မအားလို့ပါအခုပဲဝင်ခဲ့တော့တကားမခတ်ထားဘူးကျွန်တော်မျက်တောင်တစ်ခက်ဖြစ်သွားရတယ်။အခန်းမှတ်902တကားကိုတွန်းဖွင့်လိုက်တော့မမဖေရဲ့တိုက်ခန်းကငှားထားတဲ့အခန်းဆိုပေမဲ့တော်တော်လေးစိတ်တိုင်းကြကျေဝန်းတာကိုတွေ့ရပါတယ်။စတူရန်ပေတဲ့တူညကျော်လောက်အသားလေးရှိပြီးအိတ်ခန်း3ခန်းနဲ့အိတ်ခန်း1ခန်းပါဝင်ပါတယ်အထဲကိုခြေလန်းလိုက်တာနဲ့သူမရဲ့အမှတ်တင်ဂီတရေမွေးနဲ့လေးကကျွန်တော်နှာခေါင်းထဲစိတ်ဝင်သွားခဲ့တယ်အထဲမှာရှိတဲ့ပစ္စည်းတိုင်းကဆိုဖာပေါ်ကကာတွန်းအယုတ်လေးတွေတကားဝါကချစ်စရာဖက်နှက်လေးတွေပန်းရောင်ကော်စောလေးစတာတွေအားလုံးကဒီနေရာဟာမိန်းကလေးတစ်ယောက်ရဲ့တီးတက်နေမည်ဖြစ်တယ်ဆိုတာကိုအော်ဟစ်ပြသနေတယ်လို့ပါပဲမမဖေဘာလို့နေလဲဟင်အိတ်ခန်းထဲမှာမမဖေကအိတ်တွေကိုစီစစ်ထုတ်ပိုးပြီးသားဖြစ်နေပြီးအိတ်ရပေါ်မှာထိုင်ကအချစ်ဝက်ကာတွန်းဖတ်နေခဲ့တာပါဆီယာမတယောက်ကမိုးရီထဲမှာခေါင်းဆောင်မင်းသားကိုချီရေးဆူနေတဲ့အခန်းဖြစ်ပြီးဇက်ရှိန်တက်လာတာကိုကြည်ချင်းအဖြစ်နန်းရှုပ်တဲ့အခန်းရောက်တော့မယ်ဆိုတာသိချနေပါတယ်။ဒီဝက်ကာတွန်းရဲ့ခေါင်းစဉ်ကထာဝရပွဲနှင်းတပင်လို့ခေါ်ပြီးဖဲဆောင်ကြီးဖက်ရှုနေခဲ့တာနည်းနည်းကြာပါပြီ။အချစ်စက်ကွက်ရေးဖွဲ့ပုံတွေကလွန်စွာကောင်းမွန်တာကြောင့်သူမဆွဲလန်းနေခဲ့တာပါ။ဒီဇလန်ထဲမှာသူမစကားနဲ့ဖော်ပြလို့မရတဲ့နှွေးထွေးမှုမျိုးရှိနေပါတယ်။ဒါပေမဲ့ဖက်လေးကာတွန်းတွေကမင်းသမီးဖြစ်တဲ့ဆီယာမလေးရဲ့အပြုတ်မှုနဲ့နေထိုင်ပြုမှုပုံတွေကဖဲနဲ့အတော့ကိုတူညီနေတာကိုသတိထားမိလာလေပါပဲဖက်ရှင်စတိုင်တောင်မှတူညီနေပါတယ်။ဆွဲထားတဲ့ကာတွန်းဇက်ကောင်ဆိုပေမဲ့တူညီလုံးတာကတော့ငင်းမရပါဘူး။ဒါကြောင့်ဖေးကမတိမတာနှဆိုင်စွာဇလန်နဲ့စိတ်ဝင်သွားရင်ပုံမှန်ဆက်ဖက်နေခဲ့ပါတယ်။အဲ့ဒီစမ်းကြဲပြီးစိတ်ထဲတစ်မျိုးဖြစ်ရတဲ့ခံစားချက်ကပဲသူမကိုပိုပြီးဆွဲလန်းစေခဲ့တာပါ။စိတ်အားထက်သန်တဲ့ပရိသတ်စစ်တယောက်ဖြစ်အပတ်စဉ်အပိုင်းတစ်တွေကိုအသေးအတန်စောင့်မျှော်နေခဲ့ပါတယ်။ဇလန်ကမြန်မသွားပေမဲ့ဒီအပတ်ပိုင်းမှာတော့နောက်ဆုံးတော့ဆက်ရှင်တက်လာခဲ့ပါပြီ။မင်းသားနဲ့မင်းသမီးမိုးရီထဲမှာချစ်ရေးဆိုကြပါတယ်။နောက်ထပ်ဖြစ်လာမဲ့စကွက်ကိုဖဲတယောက်အသက်ရှူမှမတက်ဆောင်ကြည့်နေတော့မှပဲအမြင့်ဆုံးဇက်ရှိန်နဲ့တင်အပိုင်းကပြီးဆုံးသွားခဲ့ပါတယ်နောက်ထပ်အပိုင်းကိုနောက်ပတ်မှမူပိုင်တင်ဆက်မိဖဲရဲ့မျက်နှာလေးပြတ်သွားပါတယ်ဝါထကိုပိတ်လိုက်ပြီးဇလန်းအရှိန်မတည်နိုင်သေးပဲအိတ်ခမ်းထဲကထွက်လာချိန်မှာတော့တကားဝမှာရက်နေတဲ့ကျွန်တော်ကိုတွေ့လိုက်ရပါတယ်သူမပြုံးပြလိုက်ပြီးညံလာချီလာစွန်ပစ္စည်းတွေအကုန်ပါခဲ့ရဲ့လားဟုတ်အကုန်ပါပါတယ်မမရော့ဒီမှာပါကျွန်တော်အနာတိုးသွားပြီးဖိုင်ရွက်ကိုကမ်းပေးလိုက်ပါတယ်မဖေဒါကျွန်တော်နဲ့ထားရရဲ့စာလမ်းတွေပါဒီမနက်ထဲကပေးရမှာကိုမေးသွားကြလို့ပါသူမဖိုင်တစ်ခုလုံးကိုယူကြည့်ရင်စောရရဲ့နေကပုံမှန်ဆိုတော်တော်သတိဝီရိယရှိတဲ့သူပါဘလို့လုပ်ပြီးဒီလောက်သတိလက်လွတ်ဖြစ်သွားတာလဲတော်သေးတာပေါ့အရေးကြီးမနေလို့မဟုတ်ရင်ဒုက္ခရောက်တော့မှာနောက်ဆိုကြောင်းပြီးလို့လုပ်ငန်းခွင်ထဲရောက်ရင်ထားရရောနေရောဒီလိုမေးတတ်တဲ့အကျင့်ကိုပြင်ကြပါသတိထားကြဒီလိုပုတ်တိပုတ်တက်ပြောခိုင်းရမယ်ဆိုတာကျွန်တော်သိပြီးသားပါကျွန်တော်လုံနိုင်တာဆိုလို့ခေါင်းညစ်ပြီးဟုတ်ကဲ့ပါမမနောက်ဆိုပိုသတိထားပါမယ်လို့ပြောဖို့ပဲရှိပါတယ်ဖိန်းကကျွန်တော်ကိုနှက်ဆိုင်နဲ့အတိတ်ပဲပါတယ်ကြီးတစ်ချက်နဲ့စိုက်ကြည့်လိုက်ပါတယ်သူမရဲ့ចောင်းသားတွေထဲမှာစာတင်တဲ့အစားလုံးကလမ်းဘေးကြောင်လေးတစ်ကောင်ကြောင့်မထင်မှတ်ပဲဆုံခဲ့ကြပြီးတဲ့ကကျွန်တော်ဟာသူမအတွက်စိတ်ဆွဲဆောင်နိုင်ဆုံးចောင်းသားဖြစ်ခဲ့တာပါကဲပါပစ္စည်းတွေကိုမစီပဲထားခဲ့တော့အိမ်ပြန်လို့ရပါပြီဘွဲလက်မှတ်ယူရမယ့်သတင်းကိုတန်းခွဲ group chat ထဲမှာတင်ပေးလိုက်မယ်ဟုတ်ကဲ့ပါမမဖဲကျွန်တော်သွားတော့မယ်နော်ဒါပေမဲ့မမျှော်လင့်ပဲဖဲတစ်ခုခုမေးလိုက်ပါတယ် Soren အလုပ်အတွက်ဒီမှာပဲဆက်နေမှာလားဒါမှမဟုတ်ဘွဲရပြီးရင်အိမ်ပြန်မှာလားဒီမှာပဲဆက်နေမှာပါမမအိမ်မှာကတကယ်ကိုဘာမှလုပ်เสียမရှိလို့ပါသူမကောင်းငိမ့်လိုက်ပြီးစူးစမ်းတော့နင်လုံနိုင်မယ်လို့မမယုံပါတယ်အိမ်ပြန်လန်းတတိထားပါဦးကျေးဇူးတင်ပါတယ်မမဖေကျွန်တော်ထွက်ဖို့တကားကိုတွန်းဖွင့်လိုက်တာနဲ့တပြိုင်နက်တက်လေကတကားပွင့်သွားပြီးဖြူဖွေးနေတဲ့ကာကွယ်ရေးဝတ်စုံအပြည့်ဝတ်ဆင်ထားတဲ့ဟက်ဇမဝန်ထမ်းတစုထွက်လာပါတယ်ထွက်သွားဖို့ပြင်နေတဲ့ကျွန်တော်ကိုတွေ့တော့သူတို့ကချက်ချင်းလမ်းပိတ်လိုက်ကြပါတယ်ဟေ့လူခဏရက်ပါဦးဒီမနက်စစ်ဆေးချက်အရာဒီတိုက်ခန်းမှာပိုးတွေ့လူနာတယောက်တွေ့ရှိထားပါတယ်ဒီအဆောက်အုံကိုဝါတောင်ချထားပါတယ်မကြာမီကာလအထိဘယ်သူမှအဝင်ထွက်မလုပ်ရပါဘူးအကိုကအခန်း900နှစ်ကလာစကားခဏပြောရအောင်လူဦးရေစရင်ကောက်ယူခြင်းလို့ပါအကိုတို့အခန်းမှာလူဘယ်နှယောက်ရှိပါသလဲဘာတောင်းဆိုတာဘာကိုပြောတာလဲဗျကျွန်တော်ကပစ္စည်းလာပို့ရုံပါဒီမှာနေတဲ့သူတော်မဟုတ်ပါဘူးအဲ့ဒါတွေနဲ့မဆိုင်ပါဘူးခင်ဗျာအားလုံးရဲ့ဘေးကင်းလုံခြုံရေးအတွက်မေတ္တာရက်ခံမရစေလောလောဆယ်တော့ဒီကမိတ်ဆွေနဲ့ပဲအတူနေထိုင်ပေးပါကျွန်တော်ကောင်းတစ်ခုလုံးပလာဖြစ်သွားရပါတယ်တကားဝါကအတန်တွေကြောင့်ဖဲလဲထွက်လာခဲ့ပါတယ်တကားဝါမှာကာကွယ်ရေးဝတ်စုံတဲ့လူတွေကိုတွေ့တော့သူမခြေလမ်းတွေတန့်သွားပါတယ်ဘာတွေဖြစ်နေတာလဲဟင်ဝန်ထမ်းကတစ်ခါထပ်ရှင်းပြပါတယ်မဒီမနက်စစ်ဆေးချက်အရာဒီတိုက်ခန်းမှာပိုးတွေ့လူနာတွေ့ရှိထားလို့အခုချက်ချင်းစတင်ပြီးဝါတုံချလိုက်ပါပြီမကြာမီကာလအထိဘယ်သူမှဝင်ခွင့်ထွက်ခွင့်မရှိပါဘူးနေထိုင်သူစရင်ကောက်ဖို့လာတာပါအမားတို့အခန်းမှာလူဘယ်နှယောက်ရှိပါသလဲအခုတော့2ယောက်တည်းပါဖဲတစ်ယောက်တိတ်ဆိတ်စွာစဉ်းစားနေမိပါတယ်အဝင်ထွက်မရှိရဘူးတဲ့သူမကသူမထက်ခေါင်းတစ်လုံးစာမကအရက်ရှိတဲ့ကျွန်တော်စီအလိုလိုမကြည့်ပဲမနေနိုင်ခဲ့ပါဘူးကျွန်တော်လည်းပြန်ကြည့်လိုက်မိတယ်
နှစ်ယောက်သားတစ်စက္ကန့်လောက်စိုက်ကြည့်မိပြီးမှမဝင်မရဲနဲ့မျက်နှာလွှဲလိုက်ကြပါတယ်ဝါတောင်ကဘလောက်ကြာမှလဲဟင်းအနည်းဆုံးတစ်လပါအခြေအနေဆိုရင်ယောဂထိန်းချုပ်နိုင်မှုပေါ်မူတည်ပြီး2လကနေ3လအထိကြာနိုင်ပါတယ်အချိန်တိကျသတ်မှတ်လို့မရသေးပါဘူးဝါတောင်ရုပ်သိမ်းရင်တိုက်ခန်း group chat ထဲကနေအကြောင်းကြားပေးပါမယ်အထဲမှာ2ယောက်ထဲတော့ဒီနေ့ကစပြီးတကားကိုတေချာပိတ်ထားပါပြင်ပတော့မထွက်ရပါစီကန်းဖောက်ဖျက်ရင်အရေးယူခံရပါမယ်စရင်သွင်းဖို့2ယောက်လုံးရဲ့အမည်နဲ့မှတ်ပုံတင်နံပါတ်လေးပေးပါဦးဖဲနဲ့ကျွန်တော်2ယောက်လုံးစွန့်သွားကြရပါတယ်အခြားရွေးချယ်စရာမရှိတာကြောင့်အချက်လက်တွေကိုပေးလိုက်ရပါတယ်စရင်မှတ်နေတဲ့ဝန်ထမ်းကခေါင်းညစ်ပြီးလက္ခဏာခဏစေးပါလေဝင်လေထွက်ကောင်းအောင်ပြတင်းပေါက်တွေဖွင့်ထားပါတိုက်ခန်းကိုဖြတ်ကိုလည်းတတိထားစောင့်ကြည့်ပါဒီညနေကျရင်ခါဖက်စစ်ဆေးဖို့ဝန်ထမ်းတွေလာပါလိမ့်မယ်ပူပေါင်းဆောင်ရွက်ပေးကြပါတကားလေးကအသားအရာပိတ်သွားခဲ့ပါတယ်ဟက်ဇမာဝန်ထမ်းတွေကနောက်တစ်ခန်းစီဆက်သွားကြပါပြီဖဲနဲ့ကျွန်တော်အကူညီမဲ့စွာနဲ့ပဲငိမ့်သက်စွာစိုက်ကြည့်နေမိကြပြီးစကားစပြောဖို့တောင်အတော့ကိုအနေရခက်နေခဲ့ပါတယ်နောက်ဆုံးတော့ကျွန်တော်ပဲစကားဆက်လိုက်ရပါတယ်မမဖေးကျွန်တော်တို့ဘာဆက်လုပ်ကြမလဲဖဲရဲ့မျက်ခုံးကျုံသွားပါတယ်ဒါဟာသူမစီမှာတွေ့ရခဲ့တဲ့မကျေနပ်မှုသို့မဟုတ်စိုးရိမ်မှုမျိုးပါဘာလို့လဲဆိုတော့အမျိုးသားတစ်ယောက်နဲ့တမိုးအောက်ထဲမထင်မှတ်ပဲအတူနေရမယ့်ဒီလိုအခြေအနေမျိုးကိုသူမတစ်ခါမှမကြုံဘူးလို့ပါပဲအဲ့ဒီအမျိုးသားကသူမရဲ့အကြောင်းသားဖြစ်နေရင်တောင်မှပေါ့သူမရဲ့တက်တန်းတစ်လျှောက်လုံးမှာပဲမျိုးသားကူမှအိမ်မှာတဲခိုခွင့်မပေးခဲ့ဘူးပါဘူးဒါဟာပထမဆုံးချိန်ပါပဲဖဲကတက်ပြင်းတစ်ချက်ချလိုက်ပြီးစကလုံးပြောင်းနေတယ်လို့ဖြစ်သွားရပါတယ်အကူညီမဲ့စွာခေါင်းလေးငုံလိုက်ရင်မတက်နိုင်တဲ့အပြုံးလေးပြုံးကစွန့်ကို့အိမ်လိုပဲတက်တောင့်တက်တာနေပါနော်မမအိမ်စီဖုန်းဆက်လိုက်အောင်မယ်ဒီနေ့ပြန်ဖို့ပြင်ထားတာကိုအာယုံထဲမထားပါနဲ့သူမလှည့်ထွက်သွားပြီးအိတ်ခမ်းထဲဝင်သွားတာကိုကျွန်တော်ငေးကြည့်နေမိပါတယ်အာခေါင်တွေ၆ကက်လာပြီးခေါင်းထဲမှာဗလာဖြစ်ကထိတ်လန့်မှုနဲ့အတူနာမည်ဖော်ရခက်တဲ့ခံစားချက်တစ်ခုရောထွေးဆိုးတက်လာပါတယ်ကျွန်တော်မမဖေးနဲ့နောက်ထပ်2လသို့မဟုတ်3လလောက်အတူတူနေရတော့မယ်ထွက်ပြေးစရာလမ်းမရှိဘူးဒီတိုက်ခန်းလေးထဲမှာနေ့ရက်တိုင်းတောင်းတင်နေရတော့မှာဒါဟာစိတ်ကူးလို့ရသမျှအနေရခက်ဆုံးအခြေအနေပါပဲကျွန်တော်ဘာလုပ်ရမှာလဲအိတ်ခမ်းထဲကနေဖေးရဲ့တိုးညင်းပြီးလက်ခံလိုက်ရတဲ့အတန်လေးထွက်ပေါ်လာပါတယ်ဟယ်လိုမေမေပါကိစ္စတစ်ခုဖြစ်လာလို့ပါတိုက်ခန်းကဝါတုံကျသွားတယ်ဒီနေ့အိမ်ပြန်လာလို့ရမယ်မထင်တော့ဘူးဘယ်တော့ပြန်ပွင့်မလဲဆိုတာမသိရသေးဘူးတမိတတိထားနေပါမယ်စိတ်မပူပါနဲ့တော့ဟုတ်ပြီလားမေမေနဲ့ပါလည်းကျမကြီးဂယူးဆိုင်ကြပါဦးကိစ္စရှိရင်ဖုန်းပြန်ဆက်လိုက်ပါမယ်တွားလိုက်အောင်မယ်နော်ဖုန်းချလိုက်ပြီးအိတ်ခမ်းထဲမှာငြိမ်ငြိမ်လေးထိုင်နေခဲ့ပါတယ်ယောက်ျားလေးတစ်ယောက်နဲ့ပိတ်မိနေတယ်ဆိုတာကိုတော့သူမအိမ်ကိုမပြောပြခဲ့ပါဘူးအဲ့ဒါကရှုပ်ထွေးပြီးထူးဆန်းနေတယ်လို့ဖြစ်သွားမှာဆိုလို့ပါခဏလောက်စဉ်းစားပြီးတဲ့နောက်သူမအိတ်ခမ်းတကားဝါစီထွက်လာပြီးဆိုဖာပေါ်မှာငြိမ်ငြိမ်လေးထိုင်နေတဲ့ကျွန်တော်ကိုကြည့်လိုက်ပါတယ်စွမ်းနဲ့နောက်ထပ်လာအနေငယ်ရင်းနှီးစွာနေရမှာကအစိုးဆုံးတော့မဟုတ်ပါဘူးဘာပဲဖြစ်ဖြစ်သူကရင်းချက်တယ်နှွေးထွေးတယ်ပြဿနာရှာမဲ့သူမဟုတ်ဘူးလေဒီလိုလူမျိုးနဲ့တမိုးအောက်ထဲနေရတာဟာသူမထင်ထားတဲ့လောက်ညှဉ်းဆန်ခြင်းစိတ်မရှိဘူးဆိုတာကိုတွေ့လိုက်ရပါတယ်သူမလှည့်လိုက်ပြီးဒူးထောက်ကခုနကမှထုတ်ပိုးပြီးသွားတဲ့အိတ်တွေကိုအခန်းထဲမှာပြန်လဲထုတ်ပိုးပါတော့တယ်ကျွန်တော်ကတော့ဆိုဖာပေါ်မှာထိုင်ရင်းဘာလို့ရမှန်းလုံးဝမသိဖြစ်နေခဲ့ပါတယ်အမှန်တိုင်းပြောရရင်မမဖေးရဲ့တိုက်ခန်းထဲမှာရောက်နေတာတင်နဲ့စိတ်လှုပ်ရှားလုံးလို့အသက်ပင်ကောင်းကောင်းမရှူရဲပဲစူးပေါ်ထိုင်နေရတယ်လို့ခံစားနေရတာပါအဲ့ဒီအချိန်မှာပဲဒါရစီကဖုန်းဝင်လာပါတယ်ကျွန်တော်ဖုန်းကိုကင်လိုက်တော့သူ့အတန်ကတခုခုဝါးစားနေတယ်လို့နဲ့ပေါ့ပေါ့ပါပဲဟေးကောင်စွမ်းဖိုင်သွားပို့တာအဆင်ပြေရဲ့လားအခြေအနေဘယ်လိုလဲပို့ပြီးဒါပေမဲ့ကိစ္စတခုဖြစ်သွားလို့ငါပြန်လာလို့ရတော့မယ်မဟုတ်ဘူးဒါကစိတ်လှုပ်ရှားသွားပြီးပြန်လာလို့မရဘူးဟုတ်လားဘာသဘောလဲကွမမဖေးကမင်းကိုငေါက်ဆဲလိုက်လို့လားဘာလဲငါ့ကိုဆူရတာအချိန်မဝသေးလို့မင်းမအနားမှာရှိနေစေချင်တာလားမဟုတ်ပါဘူးကွာအဲ့ဒါမျိုးမဟုတ်ပါဘူးဒါဆိုမင်းအနေတခုခုကြုံလိုက်ရတယ်လို့တော့မပြောနဲ့နော်လောက်ပါကွာမင်းဘလို့အခြေအနေရောက်နေတာလဲစကားကိုကလိန်ကချစ်လို့မနေနဲ့ကိစ္စပြီးရင်မြန်လာခဲ့မင်းအတွက်ပကံအပိုခြံထားပေးတယ်မြန်မလာရင်ငါအကုန်တောက်လိုက်တော့မှအေးပါစားလိုက်အကုန်မင်းအပိုင်ပဲမမဖေးရဲ့တိုက်ခန်းဝန်းအခုတင်လာတုံချလိုက်ပြီးငါလဲမမနဲ့အတူတူဒီမှာခဏတောင်တင်နေရတော့မဲ့ပုံပဲလိုင်းရဲ့အခြားတစ်ဖက်မှာတော့ထားရတယောက်လုံးဝတိတ်ဆိတ်သွားပြီးပါဆက်ထဲကအစားအစာတွေတောင်အရသာမရှိတော့တယ်လို့ဖြစ်သွားပါတယ်မင်းအခုမမဖေးနဲ့အတူတူပိတ်မိနေတာလို့ပြောလိုက်တာလားမင်းအခုသူ့တိုက်ခန်းထဲမှာရောက်နေတာပေါ့တကယ်ပြောနေတာလားဒီလိုကိစ္စမျိုးမင်းကြမှာဘလို့လုပ်ဖြစ်ရတာလဲကွာငါကဒါကိုနောက်เสียလို့ထင်နေလို့လားငါလဲအခုကောင်းတဲ့ပလာဖြစ်ပြီးထိုင်ရမှန်းတော့မသိတော့ဘူးစွန့်ရမင်းတော့တကယ်ဆရာကြီးပဲကွာအဲ့ဒီအချိန်မှာပဲဖေးရဲ့အိတ်ခမ်းထဲကနေပစ္စည်းတစ်ခုခုပြုတ်ကျတဲ့အတူသူမရဲ့အတန်ကိုကြားလိုက်ရပါတယ်အိတ်ခမ်းဘက်ကိုလှည့်ကြည့်ရင်ဖုန်းထဲကိုငါဒီညမင်းစီဖုန်းပြန်ဆက်လိုက်မယ်ဖေးဘက်မှာတစ်ခုခုဖြစ်သွားလို့ပြောပြီးဖုန်းချလိုက်ပါတယ်ကျွန်တော်အိတ်ခမ်းတကားဝစီသွားလိုက်တော့စတူးခုံလေးပေါ်မှာခြေဖျားထောက်ပြီးခီးဆောင်အိတ်ကိုဘီရိုအပေါ်ထက်ဆင်းပေါ်တင်ဖို့စူးစမ်းနေတဲ့ဖေးကိုတွေ့လိုက်ရပါတယ်ဒါပေမဲ့ခီးဆောင်အိတ်ကဘေးကိုစိမ့်ဆောင်းဖြစ်နေပြီးစစ်ပြုတ်ထွက်သွားတာကြောင့်အထက်ကအဝတ်စားတွေနဲ့ပစ္စည်းတွေကျန်းပြင်ပေါ်ဆူရွဲပြန့်ကျဲသွားခဲ့ပါတယ်ဖေးကသူမရဲ့လက်ကောက်ဝတ်ကနာကျင်မှုကိုအန်ကျိတ်ခံရင်ကျွန်တော်ကိုလှည့်ကြည့်လိုက်ပါတယ်မမကိုကူညီပေးလို့ရမလားဟင်လက်ကောက်ဝတ်ခောက်သွားပြီထင်တယ်ကျွန်တော်ချက်ချင်းပဲအနားကိုအပြေးလွှားသွားလိုက်ပါတယ်သူမလက်ထဲကခီးဆောင်အိတ်ကိုလွှဲယူလိုက်တော့မှသူမလည်းလက်နှစ်ဖက်ကိုအောက်ချခုံပေါ်ကဆင်းပြီးအိပ်ရာပေါ်ထိုင်ကလက်ကောက်ဝတ်ကိုပုတ်နေခဲ့ပါတယ်ကျွန်တော်လည်းအလေးချိန်စီးတဲ့ခီးဆောင်အိတ်ကိုအောက်ပြန်ချပြီးကျန်းပြင်ပေါ်တင်လိုက်ပါတယ်မျက်ခုံးကျုံပြီးတိတိတတ်တာနာကျင်နေပုံရတဲ့သူမကိုကြည့်ရင်မမအဆင်ပြေရဲ့လားအဆင်ပြေပါတယ်
မမကအပေါ်ကိုတင်လိုက်ဖို့ကြိုးစားရင်းစစ်ပြုတ်သွားတာအိတ်ကစိမ့်စိမ့်ဆောင်းဆောင်းဖြစ်ပြီးလက်ကောက်ဝတ်ကိုရိုက်မိသွားတာကျေးဇူးပါတော့ရပါတယ်မမဒါပေမဲ့လက်ကောက်ဝတ်ကတကယ်ရောအဆင်ပြေရဲ့လားဟင်ဖဲကဘလက်နဲ့ညာဘက်လက်ကောက်ဝတ်ကိုအตาလေးပုတ်တက်ရင်မျက်ခုံးလေးနည်းနည်းကျုံထားတော့မှာပဲအဆင်ပြေမှာပါပြီးရင်အခန်းထဲမှာသွားနားယူလေ TV ကြည့်ကျင်လဲကြည့်ရီမုတ်ကဆိုဖာပေါ်မှာရှိတယ်ဒီထဲကကိစ္စတွေကိုမမဘာသာရှင်းလိုက်ပါမယ်ကျွန်တော်ချမ်းပြင်ကိုလှည့်ကြည့်လိုက်တော့ဖဲရဲ့ကိုကြီးကိုလာပစ္စည်းတွေပြန်ကျဲနေတာကိုတွေ့ရပါတယ်စီးကြော်တယ်လို့ဖြစ်သွားမှဆိုလို့ကျွန်တော်ကူညီပေးလို့မရတဲ့အနေထားပါခေါင်းတာညှိလိုက်ရင်ဟုတ်ကဲ့ပါဒါပေမဲ့ခီးဆောင်အိတ်ကိုနောက်တစ်ခါရွှေ့ဖို့လိုရင်ကျွန်တော်ကိုခေါ်လိုက်ပါတော့ကျွန်တော်ကူညီပေးပါမယ်ဖဲကပြုံးပြီးခေါင်းညိပါတယ်ကျေးဇူးပါစွမ်းရကျွန်တော်အပြင်ထွက်ခဲ့ပါတယ်ဖဲကလက်ကောက်ဝတ်ကိုပို့ရင်နှက်ခမ်းကိုတင်းတင်းစေးကတပြင်းအသာရှူလိုက်ပါတယ်နာကျင်မှုနည်းနည်းတက်တာသွားတော့မှဒူးထောက်ကကျန်းပြင်ပေါ်ပြန်ကျဲနေတဲ့ရာသီလုံးအဝတ်စားတွေကိုပြန်သိမ်းပြီးခီးဆောင်အိတ်ထဲတေချာခောက်ထည့်လိုက်ပါတယ်အခန်းထဲမှာတော့ကျွန်တော်ဆိုဖာပေါ်ထိုင်ပြီး TV ဖွင့်ထားလိုက်ပါတယ်အမှန်တိုင်းပြောရရင်ကျွန်တော်တကယ်ကြည့်နေတာမဟုတ်ပါဘူးအာယုံအပြေဝကိုနားမှာပဲထားပြီးဖဲခုံမဲ့အတန်ကိုစောင့်နေတာပါခဏကြာတော့အိတ်ခမ်းထဲကနေသူမရဲ့အတန်လေးထွက်ပေါ်လာပါတယ်စွန့်မမကိုခဏလောက်လာကူပေးပါဦးလာပါပြီမမအိတ်ခမ်းထဲဝင်လိုက်တော့သူမကပစ္စည်းတွေအကုန်ပြန်သိမ်းပြီးသွားပါပြီဒီအိတ်ကိုစင်ပေါ်တင်ပေးရုံပါပဲကျေးဇူးနော်ရပါတယ်မမကျွန်တော်ခီးဆောင်အိတ်ကိုမြောက်လိုက်ပြီးခြေဖျားထောက်ကဗီဒီယိုထိပ်ပေါ်စီလှိတ်တင်ပေးလိုက်ပါတယ်အိတ်ကနေရာတကျဖြစ်သွားတော့ဖဲကမျက်လုံးဝိုင်းလေးနဲ့ကြည့်ရင်ရေလိုက်ပါတယ်ဝါယောက်ျားလေးတွေကတကယ်အတန်တာပဲနော်ကဲ TV သွားကြည့်တော့မမညစာပြင်လိုက်အောင်မယ်စွန့်ကခရမ်းကျင်သီးနဲ့ဥမွေကျော်ကြိုက်ရလားအကြိုက်ဆုံးပဲမမဒါပေမဲ့မမရဲ့လက်ကောက်ဝတ်ကအဆင်ပြေရဲ့လားဟင်လိုအပ်ရင်ကျွန်တော်ချက်ပေးလို့ရပါတယ်ဟဲ့ဟုတ်လားချက်တက်လို့လားနည်းနည်းပါတိတ်တော့မကျွမ်းပါဘူးဟာဟာထင်တာပဲဒါပေမဲ့နည်းနည်းချက်တက်တာလည်းကောင်းတာပါပဲနောက်တစ်နေ့ကျရင်ရီးစားရလာရင်သူ့ကိုဂယုစိုက်ပေးလို့ရတာပေါ့မမလက်ကောက်ဝတ်ကအဆင်ပြေပါတယ် TV သွားကြည့်တော့နော်ဟင်းချက်တာတိတ်မကြပါဘူးလူတွေပြောကြတယ်စာတင်ချိန်ကစာတင်ကန်းထဲမှာအချိန်ကုန်တာအနည်းဆုံးပဲတဲ့စနည်းတွေရသည့်ပိတ်ရက်တွေထက်တစ်ဆက်စကနေအစာနှစ်ဆက်မကနှေးတယ်လို့ပေါ့ကျွန်တော်အရင်ကအဲ့ဒါကိုယုံခဲ့ဘူးတယ်အခုတော့မယုံတော့ပါဘူးဘာလို့လဲဆိုတော့ထမင်းစပွဲမှာကိုယ့်ရဲ့ဆရာမနဲ့နှစ်ယောက်တည်းတီးတန့်ထိုင်နေရတဲ့အချိန်ကပိုလို့တောင်နှေးကွေးပြီးအချိန်တွေကအခြားသောကဘာတစ်ခုလိုကြာမြင့်လွန်းနေလို့ပါစာတင်ကန်းထဲမှာကြုံရတဲ့10မိနစ်ချင်းစီဟာစစ်မှန်တဲ့နှိမ့်ဆက်မှုပါပဲနောက်ဆုံးတော့ကဘာတစ်ခုစာမကကြာမြင့်သွားတယ်လို့ခံစားရပြီးတဲ့နောက်ဖဲရဲ့အတန်ကတိတ်ဆိတ်မှုကိုဖြိုခွဲလိုက်ပါတယ်ဆွမ်းညစာရပြီနော်ဟိုဘက်မှာလက်သွားဆေးလိုက်ပါဦးသူမကဝင်ပေါက်ရဲ့ညာဘက်ချမ်းကအခန်းလေးစီညွှန်ပြလိုက်တာကြောင့်ကျွန်တော်ဟုတ်ကဲ့လို့ပြောပြီးလက်ဆေးဖို့ထွက်လာခဲ့ပါတယ်စင်ဘောကိုလှည့်ကြည့်လိုက်တော့မျက်နှာတစ်စေးပဲရှိပြီးမိတ်ကပ်ပစ္စည်းလုံးဝမရှိတာကိုတွေ့ရပါတယ်အခုမှစဉ်းစားမိတာခုနကအိတ်ခမ်းထဲရောက်တုန်းကလည်းမှန်တင်ခုံမရှိတာကိုသတိထားမိခဲ့တယ်တကယ်ကိုမရှိတာပါဒါဆိုကျွန်တော်ရဲ့လှပလုံးနဲ့ဒီဆီယာမလေးဟာတဘာဝအတိုင်းလှပလုံးနဲ့ရင့်ကျက်တဲ့အလှပိုင်ရှင်ဆက်ဆန်းလေးပေါ့ပြင်ဆင်စရာပဲမလိုပဲအလိုလိုဆွဲဆောင်မှုရှိနေသူပါကျွန်တော်တို့ထမင်းစားဖို့ထိုင်လိုက်ကြပါတယ်ဖဲကကျွန်တော်ကိုတူကမ်းပေးရင်မြည်ကြည့်ပါဦးဘလို့နေလဲပြောပြပါဦးကျွန်တော်ကြက်ဥဖက်လေးတစ်ဖက်ကိုညှက်စားလိုက်ပါတယ်ခရမ်းကျင်သီးနဲ့ဥမွေကျော်အရသာကတကယ်ကိုကောင်းမွန်လို့နေတာပါကျွန်တော်ခေါင်းကိုအထက်ထက်ညှိလိုက်မိပါတယ်တကယ်ကောင်းတယ်မမဖဲရဲ့မမကဒီဟင်းကိုခဏခဏချက်တာလားဟင်ဒီမေးခွန်းကြောင့်သူမခဏမျှတန့်သွားပါတယ်ဘာလို့လဲဆိုတော့အမှန်တကယ်ကဒီဟင်းကိုခဏခဏချက်လုံးလို့မဟုတ်ပါဘူးဒါဟာသူမချက်တတ်တဲ့တခုလေးသောဟင်းဖြစ်နေလို့ပါကျောင်းမှာထမင်းစားဆောင်ရှိတယ်အလုပ်စင်းရင်အပြင်စာမှာစားတယ်ဟင်းချက်ဖို့ဆိုတာသူမအတွက်မလိုအပ်ခဲ့ပါဘူးသူမကအပြုံးလေးနဲ့လှည့်ပတ်ပြောလိုက်ပါတယ်မမကဒီဟင်းကိုသဘောကျလို့ပါဒါကြောင့်ကိုတကယ်ကောင်းတာပဲဖဲကသူမရဲ့ထမင်းပကံကိုကင်ပြီးဟင်းနဲ့အတူစားလိုက်ပါတယ်အဲ့ဒီနောက်စကားအကြောင်းအရာကိုပြောင်းလိုက်တယ်ကြိုက်ရင်ပူစားနော်ထမင်းစားပြီးရင်မမတိုက်ခန်း group chat ကိုစစ်ပေးမယ်တို့အခြေအနေကအခြားသူတွေနဲ့မတူဘူးဆိုတော့မမမေးကြည့်ပေးမယ်အိမ်ပြန်လို့ရအောင်ကင်းလို့ခွင့်ရမလားလို့မဟုတ်ရင်စောရင်ဒီမှာအိတ်ဖို့နေရမရှိဘူးလေမမမှာအဲ့ရတစ်ခုပဲရှိတာထမင်းစားရင်းနဲ့ကျွန်တော်စဉ်းစားမိတယ်အိမ်ပြန်လို့ရရင်တော့တိတ်ကောင်းပါပဲဒီမှာနေရတာကတကယ်ကိုငရဲကြနေတယ်လို့ပဲဟုတ်ကဲ့အိမ်ပြန်ရရင်တော့အကောင်းဆုံးပုံမမဖဲပြုံးလိုက်ပါတယ်ဒါဟာဟင်းချက်နေတော့ကမှသူမခေါင်းထဲရောက်လာတဲ့အကြံတစ်ခုပါမမလည်းတေချာမှသူမပြောနိုင်ဘူးတော့မေးပဲမေးကြည့်ပေးမယ်ထွက်သွားလို့မရရင်တော့မင်းအတွက်တိတက်နေစရာနေရာတစ်ခုခုစီစဉ်ပေးနိုင်ရင်လည်းပေးမှာပါအဲ့ဒါဆိုရင်လည်းရပါတယ်မမနှစ်ယောက်သားအနေရခက်စွာစိုက်ကြည့်နေရတာထက်စာရင်ဘာဖြစ်ဖြစ်ကိုကောင်းမှာပါညစာကိုမြဲမြဲဆန်ဆန်ပဲစားတော့ပြီးသွားကြပါတယ်နှစ်ယောက်လုံးဆိုဖာရဲ့တစ်ဖက်တစ်ချက်စီမှာထိုင်လိုက်ကြပြီးကျွန်တော်က TV ကြည့်ဖေးကဖုန်းထဲကတိုက်ခန်း group chat ကိုစစ်နေခဲ့ပါတယ်မကြခင်မှာပဲကြေညာချက်ရောက်ရှိလာပါတယ်။ဝတ်တောင်ချရတဲ့အကြောင်းရင်းကတိုက်ခန်းဝန်းထဲမှာပိုးတွေ့လူနာ2ယောက်တွေ့ရှိခဲ့လို့ဖြစ်ပြီးကြာမြင့်ချိန်ကအနည်းဆုံး1လဖြစ်ပါတယ်။ကျွန်တော်လူမျိုးအလဲလာရင်းပိတ်မိသွားတဲ့သူတွေဟာအထူးဖြစ်ရမဟုတ်ပါဘူး။အခြားတိုက်ခန်းချို့မှာလည်းဆွေမျိုးတို့မဟုတ်မိတ်ဆွေတွေပိတ်မိနေကြတာရှိပါတယ်။ဒါပေမဲ့မတော်တဆဖြစ်ရဆိုပေမဲ့အကြောင်းကြားစာမှာတဲတဲကွဲကွဲရေးထားပါတယ်။ဒီကာလအတွင်းမြည်တိကင်းလို့ခွင့်မရှိပါဘသူများထွက်ခွင့်မရှိပါဖဲကကြေညာချက်ကိုဖတ်ရင်းဆိုဖာပေါ်မှာထိုင်နေခဲ့ပါတယ်။သူမကစပင်းမြင်လေးကိုနားနောက်စီမတိမတာတက်တင်လိုက်ရင်တိုးညင်းစွာပြောလိုက်ပါတယ်။ပြန်လို့ရမယ့်ပုံမပေါ်ဘူးဆိုရင်မင်းမမနဲ့အတူတူဒီမှာခဏတော့ဆက်နေရတော့မယ့်ပုံပဲကျွန်တော်သူမစီလက်ကြည့်လိုက်တယ်တကယ်ပြန်လို့မရတော့ဘူးလားဟင်သူမကောင်းခါလိုက်ပါတယ်မရတော့ဘူးအခြေအနေကတော်တော်လေးနဲ့ပုံရတယ်သူမခဏလောက်စဉ်းစားလိုက်ပြီးဒီလောက်ကြတာပေါ့ဒီညမမဆိုဖာပေါ်မှာအိတ်မဲစောရင်ကအိတ်ခန်းထဲမှာအိတ်
မမအိတ်ခမ်းကိုတန်ရှင်းရေးလုပ်ပေးမယ်နော်ကျွန်တော်မမျှော်လင့်ထားတာကြောင့်လက်ကိုအမြန်ရမ်းလိုက်မိတယ်ဟဲ့အင်းမဟုတ်တာမမရဲ့ကျွန်တော်ပဲဆိုဖာပေါ်မှာအိတ်ပါမယ်အခုတောင်မမစီမှာဒုက္ခလာပေးနေရတာမမကိုကို့ဆိုဖာပေါ်မှာကိုပြန်အိတ်ခိုင်းလို့ပဲဖြစ်မလဲဆိုဖာကနည်းနည်းသေးတယ်လေစောဆန့်မှာမဟုတ်ဘူးရပါတယ်မမအဆင်ပြေအောင်အိတ်ပါမယ်မရရင်ကျမ်းပြင်ပေါ်မှာပဲအိတ်လိုက်မယ်ဒါပေမဲ့မမကအခုနေလို့တိတ်ကောင်းနေတာမဟုတ်ဘူးမဟုတ်လားဟင်အဲ့ဒါကြောင့်ဆိုဖာပေါ်မှာအိတ်လို့မဖြစ်ပါဘူးခုနကအထီတည်ငြိမ်နေခဲ့တဲ့ဖေကဒီစကားကိုကြားလိုက်ရတဲ့ခဏမှတင်တောင့်တင်းသွားခဲ့ပါတယ်သူမရဲ့မျက်လုံးလေးတွေဝိုင်းသွားပြီးစောဟန်နင်အခုဘာပြောလိုက်တာလဲကျွန်တော်လည်းတောင့်တင်းသွားရပါတယ်မပြောတင်တာကိုပြောလိုက်မိပြီဆိုတာသိလိုက်ရလို့ပါဘာမှမဟုတ်ပါဘူးမမကျွန်တော်ပဲဆိုဖာပေါ်မှာအိတ်ပါမယ်ဖေရဲ့မျက်ခုံးလေးတွေကျုံသွားခဲ့ပါတယ်နင်ဘယ်လိုလုပ်သိတာလဲကျွန်တော်မဝတ်မရဲပြုံးလိုက်ရင်ထမင်းစပွဲဘက်ကိုလှည့်ကြည့်လိုက်တယ်ခုနကမမစည်းသီးမီရင်နွေးချမ်းစိတ်နေတာကိုတွေ့လိုက်လို့ပါပြီးတော့လက်ဆေးတုံးကလည်းရင်နွေးသုံးနေတာသတိထားမိလို့အဲ့ဒါကြောင့်ရာသီလာနေတာလားလို့ထင်လိုက်တာပါဖဲကရုတ်တရက်ရေမောလိုက်ပါတယ်သူမပါဇက်ကိုလက်နဲ့အုပ်ထားရင်ကျွန်တော်ရဲ့ရှက်ရွံ့နေတဲ့မျက်နှာကိုစိုက်ကြည့်လိုက်တယ်နင်ဒီလောက်တောင်အကဲခတ်ကောင်းမှမမသိခဲ့ဘူးစောရအသေးဖွဲလေးတွေကိုပါသတိထားမိတာပဲကျွန်တော်ပြုံးလိုက်မိပေမဲ့ဒါကိုချီးမွမ်းစကားလို့တော့လုံးဝမယူဆမိပါဘူးမမကလည်းညောက်ပြောနေပြန်ပြီးအော်ဒါဆိုအခြားဘာတွေကိုရောသတိထားမိသေးလဲဟင်ပြောပါဦးကျွန်တော်စိတ်ဝင်စားနေပဲလက်ဆေးတုံးကတွေ့ခဲ့ရတာတွေကိုပြန်စဉ်းစားလိုက်ပါတယ်ဒါနဲ့စင်ပေါ်မှာအသားရည်ထင်းပစ္စည်းလုံးဝမရှိသလောက်ပဲပြီးတော့အိတ်ခမ်းထဲမှာလည်းမှန်တင်ကုန်မရှိဘူးဆိုတော့မမကကြောင်းသွားရင်အလှပြင်လေးမရှိဘူးလို့ခံမှန်းရတာပေါ့ဖေးကမျက်ခုံးတစ်ဖက်ပင့်လိုက်ပါတယ်သူမစိတ်ထဲကနေဒီကောင်လေးကိုနည်းနည်းအထင်သေးမိသွားတာပဲလို့တွေးလိုက်မိတယ်နင်ကမမထင်ထားတာထက်ပိုကဲခတ်ကောင်းတာပဲဆိုရင်ရမမကပုံမှန်ရက်တွေမှာတကယ်မိတ်ကပ်မလိမ့်ပါဘူးဒီနေ့လိုဒီပလိုမာယူတဲ့ရက်မျိုးနင်တို့ဖွဲရတဲ့ရက်မျိုးအရေးကြီးမှပဲလိမ့်တာကျွန်တော်ဘာမှသေချာမစဉ်းစားမိပဲပါစက်ထဲရှိတာတန်းပြောလိုက်မိပါတယ်မမကမိတ်ကပ်မပါလဲတကယ်လာတာပါကျွန်တော်တယောက်တည်းပြောတာမဟုတ်ဘူးနော်အတန်းတွေကသူတွေအကုန်လုံးကမမဖဲကအကြောင်းတစ်ကြောင်းလုံးမှာအလှဆုံးဆရာမလို့ပြောကြတာဖဲရဲ့မျက်နှာမှာထူးဆန်းတဲ့ယောဂတစ်ခုဖြစ်ပေါ်သွားပါတယ်သူမခဏမျှတိတ်ဆိတ်သွားပြီးမှနင်เจ้าမှာကောင်းမလေးတွေချတဲ့တော်တော်ရေပန်းစားမှာပဲရီးစားဘယ်နှယောက်ထားဘူးလဲတယောက်မှမရှိပါဘူးဘာလို့မေးတာလဲဟင်ဖဲကမတက်ထွက်ပြီးကျွန်တော်ကိုစိုက်ကြည့်လိုက်တယ်နင်မရိုးသားဘူးနော်စွမ်းဆရာမတယောက်ရဲ့အလိုလိုတိစိတ်ကလွဲခဲ့ပါတယ်သူမခဏရက်လိုက်ပြီးတော့စွမ်းအကဲခတ်ကောင်းတာကောင်းပါတယ်ဒါပေမဲ့အချို့အရာတွေကိုတော့အနီးကပ်သိမ့်မကြည့်သင့်ဘူးဒါမမရဲ့အိမ်လေးကျွန်တော်အသားအရရေမောလိုက်ရင်ခေါင်းညှိလိုက်တယ်ဟုတ်ကဲ့ပါမမနောက်ဆိုပိုတတိထားပါမယ်ကောင်းပြီမမအိတ်ခမ်းနဲ့ပြန်တော့မယ်နင်တို့အတက်ရဲ့ဘွဲနဲ့တပည့်စားရဲစားတဲ့အချို့ကိုကြိုက်တွေ့စရာရှိသေးလို့နောက်မှပင်ပန်းရင်ဆိုဖာပေါ်မှာအနားယူခုနကပြောတဲ့ကိစ္စအတွက်ကတော့နင်ကမမကိုဒီလောက်တောင်ဂရုစိုက်ချင်နေမှာတော့ဒီညအိတ်ခမ်းထဲမှာပဲမမအိတ်ပါမယ်ဖေးကစီးပွဲပေါ်ကစီးသီးမီရင်နွေးချမ်းကွက်ကိုယူပြီးအိတ်ခမ်းထဲဝင်သွားကတကားပိတ်လိုက်ပါတယ်ကျွန်တော်ပိတ်သွားတဲ့တကားကိုစိုက်ကြည့်ရင်အသက်ကိုဖြည်းဖြည်းနဲ့အပြင်းထန်ရှူထုတ်လိုက်ပြီးသပင်တွေကိုလက်နဲ့ထိုးခွာလိုက်မိတယ်ငါအခုဘာတွေပြောလိုက်မိတာလဲအချစ်ကာတွန်းတွေအကြာကြီးဆွဲလာခဲ့တာကြောင့်မတိမတာဇလန်းနဲ့စိတ်ဝင်နေပြီးဖဲကိုကာတွန်းတွေကခေါင်းဆောင်မင်းသမီးလိုသဘောထားမိကစကားပြောရင်းနဲ့ပါအလေးထားပါသွားတာပါတကယ်ကိုအလောက်ကန်ရဲ့ဘေးထွက်ဆိုးကျိုးပါပဲအိတ်ခမ်းထဲမှာတော့ဖဲကတကားကိုပိတ်ပြီးနေရာကနေမရွှေ့ပဲရက်နေခဲ့ပါတယ်တကားကိုကျုံးမိထားရင်ခွက်ကိုအသားချကမျက်နှာကိုလက်နှစ်ဖက်နဲ့အုပ်လိုက်တယ်ငါတော့ပြက်ကွယ်သွားချင်တာပဲလို့မတဲမကွဲရေရွတ်လိုက်ပါတယ်ကျောင်းသားတယောက်နဲ့အတူတူပိတ်မိနေတာတွေမကဘူးနေလို့မကောင်းတာကိုပါရိပ်မိသွားခံရတယ်ဆိုတော့သူမဘဝမှာဘာတွေဖြစ်နေတာလဲသူမသူတို့စကားပြောခဲ့တာတွေကိုပြန်စဉ်းစားကြည့်ရင်မျက်ခုံးလေးနည်းနည်းကျုံကနှက်ခမ်းကိုတင်းတင်းဆေးလိုက်ပါတယ်ဒီကဘာမှာဒီလောက်အကဲခတ်ကောင်းတဲ့ယောက်ျားလေးတွေတကယ်ရှိတာပဲသူမတက်ပြင်းချလိုက်မိတယ်အရင်ကသူမကိုလိုက်ခဲ့ဘူးတဲ့ယောက်ျားတွေကိုပြန်စဉ်းစားကြည့်ရင်အဲ့ဒီထဲကတယောက်ယောက်များစွန်ရဲ့တဝက်လောက်ဂယုစိုက်တဲ့ရင်သူမအခုချိန်ထိအပြိုကြီးဖြစ်မနေပဲအိမ်အောင်ကျနေလောက်ပြီးသူမခေါင်းထဲမှာခဏမျှဗလာဖြစ်အောင်ထားလိုက်ပြီးမှစာပွဲစီလျှောက်သွားကဝါထောက်ကိုဖွင့်စားရက်စာတန်းတွေကိုထုတ်ပြီးအလုပ်ဆက်လုပ်လိုက်ပါတယ်ခီးလုံပြီးမှအိမ်မှာစစ်စစ်မလို့ပြင်ထားတဲ့ဘွဲယူစာရက်စာတန်းတွေကိုအခုတော့ဝါတောင်ကျနေတာမို့အချိန်မတိုင်ခင်ရှင်းလင်းလိုက်တော့တာပါကျောင်းရဲ့စစ်ဆေးရမယ့်စည်ရင်အတိုင်းမိုးတဲ့ချိန်ကနေညနေ9 နာရီအထိတောက်လျှောက်ဖိလုပ်လိုက်တာ3 ပုံတပုံလောက်ပြီးစီးသွားခဲ့ပါတယ်သူမကလထိုင်ပေါ်နောက်မိလိုက်ပြီးမျက်နှာချက်ကိုစိုက်ကြည့်ရင်တပြင်းချလိုက်ပါတယ်အဲ့ဒီနောက်ဒီမနက်တည်းအသေးအတန်ဖတ်ထားတဲ့ထာဝရဘွဲနှင်းတပင်ဝက်ကာတွန်းစီစိတ်ကရောက်သွားခဲ့ပါတယ်ဒီအပတ်ပတ်သက်မှုတိုးတက်ပြီးချစ်ရေးဆိုတဲ့အခန်းလေးကသူမကောင်းထဲမှာဆွဲကြံနေတာပါဒါပေမဲ့လည်းဝက်ကာတွန်းတွေကအချစ်ဆိုတာအပြင်လောကနဲ့မတူပါဘူးစာရေးဆရာနဲ့ကိုယ်တိုင်တွဲခွင့်ရရင်တော့တမျိုးပေါ့မဟုတ်ရင်တော့အပြင်မှာဒီလိုတေချာခရူးဆိုင်ပေးနိုင်တဲ့သူမျိုးရှိမှာမဟုတ်ပါဘူးတကယ်ကိုအံ့ဩစရာကောင်းတဲ့စာရေးဆရာပါပဲဖက်ရတာကိုယ်တိုင်ကြုံတွေ့နေရတယ်လို့ခံစားရတယ်အရင်ကဆိုဖေးကဒီလိုအချစ်ကာတွန်းတွေကိုသဘောကျလေးမရှိပါဘူးအများစုကတာမန်ပုံစံကွက်အတိုင်းအတိတ်ပဲမရှိတဲ့အတားအဆီးတွေအတင်းအကျပ်လုပ်ယူထားတဲ့ဒရမာတွေနဲ့ဖက်ရတာမောစရာကောင်းလို့ပါဒါပေမဲ့ထာဝရဖွင့်နေတဲ့ပင်ကတော့အခြားဟာတွေနဲ့မတူပါဘူးခေါင်းဆောင်နှစ်ယောက်ကြားကတန်ရောစင်ကတကယ်ကိုချုံမြင်လုံးပြီးဆက်ဆချင်းကနေအဆုံးထိဆဲလက်မြတ်စရာကောင်းလာပါတယ်ဒါအပြင်ဆရာနဲ့ကျောင်းသားဇလန်းဖြစ်တာကြောင့်ဆက်ဆချင်းတွေကရင်ခုန်စရာအရှိန်ဟုန်ပါဝင်နေတာပါဖေးကဇလန်းအကြောင်းစဉ်းစားရင်အားနည်းချက်တစ်ခုပဲရှိတယ်အပိုင်းတစ်ထွက်တာတိတ်နေတာပဲတပတ်မှတစ်ပိုင်းအပိုင်းကလည်းနည်းနည်းလေးလို့ရေရွတ်လိုက်ပါတယ်အဲ့ဒီအတွင်းနဲ့တင်သူမဖုန်းကိုထုတ်ထာဝရဖွင့်နေတဲ့ပင်ရဲ့ read group ကိုဖွင့်ပြီးစာရိုက်လိုက်ပါတယ်ဖေးဟဲဒီအပတ်ပိုင်းကနည်းနည်းတူမနေဘူးလားဟင်တစ်ဆက်စာမျက်နှာလောက်ပဲရှိတယ်
နောက်ပတ်အပိုင်းကဘယ်တော့ထွက်မှလဲစာဖတ်သူအတော်များများကချက်ချင်းပြန်ဖြေကြပါတယ် reader ဟုတ်တယ်ငါလည်းနည်းနည်းတူသွားတယ်လို့သတိထားမိတယ်ပုံမှန်ဆို Lucky Coin ကစာမျက်နှာ20လောက်တင်ပေးနေကြ reader နဲ့ဒီအပတ်လေးစာမျက်နှာလောက်လိုသွားတယ်နောက်ပတ်ကျရင် Lucky Coin ပြန်ဖြေပေးဖို့မျှော်လင့်တာပဲချစ်ရေးဆိုပြီးတော့ဘာမှမလာတော့ဘူးငါတော့ရင်ကွဲလို့တေတော့မယ်ဖေးကဖုန်းကိုကြည့်ရင်ပြုံးလိုက်ပါတယ် online ပေါ်မှာတော့သူမအနေနဲ့တည်ငြိမ်နေစရာမလိုပါဘူးဖေးဟုတ်ပါတရား Lucky Coin ရေးနောက်ပတ်ကျရင်စာမျက်နှာအများကြီးပို့တင်ပေးပါနော်သူမရဲ့စာအောက်မှာပြန်စာတွေဒလားဟောဝင်လာခဲ့ပါတယ်အဲ့ဒီရုံရင်းဆန်ခတ်ဖြစ်နေတဲ့ကြားထဲမှာစာရေးဆရာ Lucky Coin ရဲ့ထွက်ပေါ်လာခဲ့ပါတယ် Lucky Coin ဒီအပတ်ပိုင်းနဲ့တူသွားတာကျွန်တော်ဘက်မှာကိစ္စတစ်ခုဖြစ်သွားလို့ပါအဲ့ဒါကြောင့်စာမျက်နှာနည်းနည်းလိုသွားတာပါစာရေးဆရာထွက်လာတာကိုတွေ့တော့ဖေးရဲ့မျက်လုံးလေးတွေလင်းလက်သွားပြီးချက်ချင်းစာပြန်လိုက်ပါတယ်ဖေးနောက်ပတ်ကျရင်အဲ့ဒီစာမျက်နှာတွေကိုပြန်ဖြည့်ပေးမှလာဟင် Lucky Coin ဆိုတာတကယ်တော့ကျွန်တော်ပါဆိုဖာပေါ်မှာထိုင်ရင်း group chat ကိုစပိန်စီတလို့စခရောတုံးကြည့်နေရင်ပြန်ဖြည့်ပေးရမယ်ဟုတ်လားဘလို့မှမဖြစ်နိုင်တာငါဆရာမရဲ့တိုက်ခန်းထဲမှာပိတ်မိနေတာငါကဘာကြီးတစ်ခုလုံးအခုဒီဆိုဖာတစ်ခုပဲရှိတော့တာကာတွန်းဆွဲတဲ့ပစ္စည်းတွေတောင်ပါမလာဘူး Lucky Coin အားလုံးပဲတောင်းပန်ပါတယ် Lucky Coin မမျောလင့်ထားတဲ့ကိစ္စတစ်ခုနဲ့ကြုံနေရလို့နောက်ပတ်မဟုတ်ဘူးနောက်ထပ်တစ်လကနေ2လအထိအပိုင်းတစ်တင်ပေးနိုင်တော့မှာမဟုတ်ပါဘူးဖေးကဒါကိုဖတ်လိုက်ရတော့မျက်လုံးဝိုင်းသွားပြီးအမြန်စာပြန်လိုက်ပါတယ်ဖေးဘာလို့လဲဟင် Lucky Coin ကျွန်တော်လည်းဘာမှမလုပ်ပေးနိုင်လို့ပါတငယ်ချင်းတယောက်စီပစ္စည်းလာပို့ရင်တိုက်ခန်းတစ်ခုလုံးလာတောင်ကျသွားလို့ပါတစ်လကနေ2လအထိကြာနိုင်တယ်တဲ့အဲ့ဒါကြောင့်ကာတွန်းခဏရပ်ထားရပါမယ်ငကိုကရိုးရိုးစိတ်ဝင်စားခဲ့တဲ့ဖေးကဒါကိုဖတ်ပြီးငြိမ်သက်သွားခဲ့ပါတယ်တငယ်ချင်းစီပစ္စည်းလာပို့ရင်ပိတ်မိသွားတာလေလားဘာလို့ဒီလောက်တောင်ရင်းနှီးနေရတာလဲဖေးအမြန်စာရိုက်လိုက်တယ်ဖေးဒါဆိုစာရေးဆရာကတငယ်ချင်းနဲ့အတူတူပိတ်မိနေတာပေါ့ Lucky Coin ဟုတ်ပါတယ်အတူတူပိတ်မိနေတာပါအဲ့ဒါကြောင့်အပိုင်းတင်မတင်နိုင်တာပါလာတောင်ရုပ်သိမ်းတာနဲ့ပြန်ဖြည့်ပေးပါမယ်ဖေးတစ်လကနေ2လအထိအပိုင်းတင်မရှိဘူးဆိုတာတော်တော်ကြာတာပဲပုံမှန်ဆို tablet နဲ့ဆွဲတာမဟုတ်ဘူးလားတငယ်ချင်းရဲ့ tablet ကိုငှားဆွဲလို့မရဘူးလားအပိုင်းတင်ဖို့ကအရေးကြီးတယ်လေဆိုဖာပေါ်မှာထိုင်ရင်အဲ့ဒီစာကိုဖတ်လိုက်ရတော့ကျွန်တော်ခေါင်းထဲအလင်းပွင့်သွားပါတယ်မမဖေးရဲ့ tablet ကိုငှားပြီးကာတွန်းဆက်ဆွဲရမလားအဲ့ဒါတကယ်အဆင်ပြေနိုင်တာပဲမေးစရာရှိတာကသူမငှားပါမလားဆိုတာပါပဲကျွန်တော်ရောက်နေတာတငယ်ချင်းအိမ်မဟုတ်ဘူးဆရာမအိမ်လေသူမကအလုပ်အတွက်သုံးနေတာဆိုတော့ညင်းရင်လဲညင်းမှဖေး Lucky Coin ကျောင်းတက်နေတော့မဲလားဟင် Lucky Coin ဒီမနက်ထိတော့တက်နေတော့မှာအခုတော့မဟုတ်တော့ပါဘူးဒီနေ့ပဲပွဲရခဲ့တာပါငကိုကနည်းနည်းပဲစိတ်ဝင်စားခဲ့တဲ့ဖေးကဒါကိုဖတ်လိုက်ရတော့ပါစက်ကိုလက်နဲ့အုပ်လိုက်မိပြီးအံ့ဩသွားပါတယ် Lucky Coin ကအခုသူ့ဆရာမအိမ်မှာရောက်နေတယ်ဆရာမနဲ့အတူပိတ်မိနေတယ်ပြီးတော့ဒီနေ့မှပွဲရတာတဲ့ဘလို့လို့ဒီလောက်တိုက်ဆိုင်ရတာလဲဒါပေမဲ့ပွဲနေတပင်ရာသီဖြစ်နေတာရော lockdown တွေဖြစ်နေတာရောဆိုတော့ဒီလိုတိုက်ဆိုင်မှုမျိုးလည်းဖြစ်နိုင်ပါတယ်လို့ဖေးစိတ်ထဲကစဉ်းစားလိုက်ပါတယ် Lucky Coin ပြန်လာပါပြီအခုသူ့စီကနေထဲပေါ်သွားငှားကြည့်ပါဦးမယ်စောင့်ကြည့်ပေးကြပါဦးဖေးအဲ့ဒီစာကိုဖတ်လိုက်ရတဲ့ခဏမှာပဲသူမအိတ်ခမ်းတကားကိုခောက်တန်ကြားလိုက်ရပါတယ်ကျွန်တော်အပြင်မှာရက်နေခဲ့ပါတယ်အနေရခက်တာရောတနိဋ္ဌံချထားတာရောအတူတူပါပဲဒါပေမဲ့ဒါကတော့အတွက်လေနှစ်လလောက်အပိုင်းတင်မထွက်ရင်စာဖတ်သူတွေအတွက်ရောကျွန်တော်အတွက်ပါမကောင်းပါဘူးအထူးသဖြင့်အပိုင်းတင်မထွက်ရင်ဝင်ငွေမရှိတော့ဘူးလေမမဖေးအလုံးရှုပ်နေတာလားဟင်ဖေးကတကားဘက်ကိုမော့ကြည့်လိုက်တယ်စွန့်ဘာဖြစ်လို့လဲမမအားပါတယ်ပြောလေကျွန်တော်တွေးမျိုးချလိုက်တယ်ဟိုလေမမဖေးစီမှာထပ်ဖို့ရှိတယ်ထင်တယ်မမခဏသုံးနေရှိလားဟင်မသုံးရင်ကျွန်တော်ကိုခဏငှားလို့ရမလားဖေးကစာပွဲမှာထိုင်ရင်တကားတစ်ဖက်ကကျွန်တော်အတန်ကိုနားထောင်နေခဲ့ပါတယ်သူမမျက်လုံးလေးတွေဝိုင်းဆက်သွားပြီးရှေ့ကတစ်သားတကားကိုမေးကြည့်နေမိတယ်အဲ့ဒီနောက် group chat ထဲကအခုတင်ပို့လိုက်တဲ့စာကိုငုံကြည့်လိုက်တယ်ပြီးတော့အိတ်ခမ်းတကားကိုပြန်ကြည့်လိုက်တယ်ဒါကအိမ်မက်လိုပဲခဏလေး Lucky Coin ကမင်းသမီးစာရေးဆရာမဟုတ်ဘူးလားတူညီတဲ့ဘွယ်နှင်းတပင်တူညီတဲ့ဆရာမနဲ့အတူပိတ်မိမှုအခုကြတော့ထဲပုံငားကျင်တဲ့တောင်းဆိုချက်ပါထပ်တူကြနေပြန်ပြီဒီလိုတိုက်ဆိုင်မှုမျိုးတကယ်ဖြစ်နိုင်လို့လားကျွန်တော်အပြင်မှာရက်နေရင်အထက်ကဘာသာမှမကြားရတာကြောင့်သူမအလုရှုံနေတော့မဲလို့ထင်လိုက်ပါတယ်အသက်ပြင်းပြင်းရှူလိုက်ပြီးထပ်မေးလိုက်တယ်မမဖေးအစင်ပြေရဲ့လားဟင်လိုအပ်နေရင်လည်းရပါတယ်နော်ဖေးတယောက်တတိပြန်ဝင်လာခဲ့ပါတယ်အော်တောင်းပန်ပါတယ်ငါပေးလို့ရပါတယ်ဒါပေမဲ့နင်ကဒါကိုဘာလို့ဖို့သုံးမှမို့လို့လဲဟင်ဂိမ်းဆုံးမလို့ပါမမဖေးကတကားကိုမေးကြည့်နေရင်ရင်ထဲမှာတင်းကျပ်သွားခဲ့ပါတယ်ဘာလို့လဲဆိုတော့ဒါကသာဆုံးအမှန်တကယ်ဖြစ်နေခဲ့ရင်သူမနီးပါးတစ်နှစ်နီးပါးစောင့်ကြည့်ဖက်ရှုလာခဲ့တဲ့စာရေးဆရာသူမအကြိုက်ဆုံးကာတွန်းဖန်တီရှင်ဟာသူမရဲ့ចောင်းသားအရင်ခောက်ဖြစ်နေပြီးအမျိုးသားတစ်ယောက်ဖြစ်နေလို့ပါပဲကျွန်တော်ကတော့ဖေးကိုအမှန်တိုင်းတွားပြောလို့မရတာကြောင့်ကွက်ရွှေပြီးလိမ်လိုက်ရပါတယ်မမကိုခေါင်းဆောင်မင်းသမီးနေရာကထည့်ပြီးအမျိုးသမီးကလောင်နာမည်နဲ့အချစ်ဝက်ကတွန်းဆွဲဖို့ထပ်ခဏငှားပါလို့တွားပြောလို့မရတာအဲ့ဒီလိုသာပြောလိုက်ရင်ကျွန်တော်ဒီကဘာပေါ်ကနေဝိညာဉ်ပါပျောက်ကွယ်သွားရပါလိမ့်မယ်ဂိမ်းဆုံးမလို့လားဟုတ်ပတ်ထဲမှာတိမ်မတက်ပြင်းဖို့ကောင်းနေလို့လေအချိန်ဖြုံးရအောင်ဂိမ်းတစ်ခုခုဆုံးမလို့ပါဖဲတာကိုကြားလိုက်ရတော့စိတ်တက်ကြတယ်လို့စိတ်ပြတ်သွားပေမဲ့ချက်ချင်းပဲစိတ်ကိုပြန်ထိန်းလိုက်ပါတယ်ဒါဟာလိန်ညာဖို့လက်ကွက်တစ်ခုပဲဖြစ်မှာပါဘသူကများသူ့ဆရာမကိုဝက်ကာတွန်းဆွဲနေပါတယ်လို့ပေါ့ပလာပြောပါမလဲသူမထပ်မေးကြည့်လိုက်ပါတယ်ဂိမ်းမဲဆုံးမှာတေချာလို့လားကျွန်တော်တကားဝမှာရရင်တတွေးကိုအသက်လူပြီးမျိုးချလိုက်မိပါတယ်ဘာလို့လဲဆိုတော့ဂိမ်းဆုံးကိုတက်လို့ပြောလိုက်ရင်သူမငှားမှာမဟုတ်ဘူးဆိုတာရုတ်တရက်တတိယသွားလို့ပါဂိမ်းတစ်ခုလည်းမဟုတ်ပဲပိုခိုင်လုံတဲ့အကြောင်းပြချက်ပေးမှရမယ်ဟိုလေ
တကယ်တော့ကျွန်တော်ပုံဆွဲမလို့ပါအဲ့ဒီစကလုံးတစ်ဆက်ကထွက်သွားတာနဲ့စာပွဲမှာထိုင်နေတဲ့ဖေရဲ့ရင်ခုန်တန်းဟာသူ့မနာထဲမှာတင်ဒိုင်းရိုက်မြည်ဟီးသွားခဲ့ပါတယ်သူမထင်တာမှန်နေခဲ့ပြီလေဒါဟာအရာအလုံးကိုအတီးပြုတ်ပေးလိုက်တာပါပဲဝက်ကီခွဲဆိုတာသူမရဲ့အကြောင်းသားပါပဲဆွမ်ခဏနင်ကပုံဆွဲတာလားဝက်ကတွန်းလိုမျိုးလားဝက်ကတွန်းတော့မဟုတ်ပါဘူးမမရိုးရိုးပုံဆွဲတာပါအများအဖြစ်တော့ရှုခင်းပုံတွေပေါ့ကျောင်းဆောင်တုန်းကလည်းခဏခဏဆွဲလေးရှိပါတယ်အချိန်ဖြုံးဖို့ကောင်းလို့ပါအိုးရှုခင်းပုံလားနင်ကိုအဲ့ဒီလိုမျိုးဝါသနာပါလိမ့်မယ်လို့မမထင်ထားခဲ့ဘူးဆွမ်ပုံဆွဲပြီးရင်မမကိုပြလို့ရမလားရတာပေါ့မမဖေးကအတန်လေးပြုတ်လိုက်ပြီးအေးပါခဏဆောင်တော့ထပ်ဖို့သွားယူပေးမယ်ဒါကိုကြားလိုက်ရတော့မှကျွန်တော်အသက်ပြင်းပြင်းရှူထုတ်နိုင်တော့တယ်လွတ်သွားခဲ့ပြီးကျေးဇူးပါမမဖေးအိတ်ခမ်းထဲမှာတော့ဖေးကစာပွဲအန်ဆွဲကိုဆွဲဖွင့်လိုက်ပါတယ်ရှုခင်းပုံဟုတ်လားဟင်းဒါဆိုဆွမ်ကတကယ်ပဲဝက်ကီခုဟုတ်ရောဟုတ်ရဲ့လားကဲပါသူပုံဆွဲပြီးရင်ထဲပေါ်ပုံမှာဘာဆွဲထားလဲကြည့်လိုက်တာပေါ့အဲ့ဒါဆိုအဖြေအကုန်ထွက်လာမှာပါဘာလို့လဲဆိုတော့ပုံဆွဲတဲ့နေရာမှာအနီမေးရှင်းဒါမှမဟုတ်ရုပ်ရှင်ရိုက်တယ်လို့ပဲဘဲဘကြီးဆရာမပုံစံနဲ့နီးစနစ်ထပ်တူမကြနိုင်ဘူးလေဒါပေမဲ့လည်းဒီကောင်လေးကသာတကယ်ပဲဝက်ကီခုဖြစ်နေခဲ့ရင်တော့တကယ်ကိုချီးကျူးစရာပဲဒီလောက်ပါရမီပါတဲ့အကြောင်းသားတစ်ယောက်သူမမျက်စိရှိမှကွယ်ပြောင်းနေခဲ့တာကိုမသိခဲ့ရဘူးအကယ်၍ဒါသာအမှန်တကယ်ဖြစ်ခဲ့ရင်သူမသူ့ကိုမေးရလိမ့်မယ်ဘလို့လုပ်ပြီးဆရာနဲ့အကြောင်းသားကြားကအချစ်ဆက်လန်းကိုဒီလောက်တောင်လက်ရမြောက်အောင်ရေးနိုင်ရတာလဲဆိုတာကိုပေါ့ခဏလေးဆရာနဲ့အကြောင်းသားအချစ်ဆက်လန်းဟုတ်လားဖေးရဲ့လက်ကလေထဲမှာတင်တောင့်တင်းသွားခဲ့ပါတယ်ချက်ဘွက်ကိုမလိုက်ရုံရှိသေးသူမရုတ်တရက်တတိယသွားတာကထာဝရဖွင့်နေတဲ့ပင်တဲကခေါင်းဆောင်မင်းသမီးရဲ့ဆရိုက်ကသူမနဲ့တော်တော်လေးတူနေတယ်ဆိုတာပါပဲအကယ်၍ဝက်ကီခွိုင်ကဆွမဟုတ်ခဲ့ရင်ဒီလိုတူတာကတိုက်ဆိုင်မှုတစ်ခုဖြစ်နိုင်ပါတယ်ဒါပေမဲ့ဝက်ကီခွိုင်နဲ့ဆွရင်ကတယောက်တည်းဖြစ်နေခဲ့ရင်တော့ဒါဟာတိုက်ဆိုင်မှုမဟုတ်တော့ပါဘူးပြန်စဉ်းစားကြည့်လိုက်လေထာဝရဖွင့်နေတဲ့ပင်တဲကခေါင်းဆောင်မင်းသမီးပြောသမျှစကလုံးတိုင်းလုံးသမျှအမှုရာတိုင်းကသူမရဲ့ပုံရိပ်စစ်ပါပဲအပြင်လောကထဲကသူမကိုဆွဲထုတ်ပြီးကာတွန်းကဘာထဲပစ်ထည့်ထားတယ်လို့ပါပဲခဏဆောင်ပါဦးခေါင်းဆောင်မင်းသမီးတွေမဟုတ်ပါဘူးခေါင်းဆောင်မင်းသားကလည်းစွန့်နဲ့အတော့ကိုတူတာပါကာတွန်းတွေကမင်းသားကနည်းနည်းပိုပြီးစတိုင်ကြတာကလွဲရင်ရုပ်ရည်ကထက်တူမိပါပဲပြောဆိုပုံတွေပြုမှုပုံတွေကအစတူနေတာပါဖိတ်တယောက်မယုံနိုင်စွာနဲ့လက်တစ်ဖက်ကိုပါဆက်မှာအုပ်လိုက်မိပြီးအန်ဆွဲတဲ့ကထပ်ဘွက်ကိုကြည်ရင်မျက်လုံးလေးတွေတုံလုံးနေခဲ့ပါတယ်ဒါဆိုသူမထင်တာအမှန်ဆိုရင်စွန့်ကတကယ်ပဲစာရေးစရာပေါ့ဒါဆိုသူကသူတို့နှစ်ယောက်ချစ်ကြိုက်သွားမဲ့ကဘာတစ်ခုကိုဖန်တီးပြီးဝက်ကာတွန်းဆွဲနေခဲ့တာပေါ့အပြင်မှာတော့ကျွန်တော်တကားဝမှာရရင်ဆောင်ရလုံးလို့လက်ဖွားတွေချွေးဆူလာခဲ့ပါတယ်အထက်ကမကောင်းတဲ့ခံစားချက်ကြီးတစ်ခုရနေတာကြောင့်စိတ်ထဲလုံးဝမအေးမချမ်းဖြစ်နေခဲ့တာပါကျွန်တော်ဘလောက်ကြာကြာရက်နေမိမှန်းတောင်မသိတော့တဲ့အချိန်ကျမှဖေးကတကားကိုပွင့်လာခဲ့ပါတယ်ကျွန်တော်အလိုလိုနေရင်ခေါ်လိုက်မိတယ်မမဖေးသူမအတန်တိုးတိုးလေးပြလိုက်ပြီးအပြင်ပန်းမှာတော့တင်းငိမ့်နေတဲ့ပုံစံနဲ့ထပ်ဖို့ကိုကမ်းပေးလိုက်ပါတယ်အစတိုင်းလက်စပင်လည်းပါတယ်နော်ပုံဆွဲရတာကိုလွယ်တာပေါ့ယူလိုက်ဆွဲပြီးရင်မမကိုပြအောင်ကျွန်တော်သူမမျက်လုံးတွေကိုကြည့်ပြီးခေါင်းညှိလိုက်တယ်ကျေးဇူးပါမမဖေးထပ်ဖို့ကိုယူပြီးဆိုဖာစီပြန်လာခဲ့ရင်ထင်ထားတာထက်ပိုအဆင်ပြေသွားလို့စိတ်ထဲမှာအောင်ပွဲခံလိုက်မိပါတယ်ဒါပေမဲ့ထိုင်လိုက်ခါရှိသေးဖေးကအနောက်ကနေလှမ်းခေါ်လိုက်ပါတယ်ထပ်ဘွက်ကိုခဏခဏသုံးပါလားဟင်ကျွန်တော်လှည့်ကြည့်ပြီးပြုံးလိုက်တယ်ဟုတ်အခြားဘာမှလုပ်เสียမရှိဘူးလေအဲ့ဒါကြောင့်အချိန်ဖြုံးရအောင်ပုံဆွဲမလို့ပါဒါပေမဲ့မမလိုရင်လဲသူမကျွန်တော်စကားကိုဖျက်လိုက်ပါတယ်မမထပ်ဘွက်ကိုသုံးလို့မရှိပါဘူးမမအိတ်ခမ်းထဲမှာလက်ထပ်ရှိတယ်လေသုံးကျင်တလောက်သုံးပါကျွန်တော်ကောင်းညှိလိုက်တယ်ကျေးဇူးပါမမဖေးသူမကျွန်တော်ကိုနောက်ဆုံးတစ်ချက်ကြည့်ပြီးတကားပိတ်တော့မလို့လုပ်ပြီးမှပြန်ရက်လိုက်တယ်ဒါနဲ့မမခဏအလုပ်လုပ်လိုက်အောင်မယ်6နာရီလောက်မှညစာပြင်မယ်တော့နင်ပိုင်းမစားသေးဘူးမဟုတ်လားမစားသေးပါဘူးမွန်းတဲ့တုန်းကအများကြီးစားထားလို့ပါဖေးပြုံးလိုက်ပြီးအိတ်ခမ်းတကားကိုပိတ်လိုက်ပါတယ်တကားချက်လေးချင်းကနေပိတ်သွားခဲ့ပါပြီဖေးကတကားကိုကျုံးမိထားရင်ခေါင်းငုံကဖုန်းကိုထုတ်လိုက်ပြီးထာဝရဖွင့်နေတပင် group ထဲမှာစာရိုက်လိုက်ပါတယ်ဖေး lucky coin ထပ်ဖို့သွားငှားလို့ရခဲ့ရဲ့လားဟင်အဆင်ပြေရဲ့လားအခြားစာဖတ်သူတွေကပါဝင်ရောက်မေးမြန်းကြပါတယ် reader ဟုတ်တယ်ဆီယာမကငှားရဲ့လားဟင်ဖေးက screen ကိုစိုက်ကြည့်ရင်ရင်တွေတင်းကျပ်စွာနဲ့ lucky coin ရဲ့ပြန်စာကိုစောင့်နေခဲ့ပါတယ်စက္ကန့်ပိုင်းညအကြာမှပဲပြန်စာရောက်လာခဲ့ပါတယ် lucky coin ဟုတ်ကဲ့ရခဲ့ပါတယ်ပြီးတော့ဆီယာမကလည်းဒီတစ်ပုတ်ကိုသုံးလို့မရှိဘူးလို့ပြောလို့နောက်ဘက်ကစပြီးအပိုင်းတစ်တွေပုံမှန်ပြန်ထွက်နိုင်တော့မှာပါဖေးကအဲ့ဒီစာလုံးတွေကိုစိုက်ကြည့်ရင် group chat ထဲမှာဝမ်းသာအားရပြန်စာတွေတလားဟောတက်လာတာကိုကြည့်ကပါဆက်ကိုဖြည်းဖြည်းချင်းအုပ်လိုက်မိပါတယ်ဒီအချိန်မှာတော့ sorry ရဲ့ပုံဆွဲချက်ကိုစစ်ဆေးဖို့တော့မလိုတော့ပါဘူးဘာလို့လဲဆိုတော့ဒီလောက်တိုက်ဆိုင်မှုတွေအများကြီးတပြိုင်နက်တည်းဖြစ်လာစရာလုံးဝအကြောင်းမရှိလို့ပါပဲဒါပေမဲ့သူမကသူ့ရဲ့ဆီယာမလေးသူ့ရဲ့ကောလိပ်အတန်းပိုင်ဆီယာမသူ့ထက်လေး2-5နှစ်လောက်ကြီးတဲ့သူလေပြီးတော့သူကသူမလိုမိန်းကလေးမျိုးကိုကြိုက်နေတာလေလားဒါမှမဟုတ်သူမကိုစိတ်ကူးညံကွန်မြူဖို့အတွက်ရင်းမြစ်အဖြစ်ပဲသုံးနေတာလားဒါပေမဲ့လည်းဒီလိုရေးဖွဲ့နိုင်ဖို့ဆိုတာရင်ထဲမှာခံစားချက်တစ်ခုခုရှိမှရမှာလေစိတ်ကူးတက်တက်နဲ့တင်ရေးလို့မရနိုင်ပါဘူးဖေးကဖုန်းကိုစာပွဲပေါ်တင်လိုက်ပြီးထမင်းစားလုံးကဆွံပြောခဲ့တဲ့စကားတွေကိုအလိုလိုပြန်လဲကြားရောက်ပြီးသွားခဲ့ပါတယ်မမကမိတ်ကပ်မပါလဲတကယ်လှတာပါအတန်းထဲကသူတွေအကုန်လုံးကမမဖေးကကြောင်းတစ်ကြောင်းလုံးမှာအလှဆုံးဆရာမလို့ပြောကြတာမမကအခုနေလို့တိတ်ကောင်းနေတာမဟုတ်ဘူးမဟုတ်လားဟင်အဲ့ဒါကြောင့်ဆိုဖာပေါ်မှာအိတ်လို့မဖြစ်ပါဘူးကျွန်တော်ပဲအိတ်ပါမယ်ဒါကြောင့်မို့လို့သူကဒီစကားတွေကိုပြောခဲ့တာကိုအခြားသူတွေသတိမထားမိတဲ့အသေးဖွဲလေးတွေကိုပါသူသတိထားမိခဲ့တာဒါကြောင့်ကိုဒါဟာအမှန်တရားပါပဲဖေးကဖြည်းဖြည်းချင်းထိုင်ချလိုက်ပြီးလက်နှစ်ဖက်နဲ့မျက်နှာကိုအုပ်လိုက်မိပါတယ်
ဖော်ပြလို့မရတဲ့ရှက်ရွံ့မှုတွေကြောင့်ပါးစပ်နှစ်ဖက်စလုံးရဲရဲနေတွေးလာခဲ့ရပါတယ်။သူမဟာတည်ငြိမ်ရင့်ကျက်တဲ့ဆရာမတစ်ယောက်ပါ။ဒါပေမဲ့အခုချိန်မှာတော့ဘာလို့ရမှန်းမသိအောင်ကိုစိတ်တွေလှုပ်ရှားရခိုင်နှုန်းပြေရောထွေးနေခဲ့ပါတယ်။ဒါတကယ်ကိုရှက်စရာကောင်းလိုက်တာ။လို့သူမဘာသာရေရွတ်လိုက်မိပါတယ်။ဒီထက်ရှက်စရာကောင်းတာရှိအောင်မလား။ဒီနေ့ဘာတွေဖြစ်ကုန်တာလဲ။အစတည်းကမသိခဲ့ရရင်ပိုကောင်းမှာကိုအခုတော့နောက်ထပ်လာတော့ကြအောင်သူနဲ့နှစ်ယောက်တည်းဒီတိုက်ခန်းထဲမှာဘလို့များမျက်နှာချင်းဆိုင်ရင်ဆိုင်ရတော့မှလဲ။အဲ့ခန်းထဲမှာတော့ကျွန်တော်ငှားထားတဲ့ထက်ပေါ်လေးကိုကင်ထားရင်အိတ်ခန်းတကားပိတ်ထားတာကိုတစ်ချက်လှမ်းကြည့်လိုက်ပါတယ်။အဲ့ဒီနောက် Creator Dashboard ထဲဝင်ပြီးကာတွန်းရဲ့နောက်ဆုံးပရိသတ်ကြည့်ရှုမှုစာရင်းတွေကိုစစ်ဆေးလိုက်တယ်။ဒီအတိုင်းသာဆက်သွားရင်ဇလန်းသိမ့်တဲ့အချိန်ကျရင်ယွမ်သိန်းရာချီမကဝင်ငွေရမှာပါ။အဲ့ဒီထဲကအချို့ကိုမမဖဲအတွက်တင့်တော်တဲ့လက်ဆောင်တစ်ခုဝယ်ပေးဖို့သုံးရမယ်။မမနဲ့ထိုက်တန်ပါတယ်လေ။သူမကကာတွန်းထဲကမင်းသမီးရဲ့အပြင်လောကမူပိုင်ပုံရိပ်စံပြလေ။အကယ်၍မမတာကျွန်တော်ရဲ့အတန်းပိုင်ဆရာမဖြစ်မလာခဲ့ရင်ကျွန်တော်ဒီလိုဇလန်းမျိုးဘယ်တော့မှဆွဲနိုင်မှာမဟုတ်ပါဘူး။အခုဆိုရင်သူမရဲ့တိုက်ခန်းမှာပါအတူတူလာနေရသေးတာ။လက်ဆောင်တစ်ခုပေးတာကကျွန်တော်လုပ်ပေးနိုင်တဲ့အနည်းဆုံးအရာပါပဲ။ညစာစားရင်နောက်ထပ်2လအတွက်စားစရိတ်နဲ့ရေပိုးမိဖို့တွေကိုတဝက်စီမျှခံဖို့ပြောမလို့ပြင်ထားပါတယ်။ကျွန်တော်ပတ်စံမရှိတာမှမဟုတ်တာမမဖိတ်အိမ်မှာလာနဲ့ချီပြီးအခမဲ့လာကောက်ကတ်နေဖို့စိတ်မကူပါဘူး။အဲ့ဒီလိုလုပ်တာကမကောင်းတဲ့အပြင်တကယ်ကိုအကြည့်ရဆိုးလုံးလိုပါကျွန်တော်ပင် Stylus ကိုကင်ထက်ပေါ်ပုံမှာအကောင့်2ခုခွဲခွင့်လိုက်ပါတယ်။ထာဝရဘွဲနှင်းတပင်ရက်သွားတဲ့နေရာကနေနောက်ထပ်ရာသီဝက်စာစက်ကွက်အကျန်းကိုပထမအကောင့်မှာရေးဆွဲလိုက်ပြီးဒုတိယအကောင့်စီပြောင်းကရှုခင်းပုံကိုစတင်ဆွဲပါတော့တယ်။တစ်ချိန်တည်းမှာပဲအိတ်ခမ်းထဲမှာဖေးလေဒီတိုင်းထိုင်မနေခဲ့ပါဘူး။သူမအိတ်ရကောင်းရင်မှာဒူးတူကွေးထိုင်ကခြေချောင်းလေးတွေကိုရုပ်ထားရင်းကိုယ်စိတ်ကိုမထိန်နိုင်ပဲဖုန်းကိုကိုင်းကထာဝရဘွဲနှင်းတပင်ကိုအစကနေပြန်ဖက်နေခဲ့တာပါ။အခုတော့ဖေးတယောက်မင်းသမီးကသူမကိုယ်တိုင်မင်းသားကစွန့်ဆိုတာကိုရိပ်မိနေပြီဆိုတော့ဒုတိယအကြိမ်ပြန်ဖက်ရတဲ့ခံစားချက်ကပထမအကြိမ်တုန်းကနဲ့လုံးဝမတူတော့ပါဘူး။စားအချင်းမှာတော့လုံးဝတာမှန်ပါပဲ။မင်းသားနဲ့မင်းသမီးကကြောက်မှစကားတောင်တိတ်မပြောကြပဲရိုးရှင်းပြီးတိတ်ဆိတ်တဲ့တန်ရောစင်လေးပဲရှိကြတာပါ။တငယ်ချင်းအဆင့်ထက်မပိုးသလိုစီးကြော်တာမျိုးလည်းမရှိပါဘူး။ဒီအပိုင်းကိုဖက်တုံးကဖေးစိတ်ထဲဘာမှမခံစားရသေးပါဘူး။ဒါပေမဲ့ကျောင်းပွဲတော်နေ့အပိုင်းရောက်လာခဲ့ပါတယ်။မင်းသားကတကောင်းရအချိန်မှာတစ်ပင်အောက်မှာတယောက်တည်းထိုင်ရင်းလာမင်းကြီးကိုငေးကြည့်ကတိတ်ဆိတ်စွာဝမ်းနဲ့ကြည်ကွဲနေတဲ့မင်းသမီးကိုတွေ့လိုက်ရပါတယ်။အဲ့ဒီပုံရိပ်လေးကမင်းသားကိုတန့်သွားစေခဲ့တာပါ။အဲ့ဒီနေရာကနေအချစ်ဆက်လန်းကတကယ်စတင်ခဲ့တာဖြစ်ပါတယ်။ဇလန်းအရမင်းသမီးကညတကောင်မှာအိတ်မပြော့ပဲလာမင်းကြီးအောက်ထိုင်နေရတဲ့အကြောင်းရင်းကသူမရဲ့ညီမလေးပြင်းထန်စွာဖျားနာနေလို့ဖြစ်ပြီးအဲ့ဒီတိတ်ဆိတ်တဲ့ဝမ်းနည်းမှုကိုရင်ဝယ်ပိုက်ထားရလို့ပါမင်းသားကသူမကိုဒီလိုမျိုးတွေးလိုက်ရတော့နှစ်ခါစဉ်းစားမနေပဲသူမဘေးမှာဝင်ထိုင်လိုက်ပါတယ်မမဖက်ရင်ထဲမှာလေးလံနေတဲ့ကိစ္စတစ်ခုခုရှိနေပုံရတယ်နော်သူ့စကားတွေကအပြင်ဘက်မှာရိုးရှင်းပေမဲ့အထက်ကဂယုဆိုင်မှုကတော့စာမျက်နှာပေါ်ကနေရှန်ကြလာမတက်ထင်ရှားလုံးပါတယ်အသေးဖွဲလေးတွေမှာလည်းအကုန်ပေါ်နေတာပါကြာမြင့်စွာတိတ်ဆိတ်စွာစကားပြောဆိုကြပြီးတဲ့နောက်မင်းသားကသူမနဲ့အတူလာမင်းကြီးကိုလှည့်ကြည့်ရင်တိုးညင်းစွာပြောလိုက်ပါတယ်ဘာလို့လဲတော့မသိဘူးမမနာကျင်နေတာကိုတွေ့ရတိုင်းကျွန်တော်မှလည်းလိုက်ပြီးနာကျင်ရပါတယ်အဲ့ဒီမှာနေဆက်ရှင်ကတကယ်တက်သွားခဲ့တာပါအဲ့ဒီတုန်းကဖေးဒီအပိုင်းကိုပထမဆုံးဖတ်တုန်းကမင်းသမီးကတန့်သွားခဲ့တာပါခဏမြတိတ်ဆိတ်သွားပြီးတဲ့နောက်ရှက်ရှုံမှုရောမကျေနပ်မှုပါရောထွေးနေတဲ့အတန်နဲ့နင်အခုမမကိုဘာတွေလာပြောနေတာလဲမမကအနှစ်သိပ်ခံဖို့လိုနေတဲ့ကလေးမဟုတ်ဘူးနော်မမကနစ်ဆီယာမဆိုတာမမေ့နဲ့မင်းသားကပြုံးလိုက်ရင်တိတာပေါ့ကျွန်တော်ကရိုးရိုးသားသားပြောပြတာပါမမအစိုးဘက်ကတွေးစရာမလိုပါဘူးစိတ်ဆိုးစရာလည်းလုံးဝမလိုပါဘူးအဲ့ဒီအပိုင်းရဲ့ခေါင်းစဉ်ကရင်ခုန်တန်းလို့ခေါ်ပါတယ်ဖဲရတာကိုပထမဆုံးဖတ်တုန်းကအဲ့ရပေါ်မှာစောင့်ချုံထားရင်းကိုတောင်မတိလိုက်ပဲကွေးကွေးလေးထိုင်ကသူတို့ရဲ့ပေါ်ပါပြီးဆွဲဆောင်မှုရှိတဲ့စကားပြောကွက်တွေနဲ့မျောပါသွားခဲ့တာပါဒါပေမဲ့ဒုတိယအကြိမ်မှာတော့အရာအလုံးပြောင်းလဲသွားခဲ့ပါပြီသူမကွေးကွေးလေးထိုင်နေတော့မဲ့ဆိုပေမဲ့ဒီတစ်ကြိမ်မှာတော့ဒူးနှစ်ဖက်ကိုရင်ဘက်မှာအုပ်ထားရင်းထိုင်နေတာပါရင်ခုန်တန်ပြက်ကွယ်သွားပြီးကြံခဲ့တာကတော့နာမည်ပေါ်ရခတ်တဲ့စမ်းကြယ်ပြီးစိတ်ရှုပ်ထွေးစရာခံစားချက်တစ်ခုပါပဲသူမကာတွန်းကွက်တွေကိုတင်းတင်းစေးထားတဲ့နှက်ခမ်းလေးနဲ့စိုက်ကြည့်နေမိတယ်စောရင်ကဒါကိုတကယ်ဆွဲခဲ့တာလားဒီဇလန်းကနီးပါး2နှစ်လောက်ရှိနေပြီသူကငါနာကျင်နေတာကိုတွေးတဲ့အခါတိုင်းတကယ်ပဲအဲ့ဒီလိုခံစားရတာလားဖဲကเจ้าမှာစောရင်နဲ့ကြုံတွေ့ခဲ့ဘူးသမျှအခိုက်တန်တိုင်းကိုအစွမ်းကုန်ပြန်စဉ်းစားကြည့်လိုက်ပါတယ်အခုလိုအမြင်တစ်နဲ့ပြန်ကြည့်လိုက်တော့အရာအလုံးပြောင်းလဲသွားခဲ့ပါပြီအရင်ကတာမန်လို့သတ်မှတ်ထားခဲ့တဲ့အပြုတ်မှုလေးတွေကိုဒီအမြင်တစ်နဲ့ပြန်ကြည့်လိုက်တဲ့အခါလုံးဝတာမန်မဟုတ်တော့ပါဘူးဘာလို့လဲဆိုတော့အဲ့ဒီကောင်လေးကသူမကိုတကယ်ချစ်နေခဲ့တာဖြစ်နိုင်လို့ပါပဲသူမမျက်လုံးတွေကိုမိတ်လိုက်ပြီးဖုန်းကိုဘေးမှာချကောင်းကိုအဲ့ရကောင်းရင်းမှာမိထားရင်တပြင်းအပြင်းထန်ရှူထုတ်လိုက်ပါတော့တယ်ညနေ6နာရီရောက်သည့်အထိဖေးတယောက်အိတ်ခမ်းထဲကထွက်မလာသေးပါဘူးအထဲမှာဘာတွေလုပ်နေမှန်းဘယ်သူမှမသိနိုင်ပါ6နာရီခွဲလောက်ရောက်မှစင်ကြံလန်းထဲကနေကျဲလောင်းတဲ့တကားခောက်တန်ထွက်ပေါ်လာခဲ့ပါတယ်ခေါက်ဖက်စစ်ဆေးဖို့ပါတကားလေးဖွင့်ပေးပါဦးတကားခောက်တန်ကကျွန်တော်ကိုပုံဆွဲတာကနေတတိပြန်ဝင်လာစေပါတယ်ကျွန်တော်ထပ်ပြီးအိတ်ခမ်းတကားကိုတွားခောက်လိုက်တယ်မမဖဲခါပဲစစ်တဲ့သူတွေရောက်နေပြီးအထဲမှာဖဲရဲကကာတွန်းကိုစခရောဆွဲကြည့်နေတော့မှာပဲတကားခောက်တန်ကြောင့်သူမတော်တော်လေးလန့်သွားခဲ့ရပါတယ်အေးပါလာပြီးကျွန်တော်သွားပြီးတကားဖွင့်ပေးလိုက်တယ်ခါပဲစစ်ဆေးဖို့ပါခင်ဗျာပူပေါင်းဆောင်ရွက်ပေးပါစစ်ဆေးတဲ့လုပ်ငန်းစဉ်ကရိုးရှင်းပါတယ်လဲချောင်းနဲ့တိုးဖက်ယူလိုက်ရုံနဲ့စက္ကန့်ပိုင်းတွင်ပြီးစီးသွားခဲ့တာပါဖေးအိတ်ခမ်းထဲကထွက်လာချိန်မှာတော့သူမစိတ်ကိုပြန်ထိန်းထားနိုင်ခဲ့ပါပြီအနည်းဆုံးတော့ကျွန်တော်ရက်နေတဲ့နေရာကကြည့်ရင်သူမဟာပုံမှန်တိုင်းပါပဲအရက်ရှိရှိတည်ငြိမ်လှပပြီးချမင်းဖြစ်တဲ့မြေခွေးမျက်လုံးလေးတွေနဲ့လှုပ်ရှားလိုက်တိုင်းပါလာလေးရှိတဲ့တင်းပြန့်တဲ့ရေမွေးနှံလေးနဲ့ပေါ့
ဒါပေမဲ့ဒီနေ့တော့တခုခုထူးခြားနေခဲ့ပါတယ်စစ်ဆေးနေတုန်းဖေးကကျွန်တော်ကိုအရင်ကမမြင်ဘူးတဲ့အကြည့်တစ်ချက်နဲ့လှမ်းကြည့်လိုက်ပါတယ်စိတ်တူနေတဲ့ပုံစံနဲ့တူပေမဲ့လုံးဝတော့မဟုတ်ပါဘူးစစ်ဆေးပြီးလို့ hazmat ဝန်ထမ်းတွေထွက်သွားတာနဲ့ဖေးကကျွန်တော်စီချက်ချင်းလှည့်လာခဲ့ပါတယ် Soren ရှူပင်းပုံလေးမမကိုပြလို့ရမလားရတာပုံမမသူမကျွန်တော်နောက်ကနေဆိုဖာစီလိုက်လာခဲ့ပါတယ်ကျွန်တော်ထက်ဘွက်ကိုယူပြီးမပြီးသေးတဲ့ပုံလေးကိုကမ်းပေးလိုက်တယ်ကျောင်းရဲ့အားကစားကွင်းပုံပါတိတ်တော့မကောင်းပါဘူးမမကျွန်တော်ကိုမရေနဲ့နော်ဖေးကယူကြည့်လိုက်တယ်ရေရမယ်ဟုတ်လားနစ်စီကနေကောင်းတာတွေမျောလင့်ထားတာဆိုရင်ရာနစ်လက်ရာကခိုင်မာရမှာပေါ့သူမကကျွန်တော်လက်ရာကိုဝက်ကာတွန်းအကွက်တွေနဲ့တန်းလူဖြစ်လိမ့်မယ်လို့မျောလင့်ထားတာပါထက်ဘွက်ကိုလက်ထဲရောက်လိုက်တာနဲ့သူမမျက်လုံးလေးတွေဝိုင်းသွားခဲ့ပါတယ်ဒါဟာကျောင်းရဲ့အားကစားကွင်းပုံမှာအမှန်ပါပဲဒါပေမဲ့အားကစားကွင်းတက်တက်ထက်ပိုပါသေးတယ်ကျောင်းသားပုံရိပ်ပေါင်းများစွာဟိုတဆဒီတဆရှိနေခဲ့တာပါဘတ်စကက်ဘောကွင်းပေါ်ကငှက်ကလေးတစ်ကောင်တောင်းမှကွင်းနေတဲ့လမ်းဘေးကြောင်လေးတစ်ကောင်ပြီးတော့မြက်ခင်းပေါ်မှာကျောင်းသားတစုနဲ့ထိုင်ရင်းနေကာအုပ်ထုပ်ကိုပြင်ဆင်ဆောင်နေတဲ့ဖဲကိုယ်တိုင်အသေးစိတ်တိုင်းကိုတကယ်ကိုအမခံကျွမ်းကျင်မှုနဲ့ဆွဲထားတာပါသူမရဲ့ကျောင်းသားတစ်ယောက်ဟာဒီလောက်အထိပါရမီပါလိမ့်မယ်လို့မယုံနိုင်အောင်ဖြစ်သွားရပြီးဒါဟာသူမစိတ်ကူးရင်တာပဲလားဆိုတာကိုတော့မခွဲခြားနိုင်တော့ပါဘူးဒါပေမဲ့ပုံထဲကလူပုံရိပ်တွေထဲမှာစောရင်းကသူမကိုအပြည့်ဆိုင်ဆုံးနဲ့အသေးစိတ်ဆုံးဆွဲထားတာပါဇူးချက်ကြည့်လိုက်ရင်အသေးစိတ်တွေကအံ့ဩစရာကောင်းလုံးပါတယ်သူမရဲ့ညှက်ယိုနာကမဲ့လေးလက်ကောက်ဝတ်မှာတက်လေးမရှိတဲ့လက်စွပ်လေးပြီးတော့အမြဲတမ်းလိုဆွဲထားလေးရှိတဲ့ဆွဲကြိုးလေးအကုန်လုံးပါဝင်နေခဲ့တာပါဖေးကထပ်ပွက်ကနေမျက်လုံးလွှဲပြီးကျွန်တော်ရဲ့စိုးရိမ်နေတဲ့မျက်နှာကိုမော့ကြည့်လိုက်ပါတယ်နင်တာကိုတနာကြီးကြော်လေးနဲ့ပြီးအောင်ဆွဲလိုက်တာလားကျွန်တော်ခေါင်းညှိလိုက်တယ်တနာကြီးကြော်ပါပဲဟုတ်ပါတယ်သူမစခရင်ကိုစိုက်ကြည့်နေမိတယ်ဒါတကယ်ကိုအံ့ဩစရာပဲနင်ဘာသာတင်ထားတာလားဒါမှမဟုတ်တင်တက်ထားတာလားအမှန်တိုင်းပြောရရင်ကျွန်တော်ဒီလောက်အထိမတော်ပါဘူးမမဖေးရင်မောလိုက်ပါတယ်နင်ကတကယ်ပြောနေတာလားဒါတကယ်ကိုအံ့ဩစရာကောင်းတာပါနင့်မှာဒီလိုအရေးချင်းရှိမှန်းမမလုံးဝမသိခဲ့ဘူးဒါနဲ့ဒီပုံထဲမှာနင့်ကိုနင်ဆွဲမထက်ရသေးတာသတိထားမိတယ်ဆက်ဝိုင်းအဆက်လေးတွေပဲရှိသေးတယ်ဒါပေမဲ့မမကူတော့ဆေးရောင်စုံချဲပြီးသွားပြီဘာလို့လဲဟင်ကျွန်တော်ကိုမဆွဲခင်မမကူအရင်ဆုံးဆေးရောင်စုံချဲခြင်းလို့ပါဖဲမောကြည့်လိုက်တယ်ပြီးတော့ဘာလို့အဲ့ဒီလိုလှုပ်ချင်ရတာလဲကျွန်တော်ကောင်းတဲ့ဗလာဖြစ်သွားရပါတယ်ဘာလို့လဲဆိုတာကျွန်တော်လည်းမသိပါဘူးဒီနေ့လေကသူမကိုအကျန်းဆွဲပြီးတဲ့နောက်သူမကိုအရင်ဆုံးဆေးချဲခြင်းနဲ့စိတ်ပဲရှိခဲ့တာပါအကြောင်းအရင်းမရှိပါဘူးကျွန်တော်ဘာရင်းနေမှရှင်းမပြနိုင်ပါဘူးဖေးကနှကန်းကိုတင်းတင်းစေထားရင်ကျွန်တော်ကိုနှဆိုင်တဲ့အကြည့်တစ်ချက်နဲ့စိုက်ကြည့်လိုက်ပါတယ်အဲ့ဒီနောက်တော့အလျှော့ပေးလိုက်ပါတယ်စခရင်ကိုပြန်ကြည့်လိုက်တော့လက်ရနဲ့နီးစနစ်ကိုကြည့်ုံနေတဲ့ဒါဟာ Lucky Coin ရဲ့လက်ရဆိုတာတန်တရားဖြစ်စရာမလိုအောင်ထင်ရှားနေခဲ့ပါပြီစောရင်ကထာဝရပွဲနှင်းတပင်ရဲ့ဖန်တီးရှင်ပါပဲတေချာပါတယ်ဖေးကတစ်ဘက်ကိုပြန်ကမ်းပေးလိုက်တယ်နင်းဆက်ဆွဲလို့ရပါပြီပြီးရင်မမကိုအပိတက်ပြအောင်နော်နင်းပုံဆွဲပြီးရင်မမညစာချက်ပေးမယ်ကျွန်တော်ပြန်ယူလိုက်ပြီးသူမကိုကြည့်လိုက်တယ်ပြီးရင်မမတကယ်ပြန်ကြည့်ကျင်သေးတာလားဟင်ဒါပေါ့နေ့ရဲ့လက်ရနဲ့ဆိုမမအပိသက်ပုံကိုကြည့်ကျင်တာပေါ့ပြီးတော့တို့အတူတူပိတ်မိနေတာဆိုတော့နေအားရင်မမတယောက်တည်းပုံကိုပကြည်ဆွဲပေးမလားရတာပေါ့ပြဿနာမရှိပါဘူးအဲ့ဒါကျွန်တော်အကျွမ်းကျင်ဆုံးပဲလေမျက်လုံးမိတ်ပြီးတောင်ဆွဲလို့ရပါတယ်ဖဲရင်မောပြီးခေါင်းညှိလိုက်တယ်ကျေးဇူးပါဆိုရင်ရမမညစာသွားချက်လိုက်အောင်မယ်သူမမိဖို့ချောင်းစီထွက်သွားပြီးမိဖို့ချောင်းမှန်တကားကိုပိတ်လိုက်ချိန်မှာတော့ကျွန်တော်ထပ်ဖို့ပုံမှာပြန်လဲအာယုံဆိုင်ဆွဲနေတာကိုတွေ့လိုက်ရပါတယ်ဖဲရဲ့မျက်နှာပေးကဖြည်းဖြည်းချင်းပြောင်းလဲသွားခဲ့ပြီးတည်ငြိမ်လေးနဲ့ကအထဲမှာတိတ်ဆိတ်တဲ့တုံးလုံးမှုတစ်ခုပါဝင်နေခဲ့ပါတယ်ဘာလို့လဲဆိုတော့ဘာလို့သူမကိုအရင်ဆေးချေရတာလဲလို့မေးလိုက်တော့ကတူတန့်သွားတဲ့ပုံစံကြောင့်ပါပဲဖေးကအဲ့ဒါကိုတိတ်ဆိတ်တဲ့အတီးပြုချက်တစ်ခုအဖြစ်ယူဆလိုက်ပါတယ်စောရန်ကသူမကိုတကယ်ချစ်တာဟုတ်မဟုတ်ဆိုတာကိုသူမမပြတ်သားနိုင်သေးပေမဲ့သူကတော့သူမကိုတေချာအနီးကပ်ဂယုဆိုင်ဆောင်ကြည့်နေခဲ့တာတေချာပါတယ်ဘာလို့လဲဆိုတော့သူမကြီးညှက်ယိုနာကမဲ့လေးသူမဝတ်ဆင်ထားတဲ့ဝတ်ဆင်စရာပစ္စည်းလေးတွေအဲ့ဒီလိုအသေးစိတ်တွေကိုတကယ်အနီးကပ်မကြည့်ရင်ဘယ်သူမှမှတ်မိမှာမဟုတ်ပါဘူးဒါပေမဲ့လည်းဖေးကပုံဆွဲတာကိုအာယုံဆိုင်နေတဲ့ကျွန်တော်ရဲ့မျက်နှာကိုကြည့်လိုက်မိပါတယ်သူကသူမရဲ့အကြောင်းသားဖြစ်နေတာဘာမှဖြစ်လာစရာအကြောင်းမရှိတာတွေကိုခဏဘေးဖယ်ထားရင်ပေါ့စောရင်ကအရက်ရှိတယ်အနည်းဆုံး6ပေလောက်ရှိပြီးသူမရဲ့9ပေ9လက်မထက်ကောင်းတစ်လုံးစာမကမြင့်ပါတယ်တကယ်လဲရုပ်ချောပါတယ်သူ့ရဲ့ပြုမှုပုံစကားပြောပုံတွေကနှွေးထွေးတယ်စဉ်းစားပေးတတ်တယ်အထင်ကြီးစရာကောင်းတယ်ပြီးတော့တကယ်ပါရမီရှင်ဝက်ကာတွန်းဆရာတယောက်ဒါအပြင်သူမအပေါ်ထားတဲ့ဒီလိုဂရုစိုက်မှုမျိုးကအရင်ကသူမကိုလိုက်ခဲ့မှုတဲ့ယောက်ျားတွေအားလုံးကိုအဝေးကြီးမှာကြံခဲ့စေတာပါအကယ်၍သူကသူမရဲ့အကြောင်းသားဖြစ်မနေခဲ့ရင်သူတို့ကြားကတခုလေးသောကွာခြားချက်ကအသက်အရွယ်ပဲဖြစ်မှာပါခဏလေးငါဘာတွေလျှောက်တွေးနေတာလဲစောရင်ကသဘောကျစရာကောင်းတာမကောင်းတာကသူမနဲ့ဘာမှမဆိုင်ပါဘူးသူကကလေးတစ်ယောက်ပဲရှိသေးတာလေသူမအလွန်အကျူးစဉ်းစားနေတာဖြစ်မှာပါဖေးကပုံဆွဲနေတုန်းဖြစ်တဲ့ကျွန်တော်ကိုနောက်ထပ်တစ်ချက်လှမ်းကြည့်လိုက်ပြီးမှရေခဲတစ်တာကိုဖွင့်လိုက်ပါတယ်ခရမ်းကျင်သီးနဲ့ကြက်ဥတွေကိုထုတ်ယူပြီးပြင်ဆင်ပါတော့တယ်ဒါပေမဲ့ဒီတစ်ချိန်မှာတော့သူမဖုန်းကိုပါထုတ်စင်းသားပြင်ပေးမှတင်ထားပြီးစခရင်ကို Reader Group Chat ထဲမှာဖွင့်ထားခဲ့ပါတယ်သူမကဟင်းချက်ရင် Group Chat ကိုစောင့်ကြည့်နေခဲ့တာပါ Lucky Coin စာပို့လိုက်တိုင်းမိဖို့ချောင်တကားကနေကျွန်တော်စီလှမ်းကြည့်လိုက်ပါတယ်တေချာတာပေါ့စာပို့လိုက်တိုင်းကျွန်တော်ဆိုဖာပေါ်မှာထိုင်ရင်ဖုန်းကိုကင်ကာစာရိုက်နေတာကိုတွေ့ရပါတယ်ဒါဟာတကယ်ကိုထူးဆန်းလာတဲ့ခံစားချက်ပါပဲသူမအကြာကြီးလေးစားအားကျလာခဲ့ရတဲ့စာရေးဆရာကသူမရဲ့အကြောင်းသားရင်းဖြစ်နေခဲ့တာပါအရင်ကဆိုရင်ဝက်ကတွန်းဆရာတယောက်ဟာအပြင်မှာဘလို့လူမျိုးဖြစ်မလဲဆိုတာကိုသူမစိတ်ကူးရင်ဖူးပါတယ်ယောက်ျားလေးဆိုရင်တက်ကြွပြီးဆွဲဆောင်မှုရှိမလားဒါမှမဟုတ်တိတ်ဆိတ်ပြီးစဉ်းစားဉာဏ်ရင့်တန်မလား
မင်းကလေးဆိုရင်စတိုင်ကြပြီးတည်ငြိမ်မလားဒါမှမဟုတ်နူးညံ့သိမ်မွေးမလားဘာပဲဖြစ်ဖြစ်ဒီလိုကာတွန်းမျိုးဖန်တီးနိုင်တဲ့သူဟာထူးချွန်တဲ့သူဖြစ်ရပါမယ်။စာရေးဆရာဝက်ကာတွန်းဆရာတယောက်ယောက်နဲ့တွဲရရင်ကောင်းပါပဲလို့ဘေးတွေးမိခဲ့တဲ့အခိုက်အတန့်တွေတောင်ရှိခဲ့ဘူးတာပါ။ဒါပေမဲ့သူမဘလို့ပဲစိတ်ကူးရင်ခဲ့ပါစေအပြင်လောကတွေကပုံရိပ်စစ်စစ်ကဒီလိုမျိုးဖြစ်နေလိမ့်မယ်လို့အကြိုက်ဆုံးဖန်တီးရှင်ဖြစ်နေလိမ့်မယ်လို့မထင်ထားခဲ့မိပါဘူးဟုတ်ပါတယ်။ဆွဲဆောင်မှုရှိတဲ့အစိတ်ပိုင်းကတော့ကိုက်ညီပါတယ်ဒါပေမဲ့သူကတိတ်ငယ်လုံးနေသေးတာလေ။ပြီးတော့သူ့ရဲ့အတ္တဇီဝဆက်ကြောင်းပြဿနာကလည်းရှိနေသေးတယ်မိဖို့ချောင်ထဲမှာဖဲအိကတဲအိုးကိုစောင်းလိုက်ပြီးစီထဲလိထားတဲ့ခရမ်းကျင်သီးတွေထက်ကခောက်ထားတဲ့ကြက်ဥတွေကိုအပေါ်ကလောင်းထည့်လိုက်ပါတယ်အငွေ့ဆုပ်ဆက်ကအတန်မြင်ရင်အငွေ့တွေကိုအပေါ်စီဆုပ်ယူသွားခဲ့ပါတယ်ဖဲကအာယုံဆိုင်ပြီးဒဲဦးတွေကကြက်ဥတွေကိုငွေရင်းချက်ပြုတ်နေခဲ့ပါတယ်အခုတော့ကျွန်တော်ဘာလို့လဲဆိုတာသိသွားပြီဆိုတော့ဒီဝက်ကာတွန်းဆရာကြီးဆိုသူကိုမကြာခဏလှမ်းကြည့်နေမိပြီးကျွန်တော်လည်းသူမကိုလှမ်းကြည့်နေခဲ့တာကိုတော့သူမမသိခဲ့ပါဘူးအခုချိန်မှာဆိုရင်လက်တစ်ဖက်ကပကြီး stylus အခြားတစ်ဖက်ကဖုန်းကိုကင်ထားရင်ကျွန်တော်မျက်လုံးတွေကသူမတဲ့အုံးဝင်နေတဲ့ပုံစံစီအလိုလိုရောက်သွားခဲ့တာပါအိမ်တွေရပြီးမျက်တောင်ရှည်လေးတွေအောက်ကမြေခွေးမျက်လုံးလေးတွေသူမရဲ့ဘေးတဆောင်းပုံရိပ်ကပကြီးဆရာတယောက်အနေနဲ့ကြည့်ရင်လှပတဲ့အရာတစ်ခုပါပဲကျွန်တော်အဲ့ဒီလှပမှုတွေကိုမှတ်သားထားပြီးအချိန်တန်ရင်ပကြီးဆွဲလေးရှိပါတယ်ဒီတိုက်ခန်းလေးထဲမှာအလှဆုံးအရာကဘာလဲဆိုရင်တော့မေးစရာပဲမလိုပါဘူးကျွန်တော်မတိမတာစိုက်ကြည့်နေတော့မှပဲဖဲကလှည့်ကြည့်လိုက်ပါတယ်မိဖို့ချောင်မန်တကားကနေတဆင့်နှစ်ယောက်သားမျက်လုံးချင်းစုံသွားခဲ့ကြပြီးစကားမဆိုပဲကြာမြင့်စွာစိုက်ကြည့်နေမိကြပါတယ်အဲ့ဒီနောက်ကျွန်တော်ကပဲအရင်ဆုံးမျက်လုံးလွှဲလိုက်ပြီးပုံဆက်ဆွဲနေလိုက်ပါတယ်။စွမ်းကမျက်လုံးချင်းစုံတာဟာမတော်တဆဖြစ်သွားတာပါဆိုတဲ့ပုံစံလုပ်လိုက်တယ်လို့ဖေးကလည်းထိုနည်းတူပါပဲ။သူမကမတော်တဆလှည့်ကြည့်မိတယ်လို့မျိုးအပြင်စီပြန်ကြည့်လိုက်ပါတယ်။သူမတဲ့အိုးတွေကအငွေ့ထွက်နေတဲ့ဟင်းစီပြန်လှည့်သွားရင်နှက်ခမ်းလေးတင်းတင်းစိတ်ကစဉ်းစားနေမိတယ်။သူမကြာခဏလာကြည့်နေတာလားဒါမှမဟုတ်မတော်တဆမျက်လုံးချင်းစုံသွားတာလား။အမှန်တရားကိုသိသွားပြီးတဲ့နောက်ဖေးကကျွန်တော်လုပ်သမျှအရာတိုင်းကိုအတိတ်ပဲလိုက်ဖော်နေမိတော့တာပါ။ဒါဟာဒီလိုမျိုးပါပဲ။စိတ်ကူးကြည့်ပါတင်အလုံးမှာရှိနေချိန်မှာတင့်ကိုစကားတောင်တိတ်မပြောတဲ့စန့်ကျင်ဘက်လိန်တယောက်ရှိတယ်ဆိုပါစို့သူတင့်ကိုကြည့်မရဘူးလို့တင်ထင်ထားခဲ့ပေမဲ့လုပ်ဖို့ကိုင်ဖက်တယောက်ကလာပြောတယ်တကယ်တော့သူမင်းကိုသဘောကျနေတာမင်းရှိရောက်ရင်စိတ်လှုပ်ရှားနေလို့စကားမပြောတာတဲ့အဲ့ဒါကိုသိသွားပြီးတဲ့နောက်နေ့မှာသူစကားမပြောဘဲတိတ်ဆိတ်နေရင်တောင်တင်ကညင်းပယ်တာလို့မယူဆတော့ပါဘူးသူ့ရဲ့ရှက်ရွံ့နေတဲ့ပုံစံလေးကိုတော့ချစ်စရာကောင်းတယ်လို့ထင်မိသွားနိုင်ပါတယ်စိတ်နေစိတ်ထားပြောင်းလဲသွားတာကအရာအလုံးကိုပြောင်းလဲသွားစေခဲ့တာပါမိဖို့ကြောင့်ထဲမှာဖဲတယောက်ညစာချက်လို့ပြီးသွားခဲ့ပါပြီစွန့်လက်သွားစီတော့ထမင်းစားလို့ရပြီဟုတ်လာပါပြီကျွန်တော်ပကြီး stylus ကိုချပြီးရေချိုးခန်းစီတွားလိုက်ပါတယ်နေ့လယ်တုန်းကလိုပါပဲဖေးကစကားတခုမှမပြောဘဲကျွန်တော်ကိုတူကန်းပေးလိုက်ပါတယ်ကျွန်တော်စာပွဲပေါ်ကခရမ်းကျင်တီနဲ့ကြက်ဥမွေကြော်ကိုကြီးမြတ်တောင်တစ်ချက်ခတ်လိုက်ပြီးတစ်ဖက်ကိုညှက်ကပါဆက်ထဲထည့်လိုက်ပါတယ်ဒီမနေ့တုန်းကအရသာအတိုင်းပါပဲဖေးကထမင်းကိုဖြည်းဖြည်းချင်းနဲ့တတိထားပြီးဝါနေခဲ့ပါတယ်ကျွန်တော်တို့နှစ်ယောက်စလုံးအကြာကြီးစကားမပြောဘဲတိတ်ဆိတ်နေခဲ့ကြပါတယ်ထမင်းစားလို့တဝက်လောက်ရောက်တော့မှဖေးကစကားဆက်လိုက်ပါတယ်နင်လဲပွဲရပြီးပြီဆိုတော့အိမ်ကိုဖုံးမဆက်ရသေးဘူးလားမဆက်ရသေးပါဘူးမမကျွန်တော်မိဘတွေကအလုပ်ချိန်ဆိုဖုံးမကင်ကြဘူးလေညနေပိုင်းကျမှပဲဆက်နေကြအေးပေါ့အခုချိန်နေနဲ့ဆိုရင်တော့နင်လဲအိမ်ကိုချက်ချင်းပြန်လို့ရတော့မှာမဟုတ်ဘူးအိမ်ကိုအကြောင်းကြားထားလိုက်ဦးဒါနဲ့နင်တကယ်ပြန်ကျင်နေဆိုရင်တော့လက်မှတ်ရပြီးပြီလားကျွန်တော်ကောင်းခါလိုက်တယ်မသိသေးပါဘူးမမဒီမနက်ထိတော့အဆင်ပြေမယ်ထင်ထားတာစာရွက်စာတမ်းလာပို့ရင်းနဲ့မှငါတုံကျသွားတာဆိုတော့အိမ်ပြန်ရဖို့ကံတရားကတော့သူညနေပါပဲကျွန်တော်ခဏရက်လိုက်ပြီးဒီနေ့လေကကျွန်တော်လာတော့မမအိပ်ပြင်းနေတာတွေ့တယ်မမလည်းဒီနေ့အိမ်ပြန်မလို့လားဖေးကအစားတောက်ကိုပါဆက်ထဲထည့်ရင်းစိတ်ပြက်လက်ပြက်ပုံစံလေးနဲ့ပြန်မလို့ပါပဲအိမ်မပြန်ဖြစ်တာခွဲနှစ်လောက်ရှိနေပြီလေအခုတော့ဒီလိုဖြစ်သွားတာပေါ့ဒါနဲ့နေမိဘတွေကဘာလို့လုပ်ကြတာလဲကျွန်တော်အဖေကမြို့မှာပွဲရုံလုပ်ပါတယ်အမေကတော့လွန်ခဲ့တဲ့ရက်ပိုင်းကမတော်တဆဖြစ်ပြီးလက်ခောက်သွားလို့အိမ်မှာပဲအနားယူနေတာပါဒါဆိုရင်တော့နင်ကပဲအိမ်ရဲ့တောက်တိုင်ဖြစ်လာတော့မှာပေါ့ပွဲရပြီးပြီဆိုတော့ဖီအားတွေခံစားနေရပြီလားတိတ်တော့မရှိသေးပါဘူးမမဒါပေမဲ့ရီးစားရလာရင်တော့ပြောင်းလဲသွားမှာပေါ့ဒီမျိုးမှာရေရှည်နေမယ်ဆိုရင်ကားတစ်စီးနဲ့တိုက်ခန်းတစ်ခန်းတော့လိုမာလေအဲ့ဒါတွေကကျွန်တော်တာဝန်တွေကြီးပဲဒါဆိုရင်တော့နင့်အတွက်လိုအပ်တာကရင့်ကျက်ပြီးတည်ငြိမ်တဲ့ရည်စားမျိုးပေါ့အိမ်မှာရောအလုံးမှာပါနင့်ကိုပံ့ပိုးပေးနိုင်မဲ့သူနှစ်ယောက်စလုံးဘဝပန်းတိုင်တစ်ခုတည်းကိုရှေ့ရှုပြီးစူးစမ်းကြရင်ဘဝကပိုးလွယ်ကူသွားတာပေါ့ဟုတ်တယ်မမကျွန်တော်လည်းအဲ့ဒီလိုပဲတွေးထားတာဒါပေမဲ့အဲ့ဒီလိုမိန်းကလေးမျိုးကရှာရခက်တယ်လေကျွန်တော်သိတဲ့သူတွေထဲမှာအဲ့ဒီလိုလူမျိုးမရှိပါဘူးသူမကမစင်စားပဲပြောလိုက်တယ်လို့ကျွန်တော်ကလည်းမစင်စားပဲပြန်ဖြေလိုက်မိတာပါအဲ့ဒီနောက်နှစ်ယောက်လုံးမောကြည့်လိုက်ကြတော့အနေရခက်တဲ့တိတ်ဆိတ်မှုကြီးကရုတ်တရက်လွှမ်းမိုးသွားခဲ့ပါတယ်ဖဲရဲ့ဝါလက်စာထမင်းစလုတ်ကနှေးသွားခဲ့ပါတယ်ကျွန်တော်လည်းခံစားလိုက်ရပါတယ်ထမင်းစပွဲပုံမှာဘာလို့ရုတ်တရက်အနှိဋ္ဌာယုံဆန်သွားရတာလဲတာမန်စကားစမြည်ပြောယုံကနေဘာလို့အကန့်အသတ်ကြီးဖြစ်သွားရတာလဲကျွန်တော်ခေါင်းပုံပြီးဘာမှမဖြစ်ခဲ့တယ်လို့ပဲစစားနေလိုက်ပါတယ်ဖဲကဟင်းတစ်ဖက်ကိုညှက်ယူပြီးမတိမတာဖြည်းဖြည်းချင်းဝိုင်းရင်ထပ်မေးပြန်ပါတယ်ဒါနဲ့နင်သဘောကျနေတဲ့သူရောမရှိဘူးလားလိုက်ဖို့စဉ်းစားထားတဲ့သူမျိုးလေမမအကြံပေးလို့ရတယ်နော်ကျွန်တော်စားနေတော့မှပဲမျက်နှာတစ်ခုကခေါင်းထဲဖြက်ခနဲရောက်လာခဲ့ပါတယ်ကျွန်တော်ရဲ့ဝက်ကာတုံးထဲကမင်းသမီးပုံရိပ်ပါပဲကျွန်တော်အဲ့ဒီအတွေ့ကိုဘေးဖယ်လိုက်ပြီးရိုးရိုးသားသားပဲပြန်ဖြေလိုက်တယ်အမှန်တိုင်းပြောရရင်မရှိသေးပါဘူးမမဖဲရဲ့မျက်နှာပေးပြောင်းသွားခဲ့တယ်ကောလိပ်လေးနှစ်တာမှရီးစားတယောက်မှမထားခဲ့ဘူးလားကျွန်တော်အနေရခက်စွာရေမောလိုက်ရင်အချိန်ပဲမှရှိမှလဲမမရဲ့အားတဲ့အချိန်တွေအကုန်လုံးအဲ့ဒီကာတွန်းဆွဲတာနဲ့ပဲကုန်နေတာလေဒါဆိုကောလိပ်မတိုင်ခင်တုန်းကရောမရှိခဲ့ပါဘူးမမကျွန်တော်တတွေးကိုအခက်ခဲမရှိမျိုးချလိုက်မိပါတယ်
ကိုတန်းပိုင်ဆရာမကဒါတွေကိုလာမေးနေတာဆိုတော့ကျွန်တော်တကယ်ကိုကဘာပြောက်ချင်နေပါပြီဖေးရဲ့မျက်နှာမှာစမ်းကြဲတဲ့အပြုံးလေးတစ်ခုထွက်ပေါ်လာခဲ့ပါတယ်အံ့ဩစရာပဲနော်ဒီเจ้าမှာနင့်လိုယောက်ျားလေးမျိုးကရှားတယ်ပထမဦးဆုံးအရာအားလုံးကိုမှန်ကန်တဲ့သူအတွက်ပဲခြံထားတဲ့သူပေါ့သူမပြောလိုက်တဲ့စကားလုံးတွေကကျွန်တော်အတွက်တော့နည်းနည်းထူးဆန်းနေခဲ့ပါတယ်ဒါဟာချီးမွမ်းတာတော့မဟုတ်မှန်းသိကြပါတယ်စကားအကြောင်းအရာကိုအမြန်ပြောင်းမှရတော့မယ်ဒါနဲ့မမဖေးစီဒီနှစ်တွေထဲမှာမမမှာရီးစားရှိတယ်လို့တခါမှမကြားဘူးပါဘူးနော်ဖေးတန့်သွားခဲ့ပါတယ်မျက်တောင်လေးခတ်လိုက်ရင်ကျွန်တော်အတန်တိုးတိုးလေးပြုတ်လိုက်ပြီးမထိန်နိုင်ပဲမေးလိုက်မိတယ်မမလည်းကျွန်တော်လိုပဲရီးစားတစ်ခါမှမထားဘူးတာတော့မပြောနဲ့နော်နှစ်ယောက်သားအပြန်လန်စိုက်ကြည့်နေမိကြပါတယ်ကျွန်တော်ချောင်းတစ်ချက်ဟပ်လိုက်ပြီးရေမောကအနေရခတ်မှုကိုဖုံးကွယ်လိုက်တယ်ကဲပါမမဆန်နှုံးတွေကတိတ်မြင့်လုံးလို့ဖြစ်မှာပါရီးစားမထားဘူးပေမဲ့မမကတိတ်လာတာပဲလေလိုက်တဲ့သူတွေတော့အများကြီးရှိမှာပါဖဲကကျွန်တော်မျက်နှာကနေတူစီအကြည့်ရွှေ့လိုက်ပါတယ်အမှန်တိုင်းပြောရရင်တော့အများကြီးရှိခဲ့တာပေါ့ဒါပေမဲ့တင့်တော်တယ်လို့ခံစားရတဲ့သူမရှိလို့အခုထက်ထိတယောက်တည်းဖြစ်နေတာပါမမအတွက်တင့်တော်တဲ့သူကိုတွေ့မှာပါဖေးကအပြုံးလေးနဲ့ကျွန်တော်ကိုကြည့်လိုက်တယ်စကားကိုလှအောင်ပြောတတ်တာပဲနော်ဆိုဒါပေမဲ့ကျေးဇူးပါမမလည်းအဲ့ဒီလိုပဲယုံပါတယ်သူမတစ်ခုခုကိုတတိယသွားတယ်လို့မျိုးဟောဒါနဲ့ဒီနေ့လေကတိုက်ခန်းကိုဖြတ်ကိုစစ်ပြီးပြီလားတောင်ကဘလောက်ကြာမယ်လို့ပြောလဲဖေးကခေါင်းခါလိုက်တယ်ဘာမှမပြောပါဘူးအဲ့ဒီနောက်ပိုင်းကိုထဲမှာတိတ်ဆိတ်သွားတာပဲဒါပေမဲ့အနည်းဆုံးတစ်လတော့ကြာမဲ့ပုံပါပဲဒါဆိုရင်တော့နောက်ထပ်တစ်လအတွက်မမနဲ့စားစရိတ်နဲ့ရေပုံးမိဖို့ကိုတဝက်စီခွဲခြားခံပါရစေကျွန်တော်လည်းဒီမှာလာနေတာဆိုတော့ကုန်ကြစရိတ်တွေရှိတာပေါ့မမပဲအကုန်စိုက်ထုတ်နေတာကိုကြည့်မနေနိုင်ပါဘူးမလိုပါဘူးဆိုရင်နေကမမရဲ့ចောင်းသားပါထမင်းနဲ့ရေနဲ့အတွက်ဘာမှမကုန်ပါဘူးခွဲခြားခံစရာမလိုပါဘူးကျွန်တော်အတီးတန့်ပြန်ပြောလိုက်တယ်ကျွန်တော်တကယ်ပြောနေတာပါမမတဝက်စီခွဲခြားခံရအောင်ပါမမကចောင်းမတော်ကလည်းကျွန်တော်တို့ကိုအမြဲဂရုစိုက်ပေးခဲ့တာလေအခုပွဲရပြီးပြီဆိုတော့မမစီကနေအခွင့်အရေးဆက်မယူချင်တော့ပါဘူးစိတ်ထဲအဆင်မပြေလို့ပါဖေးကကျွန်တော်ကိုစိုက်ကြည့်နေခဲ့ပါတယ်ကျွန်တော်တကယ်ပြောနေတာဆိုတာသူမသိပါတယ်ပြီးတော့ကျွန်တော်ကဝက်ကတုံးစရာတယောက်ဆိုတာသိထားတော့ပတ်စံကကျွန်တော်အတွက်ပြဿနာမဟုတ်ဘူးဆိုတာသူမသိပြီးသားပါဒါပေမဲ့ပတ်စံရှိတာနဲ့ကုန်ကြစရိတ်ခွဲခြားခံခြင်းစိတ်ရှိတာကတီးခြားစီလေအချို့သူတွေကပတ်စံရှိပေမဲ့ဒီလိုမျိုးမပြောကြပါဘူးဒီကောင်လေးမှာတာဝန်သိစိတ်တကယ်ရှိတာပဲလို့ဖေးတွေးလိုက်မိပြီးပြုံးကခေါင်းငိတ်လိုက်ပါတယ်ကဲဒါဆိုရင်လည်းအေးရောထမင်းစားပြီးတော့ကျွန်တော်ပကံဆေးပေးမယ်လို့ပြောလိုက်ပါတယ်ဖေးကညင်သားစွာညင်းပေမဲ့ကျွန်တော်ဆက်ပြောလိုက်တယ်သူမတနေ့လုံးနေလို့မကောင်းတာရောနေ့လေကပကံဆေးပေးထားတာရောကြောင့်ဒီညပါထက်ဆေးခိုင်းဖို့မတင်တော့ပါဘူးနောက်ဆုံးတော့သူမအလျှော့ပေးလိုက်ပါတယ်ကဲပါနင်းပကံဆေးမမစာပွဲရှင်းလိုက်မယ်ကျွန်တော်လည်းမဆိုင်မတွာခေါင်းညိတ်လိုက်ပါတယ်ည9နာရီကြော်မှာတော့ဖေးကစာပွဲကိုတုံရင်မိဖို့ချောင်တဲ့ကကျွန်တော်ကိုမကြာခဏလှမ်းကြည့်နေခဲ့ပါတယ်တိုက်ဆိုင်သည်ဖြစ်စေမဖြစ်စေနှစ်ယောက်လုံးတပြိုင်နက်တည်းလှည့်ကြည့်လိုက်ပြီးတော့မျက်လုံးချင်းပြန်ဆုံသွားကြပါတယ်ဒါပေမဲ့ဒီတစ်ချိန်မှာတော့ဘယ်သူမှချက်ချင်းမျက်လုံးမလွှဲကြတော့ပါဘူးအပြန်လန်ပြုံးပြလိုက်ကြပြီးကို့အလုပ်ကိုဆက်လုပ်နေလိုက်ကြပါတယ်ညစာစားပြီးနောက်ဖေးကအိတ်ခမ်းထဲကနေပါလာတဲ့နွေရာသီဆောင်လေးတစ်ထည်ယူထွက်လာခဲ့ပါတယ်အပြင်မှာပူပေမဲ့စွန်ကအဲကုန်းဖွင့်ပြီးဆိုဖာပေါ်မှာအိပ်ရမှာဆိုတော့စောင်းမချုံရင်အေးပတ်သွားနိုင်တာကြောင့်ပါဒီညအိပ်ရင်ဒါလေးချုံအိမ်တော့အဲကုန်းကအေးတယ်ကျွန်တော်ပြုံးလေးနဲ့ယူလိုက်ပါတယ်ကျေးဇူးပါမမဖေးသူမလည်းပြန်ပြုံးပြပါတယ်မမအလုပ်လုပ်ဖို့အိတ်ခမ်းထဲဝင်တော့မယ်ပြီးရင်တန်းအိတ်တော့မှာပါတိတ်မမိုးချုပ်စေနဲ့နော်ဟုတ်ပြီလားကောင်းတော့ညပါမမဖေးသူမအိတ်ခမ်းထဲပြန်ဝင်သွားပြီးတကားချက်ထိုးလိုက်တာကိုကျွန်တော်ကြည့်နေမိပါတယ်စိတ်ထဲမှာမတိမတာပေါ်ပါသွားခဲ့ရပါတယ်ဆိုဖာပေါ်လဲချလိုက်ရင်ဒီညတော့ကျွန်တော်ဒီမှာတကယ်အိပ်ရတော့မှာပါတသက်မှာပထမဆုံးအကြိမ်မိန်းကလေးတယောက်ရဲ့အိမ်မှာအိတ်ဖူးတာပါပဲတပြင်းအပြင်းထန်ရှူထုတ်လိုက်ပြီးတက်ပွဲကိုဖွင့်ကဝက်ကတွန်းဆွဲကိုပြင်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဖုန်းကမြည်လာခဲ့ပါတယ်ထားလို့စီကစာရီတလားဟုတ်ဝင်လာတာပါဟေးလူဟိုမှာဘာတွေဖြစ်နေတာလဲမင်းဘက်မှာအခြေအနေဘယ်လိုလဲဘယ်တော့ပြန်လာမှာလဲငါစာမပို့ရင်မင်းကစာတော်ပြန်မပို့ဘူးနော်ကျွန်တော်ထားရဲ့ချကိုဖွင့်ပြီးပြန်စာရိုက်လိုက်တယ်မင်းကဘာတွေစိတ်ကြက်ထားနေတာလဲငါအခုမှအလုပ်ပြီးတာမင်းမမဖိနေတူပိတ်မိနေတာမဟုတ်ဘူးလားဘာတွေအလုပ်ရှုပ်နေရတာလဲမင်းသူ့တိုက်ခန်းထဲမှာထိုင်ပြီးကာတွန်းဆွဲနေတယ်လို့တော့မပြောနဲ့နော်မင်းအမှုပညာအကြောင်းမသိပါဘူးကွာဖုန်းပဲဆက်လိုက်စာရိုက်ရတာညောင်းတယ်ဖေးရဲ့ပိတ်ထားတဲ့အိတ်ခမ်းတကားကိုတစ်ချက်လှမ်းကြည့်လိုက်ပြီးဖုန်းတန်ကိုအနှိမ့်ဆုံးရှော့ကဖုန်းခေါ်လိုက်ပါတယ်မမဖေးမင်းဘေးမှာရှိနေတာလားမဟုတ်ဘူးသူ့အိတ်ခမ်းထဲဝင်သွားပြီးโอเคဒါဆိုအခြေအနေအမှန်ကဘာလဲမင်းပါထင်လို့လဲလက်တောင်ကတလားကနေ2လအထိကြာမဲထွက်လို့မရဘူးမင်းတကယ်ပြောနေတာလားဟာကွာငါတို့ငှားထားတာမှ3ရက်ပဲရှိသေးတယ်အခုမင်းကငါ့ကိုတယောက်တည်းနေခဲ့ရတော့မယ်လို့ပြောနေတာပေါ့အဲ့ဒီလိုပဲပြောရမှာပေါ့တိုက်ခန်းကျကြီးထဲမှာတယောက်တည်းစိန်ခံလိုက်ပါဦးငါကအမှောင်ကြောက်တယ်လေကွာဂိမ်းတယောက်တည်းစောရတာလည်းမပြောပါဘူးငါလည်းဘာမှမတတ်နိုင်ဘူးလေဖြစ်ချင်တော့လည်းဖြစ်တာပဲကံကောင်းပါစေကွာမင်းအလုပ်ရောဆက်ရှာဦးမှာလားငါကဒီလိုဖြစ်ချင်လို့ဖြစ်တာမှမဟုတ်တာပြီးတော့မင်းသားဘွဲယူစာရွက်စာတမ်းမင်းမကြံခဲ့ရင်ဒါတွေဖြစ်လာစရာအကြောင်းမရှိဘူးကျွန်တော်တက်ပြင်းချလိုက်တယ်ငါအတွက်လည်းအဆင်ပြေနေတာမဟုတ်ပါဘူးကွာမမဖေးနဲ့အတူတူတောင်းတင်နေရတာဒီနေ့တနေ့လုံးဘာလို့ရမှန်းတောင်မသိဘူးအနေရခတ်လိုက်တာလွန်ရောထားဝဲကရုတ်တရက်ကျေလောင်စွာရေမောလိုက်ပါတယ်မင်းအဲ့ဒီမကောင်းဆိုးဝါးဆရာမကြီးနဲ့အတူနေရတာပေါ့ကံကောင်းပါစေကွာငါတို့ပြန်မဆုံခင်အထိမင်းအသက်ရှင်ကြံရစ်ပါစေလို့မျှော်လင့်ပါတယ်ထားဝဲကအဲ့ဒီစကားပြောလိုက်တဲ့ခဏမှာပဲအိတ်ခမ်းထဲကနေအပြင်ကိုရှောက်ထွက်လာတဲ့ဖေးရောကျွန်တော်ကလုံးဝငြိမ်သက်သွားခဲ့ကြပါတယ်သူမရဲ့မျက်နှာပေါ်ကနူးညံ့တဲ့အမူအရာတွေပျောက်ကွယ်သွားပြီးအေးဆက်ဆက်မျက်နှာပေးပြောင်းသွားခဲ့ပါတယ်စောဟန်ဖုန်းထဲကဘသူလဲအတန်းထဲကထားရမဟုတ်လားဖုန်းပေးစမ်းသူမကျွန်တော်စီရှောက်လာခဲ့ပါတယ်
ကျွန်တော်တွေကိုအခက်ခဲမရှိမျိုးချလိုက်ရင်ထားလို့အတန်တိုးတိုးလေးနဲ့အရေးပေါ်တတိပေးလိုက်တယ်စကားမပြောနဲ့တော့မမဖိတ်လာနေပြီဒါပေမဲ့သူကကျွန်တော်စကားကိုလုံးဝမကြပဲဆက်ပြောနေခဲ့ပါတယ်ဟေ့ကောင်မကြောက်နဲ့ငါမင်းဘက်မှာရှိတယ်အဲ့ဒီမကောင်းဆိုးဝါဆရာမကြီးကမင်းကိုဒုက္ခပေးရင်တော့ငါမင်းဘက်ကအမြဲရှိနေမှာဖိတ်ကခြေလန်းနေငယ်နဲ့ကျွန်တော်စီရောက်လာပြီးမျက်နှာပြက်ပြက်နဲ့လက်ကမ်းပေးလိုက်ပါတယ်ဖုန်းပေးတယ်သူမဖုန်းကိုယူလိုက်ပြီးအေးဆက်ဆက်အတန်နဲ့ပြောလိုက်တယ်ထားဝင်နေမဟုတ်လားသူမအတန်ကြားလိုက်တာနဲ့တပြိုင်နက်အခြားတစ်ဖက်ကထားရတယောက်လုံးဝတိတ်ဆိတ်သွားခဲ့ပါတယ်ဖိတ်ကကျွန်တော်ကိုစိုက်ကြည့်ရင်စကားပြောလိုက်ပါတယ်ထားဝင်နင်ပွဲလက်မှတ်မလို့ချင်တော့ဘူးပေါ့ဟုတ်လားဘွဲရသွားပြီဆိုတာနဲ့ပါဆက်သေးရှိတာရှောက်ပြောလို့ရပြီလို့ထင်နေတာလားကြောင်တင်းပြောနေတာလားကျွန်တော်နှက်ခမ်းကိုတင်းတင်းစေးထားရင်အပြင်စီမျက်လုံးလွှဲလိုက်ရပါတယ်မိဘရင်ပြီးတော့မလို့ပါအဲ့ဒီအချိန်မှာဖုန်းထဲကနေအတန်တက်တန်ထွက်လာခဲ့ပါတယ်တောင်းပန်ပါတယ်ဖုန်းနံပါတ်မှားသွားလို့ပါနှုတ်ဆက်ပါတယ်ဆိုပြီးဖုန်းကျသွားခဲ့ပါတယ်ကျွန်တော်မက်တက်ထရက်ပြီးသူမကိုရင်ဆိုင်လိုက်တယ်တောင်းပန်ပါတယ်မမဖေးအဲ့ဒါပါသူကပါဆက်သေးရှိတာရှောက်ပြောတတ်တဲ့သူမို့လို့ပါစိတ်ထဲမထားပါနဲ့နော်ပုံမှန်ဆိုရင်တော့ဖေးကကျွန်တော်ကိုပါစူပူနောက်ဆဲနေမှာပါဒါပေမဲ့သူမကတပြင်းတာရှူထုတ်လိုက်ပြီးဖုန်းကိုကျွန်တော်စီပြန်ကမ်းပေးလိုက်ပါတယ်နင်ဘယ်သူနဲ့ပေါင်းရမယ်ဆိုတာမမပြောချင်ပါဘူးဒါပေမဲ့နည်းနည်းတော့သတိထားပါအဲ့ဒီလိုလူမျိုးတွေရဲ့ဆွဲချတာကိုမခံရစေနဲ့ကျွန်တော်မျက်တောင်ခတ်လိုက်ပြီးခေါင်းညှိလိုက်တယ်ဟုတ်ကဲ့နားလည်ပါပြီဖေးရေချိုးကန်းနဲ့ဝင်သွားပြီးအိတ်ခမ်းနဲ့ပြန်ဝင်သွားတာကိုကျွန်တော်ကြည့်နေမိပါတယ်ဆိုဖာပေါ်ပြန်ထိုင်လိုက်ရင်ရေချိုးကန်းမီလေးကိုစိုက်ကြည့်ကစဉ်းစားနေမိတယ်သူမဘာလို့ကျွန်တော်ကိုဘာမှမပြောရတာလဲပုံမှန်ဆိုရင်တကယ်စာတင်ငန်းတွေကလို့စူဆဲနေမှာကိုဘာလို့ဒီနေ့မှကျွန်တော်အပေါ်ဒီလောက်ရှော့ပေးနေရတာလဲသူမတကယ်ပဲနေလို့မကောင်းလို့များလားအဲ့ဒီညမှာတော့ကျွန်တော်တို့နှစ်ယောက်လုံးနောက်ထပ်စကားတစ်ခုမှမဆိုဖြစ်ကြတော့ပါဘူးဖေးကမီးစောစောပိတ်လိုက်ပါတယ်ကျွန်တော်ကတော့ညနေတနာရီကျော်သည့်အထိဝက်ကာတုံးကိုဆက်ဆွဲနေခဲ့ပြီးမှမီးပိတ်အိတ်လိုက်ပါတော့တဲ့နောက်တနေ့မနက်မှာတော့ဖေးရဲ့မျက်နှာကနေလို့မကောင်းသေးတဲ့ပုံစံမျိုးရှိနေတော့မှာပဲသူမစောစောထားပြီးမနက်စာအတွက်ကြက်ဥအပြုတ်အချို့ပြုတ်ထားခဲ့ပါတယ်ကျွန်တော်ရှိမှကြက်ဥသုံးလုံးနဲ့နှုတ်နှွေးတစ်ခွက်လာချပေးပါတယ်ကျွန်တော်အေးမဝသေးပဲမျက်နှာတစ်ထားတာကြောင့်မရေမရဖြစ်နေရင်သူမရဲ့ဖြူဖြော့နေတဲ့မျက်နှာကိုကြည့်ကမေးလိုက်မိတယ်မမဖေရောမစားဘူးလားဟင်သူမကအပြုံးတူလေးတစ်ခုလုပ်ပြရင်မမပိုင်းမစားသေးလို့ပါနင်ပဲစားလိုက်ပါမမခဏသွားလဲလိုက်အောင်မယ်သူမလက်ထွက်သွားချိန်မှာပဲသူမရဲ့လက်တစ်ဖက်ကဝမ်းပိုက်ကိုဖိထားတာကိုကျွန်တော်သတိထားမိလိုက်ပါတယ်ကျွန်တော်ရီးစားမထားဘူးပေမဲ့အချစ်ဝက်ကာတွန်းတွေဆွဲလာခဲ့တာကြောင့်အမျိုးသမီးတွေရဲ့ခန္ဓာဗေဒအကြောင်းနားလည်ထားပါတယ်ဖေးအခုပြနေတဲ့လက္ခဏာကယာတီသွေးပေါ်ချိန်ဝမ်းပိုက်ပြင်းထန်စွာကိုက်ခဲနေတဲ့လက္ခဏာပါပဲကျွန်တော်ရှိကနို့နဲ့ကြက်ဥတွေကိုကြည်ရင်အပြစ်ရှိတယ်လို့ခံစားလိုက်ရပါတယ်။နို့ကိုတောက်လိုက်ပြီးရေခဲတတာစီသွားကစီးတီးနေတကြားညိုရှာလိုက်ပါတယ်။သူမစီမရှိရပါမယ်တေချာတာပေါ့။ရေခဲတတာထဲမှာတကြားညိုနဲ့ဂျင်းရှိနေခဲ့ပါတယ်။ရေခဲတတာထဲမှာပစ္စည်းတွေပြည့်နေပေမဲ့ခရမ်းကျင်သည့်ကြက်ဥနဲ့နို့တွေကြီးပါပဲ။အခုချိန်ထိစားခဲ့ရတဲ့ဟင်းတွေကိုပြန်စဉ်းစားကြည့်ရင်တွေကိုမတိမတာမျိုးချလိုက်မိတယ်။မမဖေးကခရမ်းကျင်သည့်ဥငွေကြောကိုတကယ်ပဲအဲ့ဒီလောက်ကြိုက်တာလားဒါမှမဟုတ်အဲ့ဒီဟင်းတစ်ခုလေးပဲချက်တတ်တာလားတကြားညိုနဲ့ဂျင်းကိုယူပြီးရေနွေးချမ်းဖြော်ဖို့စတင်လိုက်ပါတယ်။ရိုးရှင်းပါတယ်အရင်ကရှာဖွေဖတ်ဖူးထားတာပါဂျင်းကိုပပလေးရေးထည့်ပြီး10မိနစ်လောက်စုအောင်တီးလိုက်ရုံပါပဲကျွန်တော်နမူနာနည်းနည်းမြည်ကြည့်လိုက်တော့အရသာမဆိုးပါဘူးခွက်ထဲငှက်ထည့်ပြီးဖေးရဲ့အိတ်ခမ်းတကားစီယူသွားလိုက်ပါတယ်တကားကိုခောက်လိုက်တယ်မမဖေးအထဲမှာသူမကွေးကွေးလေးထိုင်နေရင်အတန်တိုးတိုးလေးပြန်ထူပါတယ်ဘာဖြစ်လို့လဲဆိုရင်အစင်မပြေတာရှိလို့လားကျွန်တော်အတန်ကိုနူးညံ့စွာထားလိုက်တယ်ခုနကမမမျက်နှာတိတ်ဖြူဖြောနေလို့ပါအစင်ပြေရဲ့လားဟင်ကျွန်တော်တကြားညိုဂျင်းရီဖြောပေးထားတယ်တောက်မလားဟင်သူမအံ့ဩသွားတဲ့အတန်နဲ့တကြားညိုချင်းရီဟုတ်လားဟုတ်ပါတယ်ခဏမြတိတ်ဆိတ်သွားပြီးမှဝင်လာခဲ့လေတကားတော့မခတ်ထားပါဘူးကျွန်တော်တုံးဖွင့်လိုက်ပါတယ်သူမရဲ့မျက်နှာကခုနကထက်တောင်ပိုပြီးဖြူဖြောနေခဲ့ပါပြီလက်တစ်ဖက်ကဝမ်းပိုက်ကိုဖိထားတော့မှာပဲကျွန်တော်ခွက်ကိုကမ်းပေးလိုက်ပေမဲ့သူမလက်လန်းယူလိုက်ချိန်မှာပဲနာကျင်မှုကြောင့်တွန့်သွားပြီးလက်ကိုပြန်ရုပ်လိုက်ပါတယ်ကျွန်တော်မေးလိုက်တယ်တကယ်ကိုပြင်းပြင်းထန်ထန်နာနေတာလားဟင်အကြိုက်ခဲပြောက်စေရောရှိလားသူမခေါင်းခါလိုက်တယ်ကုံသွားလို့ထပ်မဝဲဖြစ်တော့တာဒါဆိုရင်နှွေးအိပ်ရောသူမကကတင်ပေးကပိနက်ရဲ့အောက်ဆွဲအန်ဆွဲစီမျက်လုံးဝှေ့ကြည့်လိုက်ပါလေကဲပါဒါလေးကိုအရင်တောက်လိုက်ပါဦးကျွန်တော်ရင်နှွေးအိတ်သွားယူပေးမယ်သူမကောင်းညိတ်ပေးမယ်နာကျင်မှုကြောင့်လက်လန်းဖို့ဘလို့မှမဖြစ်နိုင်ပါဘူးကျွန်တော်ကူတောက်ပေးရမလားဟင်သူမခဏမြတန့်သွားပြီးမှခေါင်းညိတ်လိုက်ပါတယ်ကျေးဇူးပါဆိုရင်ရဒုက္ခပေးမိပြီရပါတယ်မမကျွန်တော်ထိုင်လိုက်ပြီးခွက်ထဲကရင်နှွေးကိုပြူးတစိုက်မှုတ်ပေးလိုက်ပါတယ်နည်းနည်းပူသေးတယ်နော်ဖြည်းဖြည်းချင်းတောက်ပါသူမနည်းနည်းလေးငုံတောက်လိုက်ပါတယ်ပူသေးတယ်သူမခေါင်းညိတ်ပြလိုက်ပါတယ်ကျွန်တော်ထပ်ပြီးမှုတ်ပေးလိုက်တယ်သူမရင်နှွေးချမ်းခွက်တစ်ဝက်လောက်တောက်ပြီးနောက်ကျေးဇူးပါပဲလို့ပြောပါတယ်ကျွန်တော်သူမကိုခဏဆောင်မှုပြောပြီးခွက်ကိုဘေးမှာချကရင်နှွေးအိတ်ရှာဖို့ကတင်ပေးအန်ဆွဲကိုဆွဲဖွင့်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီထဲမှာအနက်ရောင်ဇာပရာတစ်ထည်ရှိနေတာကိုတွေ့လိုက်ရတယ်ကျွန်တော်စက္ကန့်ပိုင်းများကြောင်းသွားခဲ့ရပါတယ်အန်ဆွဲကိုချက်ချင်းပြန်ပိတ်ရင်နှွေးအိတ်ကိုယူလိုက်တော့မှဒါကလျှက်စစ်ရင်နှွေးအိတ်ဖြစ်နေမှန်သတိထားမိလိုက်တယ်သူမကမတိမတာပြုံးလိုက်ရင်ဒါကလျှက်စစ်ရင်နှွေးအိတ်လေးရေးထည့်စရာမလိုပါဘူးကျွန်တော်အနေရခက်စွာရေမောလိုက်မိပါတယ်ကျွန်တော်မသိလို့ပါငငယ်ကအိမ်မှာသုံးဖူးတဲ့ရင်နှွေးအိတ်ကရင်နှွေးထည့်သုံးရတာမို့လို့ဒါလည်းရေးထည့်ရမယ်ထင်နေတာဖေးကမျက်မှောင်ကျုပ်လိုက်ရင်မမလည်းအဲ့ဒီရင်နှွေးအိတ်အဟောင်းတွေကိုမဖွင့်တတ်ပါဘူးကဲပါသွားပြီးအားသွင်းလိုက်ပါဦးခဏလေးနဲ့အားပြပါတယ်ကျွန်တော်ကောင်းနေလိုက်တယ်ဟုတ်ကဲ့ခဏလေးတော့မမဧခန်းထဲမှာအားသွားသွင်းလိုက်အောင်မယ်10မိနစ်လောက်ဆိုရတော့ပါပြီဧခန်းထဲမှာအားသွင်းပြီး10မိနစ်အကြာဧခန်းထဲပြန်ဝင်လာတော့မမဖေး
အားပြည့်သွားပြီးအဆင်ပြေရလားဟင်သူမမျက်နှာစီသွေးရောင်နဲ့ပြန်ဝင်လာပြီးအရင်လောက်မဆိုးတော့ပါဘူးတက်တာပါတယ်ကျေးဇူးပါစောရင်ရပါတယ်မမရဲ့ရင်နွေးအိတ်အားသွင်းတော့မမခြေထောက်စိမ်မှုရင်နွေးသွားယူပေးရမလားသူမကလက်ရမ်းပြလိုက်ရင်တကယ်ပြောနေတာလားလုပ်เสียမလိုပါဘူးနင့်အလုပ်နဲ့သွားလုပ်ပါကျွန်တော်ပြုံးလိုက်တယ်အချိန်တိတ်မကြပါဘူးမမရဲ့ခွက်ထဲမှာကြံနေတဲ့တကြားညိုချင်းရည်ကိုကြည်ရင်ပြန်ထိုင်လိုက်ပါတယ်ဒါလေးအရင်ကုန်အောင်တောက်လိုက်ပါအောင်ပြီးရင်နောက်တစ်ခွက်သွားဖြောပေးမယ်သူမကိုယ်တိုင်လှမ်းယူဖို့အဆင်မပြေမှဆိုလို့ကျွန်တော်ပဲမှုတ်ပေးပြီးမပေးလိုက်ပါတယ်အဲ့ဒီနောက်သူမဖြည်းဖြည်းချင်းတောက်လိုက်ပါတယ်တောက်ပြီးသွားတော့ခွက်ကိုယူရင်နွေးထက်ဖြစ်ခြေထောက်စိမ်ဖို့ရင်နွေးတီးလိုက်ပါတယ်မိနစ်အနည်းငယ်ကြာတော့ချင်းပြုတ်ရီထည့်ထားတဲ့ရေစလုံးကိုမပြီးယူလာပေးခဲ့ပါတယ်ခြေထောက်ခဏစိမ်ထားလိုက်တော့မမရင်နွေးရီသွားကြည့်လိုက်အောင်မယ်သူမကဒီအတိုင်းအတန်လေးပြုတ်လိုက်ပါတယ်ကျွန်တော်ခဏထွက်သွားပြီးအပြည့်သွားတဲ့ရင်နွေးအိတ်နဲ့တကြားညိုချင်းရီနောက်တစ်ခွက်ယူပြီးပြန်ဝင်လာခဲ့ပါတယ်သူမမျက်နှာကပိုပြီးတက်တာလာတဲ့ပုံစံရှိပါတယ်တော်သေးတာပေါ့သူမကရင်နွေးအိတ်ကိုဝမ်းပိုက်ပေါ်တင်လိုက်ပြီးခေါင်းကိုအသားအရခါလိုက်ပါတယ်တက်တာသွားပါပြီဒါနဲ့စောရင်နင်မနဲ့စာစားပြီးပြီလားကျွန်တော်မျက်တောင်ခတ်လိုက်မိတယ်နို့ပဲတောက်ရသေးတာကြက်ဥတော့မစားရသေးပါဘူးမမဒီလိုဖြစ်နေတာတွေးလို့လေသူမကနူးနူးညံ့ညံ့ပြောလိုက်ပါတယ်ကြက်ဥတွေအေးမသွားခင်သွားစားလိုက်တော့နော်ဟုတ်ပြီလားဟုတ်သွားစားလိုက်ပါဦးမယ်လိုအပ်တာရှိရင်ခေါ်လိုက်တော့မမကျွန်တော်မတ်တက်ဖြတ်လိုက်ရင်သူမကြီးခြေထောက်လေးတွေကိုမတိမတာကြည့်လိုက်မိပါတယ်တင်းငယ်ပြီးဖြူဖွေးကသူမကြီးခြေတန်းရှိရှိလေးတွေနဲ့လိုက်ဖက်လာပါတယ်အဲ့ဒီကြမှာသူမဘာဝတ်ထားလဲဆိုတာကျွန်တော်သတိထားမိလိုက်တာပါကျဲသည့်အနှဲငယ်ပွင့်နေတဲ့အဖြူရောင်ရှက်အင်ဂျီဖြူစင်လှပတဲ့လေတိုင်ပြီးတော့ခြေတန်းရှိရှိအလှကိုပေါ်လွင်စေတဲ့ဘောင်းမီတို့ဝက်ကတွန်းဆရာတယောက်အနေနဲ့ပြောရရင်ဒါဟာတကယ်ကိုပကြီးဆွဲကျင်စရာပုံရိပ်ပါပဲသူမကျွန်တော်စိုက်ကြည့်နေတာကိုရိပ်မိသွားပါတယ်ဘာရီကြည့်နေတာလဲဆိုရင်ကျွန်တော်သတိပြန်ဝင်လာပြီးဘာမှမဟုတ်ပါဘူးမမောက်ဒါဆိုရင်လည်းသွားစားတော့မမခြေထောက်အေးစစ်စစ်စိမ်လိုက်အောင်မယ်ခဏအကြာမှာတော့ဖေးကစလုံးကိုမပြီးသွားသွန်းလိုက်ပါတယ်ခြေလမ်းလေးတွေကပေါက်ပါနေခဲ့ပါပြီကျွန်တော်လှည့်ကြည့်လိုက်ပေမဲ့ဘာမှမပြောခဲ့ပါဘူးသူမရေချိုးကန်းနဲ့သွားပြီးမျက်နှာတစ်မှန်ရှိမှနှက်ခမ်းနေတုပ်နေတာကိုမှန်တကားကနေတဆင့်ကျွန်တော်မြင်နေရပါတယ်နှက်ခမ်းလေးတွေကပိုပြီးဆူပြေသွားခဲ့ပါတယ်အဲ့ဒီနောက်အန်ဆွဲတဲ့ကတပတ်အစ်စ်နဲ့တောပုတ်တန်အစ်စ်ကိုထုတ်ပြီးထွက်လာခဲ့ပါတယ်စွန်ရော့ဒါတောပုတ်တန်နဲ့တပတ်အစ်စ်နှစ်ခုစလုံးအစ်စ်တွေနော်အမျိုးသားသုံးတောပုတ်တန်တော့မရှိလို့ဒါလေးပဲသုံးလိုက်ပါရေချိုးခန်းထဲကစင်ပေါ်မှာတင်ပေးထားရမလားကျွန်တော်မော့ကြည့်ပြီးပြုံးလိုက်ပါတယ်ကျေးဇူးပါမမဖေသူမနှုတ်ခမ်းကိုထက်ကြည့်လိုက်တော့နှက်ခမ်းကြီးလိမ့်ထားတာဖြစ်ပါလိမ့်မယ်အရင်ကထက်ပိုပြီးကြည့်လို့ကောင်းနေပါတယ်သူမပစ္စည်းတွေကိုတိန်းဝရန်ဒါစီထွက်ကြည့်ပြီးမှပြန်ဝင်လာခဲ့ပါတယ်ရှုခင်းပုံဆွဲတာပြီးသွားပြီလားဆောင်းအခုတင်ပြီးတာပါမမကြည့်ချင်လို့လားဟင်သူမလာပြီးထိုင်လိုက်တာကြောင့်တပတ်ကိုကမ်းပေးလိုက်ပါတယ်သူမခဏမြကြည့်လိုက်ပြီးမှပြုံးလိုက်ပါတယ်ဒါတကယ်ကိုအံ့ဩစရာပဲနေ့မှာဒီလိုရေးချင်းရှိမှန်းတာအစတည်းကတိခဲ့ရင်ကျောင်းရဲ့ပကြီးနဲ့ပတ်သက်တဲ့ပွဲစဉ်တိုင်းမှာနင့်နာမည်ပဲတင်ပေးလိုက်မှကျွန်တော်ပြန်ပြုံးပြလိုက်တယ်ဝါသနာပါလို့ရှောက်ဆွဲနေတာပါမမရဲ့လူလူကြားနဲ့တိတ်မထွက်ချင်လို့ပါသူမကျွန်တော်ကိုစိုက်ကြည့်လိုက်ရင်နှိမ့်ချတာနဲ့ကြွားတာကြားမှာစီလေးပဲချတာနော်ဆောင်းကဲပါဒါကိုတင်ထားလိုက်မမစီကိုလည်းတစောင်းပို့ပေးဦးတင်ထားခြင်းလို့ဟုတ်ကဲ့ခဏနေပို့ပေးပါမယ်သူမပကြီးပုံကိုကြည့်နေချိန်မှာကျွန်တော်ကတော့သူမကိုစိုက်ကြည့်နေမိပါတယ်သူမစီကနေအမြဲတမ်းတင်းပြတ်တဲ့ရနံလေးရနေတတ်ပါတယ်ရေမွေးနဲ့တော့မဟုတ်ပဲသူမရဲ့ကိုယ်နဲ့လေးပါသူမတန်းလိုက်ပါတယ်မမဖဲမနေ့ကညကအေးရေးမဝဘူးလားဟင်ပင်ပန်းနေတဲ့ပုံပဲသူမကောင်းခါလိုက်တယ်အေးရေးမဝတာတင်မဟုတ်ပါဘူးလုံးဝကိုမအိပ်ရတာပါတညလုံးတကယ်ကိုနေလို့မကောင်းခဲ့တာဒါပေမဲ့ဒီနေ့မနေ့နင်းကြောင့်ပိုပြီးတက်တာသွားပါပြီနင်းကတကယ်ပြီးစိုက်တတ်တာပဲအိတ်ခမ်းနဲ့ပြန်ဝင်ပြီးအနားယူလိုက်ပါလားမမအေးရေးပြန်ဖြည့်လိုက်လေသူမပြုံးလိုက်တယ်ရပါတယ်နေ့လည်စာစားပြီးမှခဏအိတ်တော်မယ်အခုတော့ TV ခဏကြည့်ရအောင်လေဟုတ်ကဲ့ပါသူမကျွန်တော်ကိုကြည့်ပြီးနင်းကအရက်ရှည်တာတနေ့လုံးဒီထဲဘွက်ကိုငုံကြည့်ပြီးဆွဲနေရတာခါနာမှာပေါ့နောက်ဆိုမမအိတ်ခမ်းထဲကစာပွဲမှာသွားထိုင်ဆွဲကိုအဲ့ဒီလိုဒုက္ခမပေးနဲ့ကျောင်းကိစ္စတွေပြီးသွားရင်မမလည်းအဲ့ဒီစာပွဲကိုတိတ်သုံးမှမဟုတ်တော့ပါဘူးသူမ TV ဖွင့်ပြီးအစီအစဉ်တစ်ခုရှာနေရင်တောက်လျှောက်တန်းနေခဲ့ပါတယ်ဆောင်းနင်းပုံမှန်ဆိုဘာကြည့်လို့ရှိလဲ TV တော့တိတ်မကြည့်ဖြစ်ပါဘူးမမရဲ့ကြိုက်တာဖွင့်ပါ TV မကြည့်ရင်ဘာကြည့်တာလဲအာနီမေနဲ့ရုပ်ရှင်တွေပိုကြည့်ဖြစ်ပါတယ်ရင်ထဲဒိန်းကနေဖြစ်သွားပြီမဲ့စကားကထွက်သွားပြီးမှုဖုံးကွယ်မနေတော့ပါဘူးသူမပြုံးလိုက်တယ်ဒီဘက်ခိအန်တွေကတကယ်ကောင်းတာတော့မမလည်းအချိုးကြည့်ဖြစ်ပါတယ်ကျွန်တော်မျက်တောင်ခတ်လိုက်မိတယ်မမဖေးကမကြည့်တာလားအချစ်ညိုင်တွေနဲ့ရုပ်ရှင်တွေပေါ့လွန်ခဲ့တဲ့နှစ်နဲ့ငယ်ကထွက်ထားတဲ့နာမည်ကြီးတာတွေကြည့်ဖြစ်တယ် You named the garden of words not centimeters per second. အကုန်ကြည့်ပြီးရင်းနှီးနေတဲ့နာမည်တွေကြားလိုက်ရတာကြောင့်ကျွန်တော်စိတ်လှုပ်ရှားသွားခဲ့ရပါတယ်အဲ့ဒါတွေအကုန်လုံးက Mekodishin K ရဲ့လက်ရာတွေလေအကုန်လုံးလက်ရာမှုတွေကြီးပဲမမဖဲလည်းအဲ့ဒါတွေကြိုက်လိုက်မယ်လို့လုံးဝမထင်ထားခဲ့ဘူးသူမကျွန်တော်ကိုကြည့်လိုက်တယ်အဲ့ဒါဒီလောက်တောင်အံ့ဩစရာကောင်းလို့လားမမကနင့်ထက်သိကြည့်တာမှမဟုတ်တာအကြိုက်တွေဘာလို့ကြွားချရမှာလဲကျွန်တော်ကောင်းကိုပို့ရင်းအနေရခက်စွာရေမောလိုက်ပါတယ်ဟုတ်ပါတယ်မမရဲ့ကျွန်တော်အထင်လွဲသွားတာပါမမကိုအမြဲတမ်းတည်ငြိမ်ရင့်ကျက်တဲ့ဆရာမတယောက်လိုပဲထင်ထားတာဆိုတော့ဒီလိုအရာတွေကိုစိတ်ဝင်စားလိမ့်မယ်လို့မထင်မိတာဖေးကရေမောလိုက်ရင်ရင့်ကျက်တယ်ဆိုတာဘဝမှာအလုပ်ပဲလုပ်နေရမယ်လို့မဆိုလိုပါဘူးအလုပ်ပြီးရင်လူတိုင်းစိတ်ထွက်ပေါက်လိုတာပေါ့မဟုတ်ရင်စိတ်ဓာတ်တွေအိုးစားကုန်မှာပေါ့ဒါနဲ့ဆိုးနှစ်အသက်ဘယ်လောက်ရှိပြီလဲ24ပါမမသူမတိုးတိုးလေးရေရွတ်လိုက်တယ်3နှစ်ပဲกว่าတာပဲ3နှစ်ကျွန်တော်ထပ်ပြောလိုက်မိတယ်ဒါဆိုမမဖေးကဒီနှစ်29နှစ်ပေါ့ဟုတ်တယ်နောက်တစ်လတော့မလိုတော့ဘူး28နှစ်ပြည့်တော့မယ်နောက်လ4ရက်နေ့ကမမမွေးနေ့လေတကယ်လားကျွန်တော်ဖုန်းကိုထုတ်ကြည့်လိုက်ပါတယ်
ဒီနေ့ကဇူလိုင်4ရက်နေ့ဆိုတော့သူမမွေးနေ့ထိအတိအကျရက်ပေါင်း30ကျန်ပါသေးတယ်ကျွန်တော်မမနဲ့အတူမွေးနေ့ပွဲကျင်းပပေးမယ်နော်ကောင်းတာပေါ့မမចောင်းသားတွေနဲ့မွေးနေ့ပွဲတစ်ခါမှမကျင်းပဘူးပါဘူးကျေးဇူးပါဆောရန်နေ့မွေးနေ့ကရောဘယ်တော့လဲအောက်တိုဘာ15ရက်နေ့ပါမမလိုပါသေးတယ်ဖဲကစိတ်ထဲကနေမှတ်ထားလိုက်ပါတယ်ဒါနဲ့မက်ကောရှင်ခေရဲ့ရုပ်ရှင်တွေထဲမှာမမအကြိုက်ဆုံးကဘာလဲဟင်ညွန်းနေလားဖဲခဏစဉ်းစားလိုက်ပြီး9 centimeters per second ထင်တယ်မမအချိန်ချင်းကြည့်ဘူးတဲ့ကြည်တိုင်းရင်ထဲမှာဟာတာတာကြီးကြံခဲ့တာသူတို့နှစ်ယောက်အတူတူမပေါင်းစည်းနိုင်ခဲ့တာကိုတကယ်ရင်နာရတယ်ကျွန်တော်လည်းအဲ့ဒီအတိုင်းပဲအဲ့ဒါကတကယ်ဝမ်းနည်းစရာလက်ရမှုပဲလေဟုတ်တယ်အဲ့ဒါကြောင့်လည်းစိတ်ထဲပူဆွဲကြံနေတာဖြစ်မှာပါကျွန်တော်တို့ဆက်စကားပြောနေကြပြီမဲ့ TV ကတော့ home screen မှာပဲရက်နေခဲ့ပါတယ်ဖေးကဒီအကြောင်းတွေကိုတဘာဝကြကြပြောဆိုနိုင်တာကိုသတိထားမိလိုက်ရပြီးသူမရဲ့အခြားသောအစိပ်ပိုင်းတစ်ခုကိုရှာဖွေတွေ့ရှိလိုက်ရတယ်လို့ပါပဲသူမပြုံးလိုက်တယ် Macaution K ရဲ့လက်ရာတွေကတီးခြားစီကောင်းတာပါမမ weathering with you တော့မကြည့်ရသေးဘူးအခုမှထွက်တာလေ review တွေမှာတော့အချစ်တန်တန်ဇလန်းလို့ပြောကြတယ်ကဘာကြီးကိုကဲတင်တဲ့ drama မျိုးမဟုတ်ဘူးတဲ့ကျွန်တော်လည်းအဲ့ဒီ review တွေ့တယ်မမကြည့်ရသေးပါဘူးဒါဆိုရင်နောက်မှအတူတူကြည့်ကြတာပေါ့စကားကတိနော်မမကျွန်တော်တို့အကြိုက်တွေဒီလောက်တူလိမ့်မယ်လို့မထင်ထားခဲ့ဘူးဖေးရပြုံးလိုက်ပါတယ်တို့နှစ်ယောက်လွန်ခဲ့တဲ့4နှစ်အတွင်းစကားအများကြီးမပြောခဲ့ကြဘူးလေပြောခဲ့သမျှစကားလုံးတွေကိုရေးတွက်ရင်စာရွက်တရွက်တောင်ပြည့်မှာမဟုတ်ဘူးဒါပေမဲ့အခုလိုနေရာတစ်ခုထဲမှာအတူတူပိတ်မိနေတာဆိုတော့အကွာဝေးကြီးထားလို့မရတော့ဘူးလေမဟုတ်ရင်အကုန်လုံးပြင်ပန်းမှာပေါ့ဟုတ်ပါတယ်မမအရင်ကစကားမပြောဖြစ်တော့မသိခဲ့တာတွေအများကြီးပါပဲသူမကျွန်တော်ကိုကြည့်လိုက်ပြီးနှစ်ယောက်ကြားကအခြေအနေတစ်ခုပြောင်းလဲသွားခဲ့ပါပြီနေမမကိုတငယ်ချင်းတယောက်လိုသဘောထားရင်တော့ဒီလိုကိစ္စတွေကနေတဆင့်လို့ပို့ပြီးရင်းနှီးသွားနိုင်ပါတယ်လို့သူမပြောလိုက်ပါတယ်လူတိုင်းကရက်ပေါင်းများစွာအတူတူပိတ်မိနေခွင့်ရတာမှမဟုတ်တာကျွန်တော်ပြုံးပြီးခေါင်းညှိလိုက်တယ်မမကထင်ထားတာထက်စကားပြောရတာပိုလွယ်တာပဲနင်ကလည်းမမမှတ်မိထားတာထက်ပိုပြီးအထင်ကြီးစရာကောင်းပါတယ်ဖေးကနာယီကိုလှမ်းကြည့်လိုက်တော့7 နာရီကျော်နေပါပြီနင်ဒီမှာပဲ TV ဆက်ကြည့်နေတော့မမဟင်းသွားချက်လိုက်အောင်မယ်လိုအပ်တာရှိရင်ခေါ်လိုက်သူမထပြီးမိဖို့ချောင်စီထွက်သွားကမှန်တကားကိုပိတ်လိုက်ပါတော့တယ်ကျွန်တော်သူမထွက်သွားတာကိုကြည့်ပြီးကို့ဘာသာအသာပြုံးလိုက်မိပါတယ်စိတ်ထဲကအနေရခက်တဲ့ဖိအားတွေလည်းပျောက်ကွယ်သွားခဲ့ပါပြီစကားပြောကြည့်မှပဲကျွန်တော်တို့မှတူညီတဲ့အကြိုက်တွေရှိနေမှန်းသိလိုက်ရတာပါအလုပ်ကလေးဆက်လုပ်ဖို့တပွဲကိုထုတ်ယူလိုက်ချိန်မှာပဲဖုန်းကပြန်မြည်လာခဲ့ပါတယ်ထားရစီကပါပဲထားဟေးလူမမဖေမင်းဘေးမှာရှိနေတော့မဲလားမနေ့ကညကတော်တော်လေးအရိုက်ခံလိုက်ရတာလားသူကငါ့ဘွဲလက်မှတ်ကိုတကယ်ပဲပိတ်ထားတော့မှလားစပြန်ပါဦးကွာငါတော့စိတ်တွေကြရက်ထနေပြီးကျွန်တော်မိဖို့ချောင်မှန်တကားကနေတဆင့်ဖဲကိုလှမ်းကြည့်လိုက်ပါတယ်သူမရွက်တွေလှီးနေတာကိုတွေ့ရတော့စပြန်လိုက်တယ်မိကုန်းကိုတစ်ခုစီမေးလို့မရဘူးလားအဲ့ဒါတွေကိုငါကဘလို့လို့အကုန်ပြန်ဖြေနိုင်မှာလဲပြီးတော့မင်းကဘာလို့အခုမှစာပိုးနေတာလဲမွန်းလွယ်10နာရီရှိတော့မယ်ငါမနေ့ကညကမမဖေဒေါသထွက်သွားတာကြားပြီးမှအိပ်ရထားတာလေစိတ်ပူလုံးလို့အိတ်လို့လည်းမရတာနဲ့တညလုံးဂိမ်းထိုင်စောနေတာအခု7နာရီမှအိပ်ရထားတာကျွန်တော်ခေါင်းခါလိုက်မိတယ်မင်းကစိတ်ပူလို့ဂိမ်းထိုင်စောတယ်ဟုတ်လားဖြစ်ရဆန်းမမဖေကမိဖို့ကြောင့်ထဲမှာနေလေစာချက်နေတယ်ဘွဲလက်မှတ်အကြောင်းတော့မမေးရသေးဘူးဒါပေမဲ့အဆင်ပြေမှာပါသူကအကြောင်းမဲ့လူတယောက်ကိုအမျိုးတေးထားမဲ့သူမဟုတ်ပါဘူးဟုတ်ပါပြီကွာငါကသူ့မျက်နှာရှိမှတင်သူ့ကိုမကောင်းပြောလိုက်မိတာလေသူအကုန်ကြားသွားတာမင်းလည်းသိတာပဲသူအကဲဆက်ပြီးလူတယောက်ကိုဒုက္ခပေးမယ်ဆိုရင်ဘာမဆိုလုံးမဲ့သူဆိုတာမင်းလည်းပါဇက်ကိုထိန်းခဲ့ရမှာပေါ့မနေ့ကညကငါတားဖို့စူးစမ်းသေးတယ်မင်းမကြားတာပြီးတော့မမဖေကမင်းပြောတဲ့လောက်လည်းမကြောက်ဖို့ကောင်းပါဘူးမင်းပါပြောချင်တာလေမနေ့ကညကမင်းကို तू မဆူဘူးလားမဆူပါဘူးတကယ်တော့တော်တော်လေးတောင်နူးညံ့ပါတယ်နူးညံ့တယ်ဟုတ်လားမင်းစိတ်လွတ်သွားပြီလားစော်ရန် तू မင်းကိုကြာကြာဆူလိုက်လို့မင်းအာယုံတွေထုံသွားတာမလားကျွန်တော်စဉ်းစားကြည့်လိုက်တော့သူ့စကားအတိုင်းလိုက်ပြောပေးလိုက်တာကပိုကောင်းပါလိမ့်မယ်အေးပါကွာသူစကားနည်းနည်းပြောပြီးအိတ်သွားတာပါဘာမှမဟုတ်ပါဘူးတွေ့လားအဲ့ဒါကကိစ္စရှိနေပြီလေသူကတိတ်လာတာမှမှန်ပေမဲ့အဲ့ဒီဒေါသကြီးတဲ့စိတ်နဲ့တမိုးအောက်ထဲမှာအတူနေရတာတော့တော်တော်လေးဒုက္ခရောက်မှာပဲသူစဉ်းစားနေတာတွေကရှောက်တွေးနေတာပဲလို့ကျွန်တော်ထင်ပါတယ်ဖေးကအတန်းထဲမှာတင်းကျပ်တယ်လို့နာမည်ကြီးပေမဲ့ကျွန်တော်ကတော့တခါမှအော်မောက်ဖူးတာမရှိပါဘူးပထမနှစ်တုန်းကလမ်းဘေးကြောင်လေးကိစ္စကြောင့်ဖြစ်နိုင်ပါတယ်ကျွန်တော်မိဖို့ချောင်မှန်တကားကနေတဆင့်သူမကိုလှမ်းကြည့်လိုက်တယ်မိဖို့ချောင်တွေကသူမရဲ့ဘေးတဆောင်ပုံရိပ်ကတိတ်ကိုဆွဲဆောင်မှုရှိလွန်းလာပါတယ်သပင်ရှိရှိလေးတွေကရင်ဘတ်ပေါ်ဝဲကျနေပြီးသူမရဲ့အလှကကြည့်လိုက်တိုင်းကွဲပြားတဲ့ခံစားချက်ကိုပေးဆွဲနေစေပါကြောက်စရာကောင်းတာမကောင်းတာခဏထားပါကွာငါဘွဲလက်မှတ်အကြောင်းတော့မေးပေးပါဦးငါတကယ်မှားသွားပါတယ်လို့ပြောပေးပါတညလုံးစဉ်းစားပြီးငါမှန်းသိလိုက်ပါပြီဘွဲလက်မှတ်သာရရင်မင်းလောက်တောင်ထွက်လာတာနဲ့ညစာအဝကျွေးပါမယ်အေးပါခဏနေမေးပေးမယ်အခုမေးပေးပါကွာအဖြေမသိရရင်ငါထမင်းတောင်စားလို့ရမှာမဟုတ်တော့ဘူးမင်းလွန်လာပြီနော်ဟုတ်ပေါ့ညစာနဲ့ကျွေးပါမယ်ကွာမင်းကငါရဲ့အကောင်းဆုံးတငယ်ချင်းပါငါဘဝကမင်းလက်ထဲမှာပါကဲပါအေးပါဟုတ်ပေါ့နဲ့တော့စကားတီးရမယ်စကားတီးပါတယ်ကွာသွားမေးပြီးတော့စာကိုစောင့်နေမယ်ကျွန်တော်ဖုန်းကိုတင်လိုက်ပြီးမိဖို့ချောင်ထဲမှာအလုပ်ရှုပ်နေတုန်းဖြစ်တဲ့ဖဲကိုကြည့်လိုက်ပါတယ်ခဏမြတွတ်ဆုပ်နေပြီးမှထားပြီးမိဖို့ချောင်မှန်တကားကိုတွန်းဖွင့်လိုက်ပါတယ်ဖဲကလက်ကြည့်လိုက်ပြီးအတန်နူးနူးညံ့ညံ့လေးနဲ့ဘာဖြစ်လို့လဲစောရင်ပြောပြတဲ့ကြောက်စရာကောင်းတဲ့ပုံလေးနဲ့လုံးဝမတူပါဘူးကျွန်တော်ပြောလိုက်ရင်ဘာမှမဟုတ်ပါဘူးမမဖဲကခေါင်းလေးစောင်းကြည့်လိုက်ပြီးဒါဆိုဘာလို့ရောက်လာတာလဲပြောစရာရှိရင်ပြောလေဒါနဲ့ပဲကျွန်တော်ပြောလိုက်ပါတော့တယ်ထားဘကမနေ့ကညကကိစ္စအတွက်မမကိုတောင်းပန်ချင်လို့လဲစာပို့လာတာပါထားဘဆိုတဲ့နာမည်ကြားလိုက်ရတာနဲ့ဖဲရဲ့မျက်နှာပေးကနည်းနည်းအေးဆက်သွားခဲ့ပါတယ်
နှွေးထွေးမှုတွေပျောက်ကွယ်သွားပြီးစဉ်းစားပြင်စီပြန်လှည့်ကတည်ငြိမ်စွာပြောလိုက်ပါတယ်သူတောင်းပန်ခြင်းရင်ဘာလို့ကိုယ်တိုင်ဖုန်းမဆက်တာလဲဘာလို့နှင်းစီကနေတဆင့်ပြောခိုင်းရတာလဲသူ့ပွဲလက်မှတ်အတွက်စိတ်ပူနေလို့ပါသူမကျွန်တော်ကိုနောက်တစ်ချိန်လှမ်းကြည့်လိုက်ပါတယ်သူ့ကိုပွဲလက်မှတ်ပေးမပေးနှင်းကိုလာမေးခိုင်းတာမဟုတ်လားကျွန်တော်တွေးမျိုးချလိုက်မိတယ်ဖီအားကတော့အမှန်ကန်ပါပဲသူ့ကိုမပူဖို့ပြောလိုက်ပါအချိန်တန်ရင်ထုတ်ပေးပါမယ်သူမစိတ်မကြည်မှန်းရိပ်မိတာကြောင့်ကျွန်တော်အတန်တိုးတိုးလေးပဲပြန်ဖြေလိုက်ပါတယ်သူမကလှီးထားတဲ့ခရမ်းကျင်သီးတွေကိုပကံထဲထည့်ချက်ဥတွေကိုခောက်ရင်းကြောခိုင်းထားတော့မှပဲစကားဆက်ပြောလာခဲ့ပါတယ်စောဟန်နင်တို့အကုန်လုံးကမမကိုဒေါသကြီးတဲ့သူလို့ထင်ကြတာလားကြွယ်ရမှာမမအကြောင်းမကောင်းပြောကြတာလားကျွန်တော်ချက်ချင်းပဲပြန်ဖြေလိုက်တယ်မဟုတ်တာမမရဲ့ကျွန်တော်ကတော့မမကိုတိတ်ကောင်းတယ်လို့ထင်တာပဲဒါပေမဲ့မလိမ့်နှမ်းပြောရရင်အချို့သူတွေကတော့မမဒေါသကြီးတယ်လို့ပြောကြတာပေါ့သူမချက်ဥခောက်နေရကနေကျွန်တော်ကိုအကြည့်တစ်ချက်ပြစ်လွတ်လိုက်တယ်ဒါဆိုနင်လည်းအဲ့ဒီလိုပဲထင်တာပေါ့မဟုတ်ပါဘူးမမကျွန်တော်တကယ်အဲ့ဒီလိုမထင်ပါဘူးအမှန်တိုင်းပြောရရင်ကျွန်တော်အမြင်မှာမမကတကယ်ကိုနူးညံ့ပါတယ်ဖေးကနှုတ်ခမ်းလေးတင်းတင်းစေးပြီးပြုံးလိုက်ပါတယ်ကျေးဇူးပါဒါပေမဲ့သူတို့ပြောတာလည်းလုံးဝမမှားပါဘူးမမဒေါသကတခါတလေထန်းကနေထွက်သွားတတ်တာဒါပေမဲ့အမြဲတမ်းအကြောင်းရင်းရှိပါတယ်ကျောင်းသားတိုင်းကနေ့လိုမျိုးပြောရဆိုရလွယ်တာမှမဟုတ်တာလေအချို့သူတွေကိုအေးအေးဆေးဆေးစကားပြောလို့မရဘူးကျွန်တော်ချက်ချင်းသဘောပေါက်လိုက်ပါတယ်အမြဲတမ်းပြဿနာရှာတတ်တဲ့သူတွေကိုပြောတာမလားသူမခေါင်းညိရင်မိဖို့ကိုဖွင့်ကဒဲအိုးကိုအပူပေးလိုက်ပါတယ်ကောလိပ်မှာအတန်းပိုင်ဆရာမတယောက်ရဲ့ဩဇာကအထက်တန်းတုန်းကလိုမကြီးမားပေမဲ့အတန်းကိုတော့အုပ်ချုပ်ရတာပဲလေအချို့ကျောင်းသားတွေကကောင်းကောင်းပြောတာကိုမနာခံကြဘူးကိုကိုလာပြီးလေဘင်းတက်နေလို့မရဘူးဆိုတာသိအောင်လုပ်ပြရတာပေါ့အဲ့ဒီတော့မှသူတို့နားထောင်ကြတာမဟုတ်ရင်မမကမင်္ဂလာမဆောင်ရသေးပဲတယောက်တည်းနေတဲ့မိမတယောက်လေးတစ်ခုခုဖြစ်လာရင်မမဘက်ကမတက်ရက်ပေးမဲ့သူမရှိဘူးသူမကပုတ်ပုတ်ပပပဲပြောသွားခဲ့ပေမဲ့ကျွန်တော်ခေါင်းထဲမှာတော့ပုံရိပ်အချို့ဖြက်ခနဲစိတ်ဝင်သွားခဲ့ပါတယ်ကျွန်တော်နားလဲပါပြီဒါဆိုမနေ့ကညကထိုင်ဝမ်မမကိုအဲ့ဒီလိုခေါ်လိုက်တဲ့ကိစ္စရောအဲ့ဒီအချိန်တုန်းကတော့မမတကယ်ဒေါသထွက်သွားတာပေါ့ဟုတ်တယ်ငါတို့เจ้าမှာရှိနေတုံးဆိုရင်တော့မမတစ်ခုခုလုံးမှာပဲဒါပေမဲ့အခုနင်တို့အကုန်လုံးပွဲရသွားကြပြီလေမမကပွဲလက်မှတ်ကိုပိတ်ထားမှာမဟုတ်ပါဘူးနင်တို့အကုန်လုံးချောချောမောမောပွဲရသွားပြီးကောင်းမွန်တဲ့အနာဂတ်စီရှောက်လန်းသွားကြတာကိုကိုကြည့်ကျင်တဲ့သူတွေထဲမှာမမလည်းပါတာပေါ့သူမတက်ပြင်းအပြင်းအထန်ရှူထုတ်လိုက်ပြီးကျွန်တော်ကိုကြည့်လိုက်ပါတယ်အဲ့ဒီစကားကိုဒါဝထန်ပြန်ပြောလိုက်ပါပွဲလက်မှတ်ကိုပုံမှန်အတိုင်းဆောင်ရွက်ပေးသွားမယ်ဘာပြဿနာမှမရှိပဲထုတ်ပေးပါမယ်ဘာမျက်နှာသာပေးတာမျိုးလည်းရှိမှာမဟုတ်ဘူးသူ့ကိုအလွန်အကျူးစဉ်းစားမနေဖို့ပြောလိုက်ပါသူမကမတိမတာရေမောလိုက်ရင်မမဘာလို့နင့်ကိုဒါရီအကုန်လာပြောပြနေမိတာလည်းမသိဘူးထားလိုက်ပါတော့စကလုံးသွားတယ်လို့ပဲသတ်မှတ်လိုက်ပါသူလည်းစိတ်မကောင်းဖြစ်နေမှာပါသူကအတန်းအတွက်အများကြီးကူညီပေးခဲ့တာလေပွဲရရချင်းမှာပဲဆဲဆုပ်ခံလိုက်ရတော့သူ့ဘက်ကဒီလိုတုံ့ပြန်တာလဲတဘာဝကြပါတယ်လုံးဝမဟုတ်ပါဘူးမမဖဲကျွန်တော်ထားပဲကိုသွားပြောလိုက်ပါမယ်သူကနည်းနည်းထူးဆန်းပေမဲ့စိတ်သဘောထားကောင်းပါတယ်ပွဲလက်မှတ်ရမယ်ဆိုတာတိလိုက်တာနဲ့မမစီဖုန်းဆက်တောင်းပန်ပါပါကျွန်တော်မီးဖို့ချောင်းတွေကထွက်လာပြီးထားလို့စီဖုန်းခေါ်ဖို့ဝရန်ဒါစီသွားလိုက်ပါတယ်သူဖုန်းကိုကင်လိုက်တာနဲ့ဒလာဟောမေးတော့တာပါပဲကဲသူဘာပြောလဲကျွန်တော်မီးဖို့ချောင်းမှန်တကားကနေတဆင့်ဖေးကိုလှမ်းကြည့်လိုက်တယ်သူမင်းပွဲလက်မှတ်ကိုပိတ်မထားပါဘူးတဲ့ပုံမှန်အတိုင်းထုတ်ပေးပါတယ်ထားလို့အသက်ပြင်းချလိုက်တယ်โอเคသူကတခါတလေတော့လည်းမစိုးပါဘူးအညိုးအတေးမထားတာတော်သေးတာပေါ့အညိုးအတေးမထားတာကတီးချစီပါမင်းဖုန်းဆက်ပြီးတောင်းပန်တင်တုံးပါပဲငါကတကယ်တော့ပါဆက်ထဲရှိတာရှောက်ပြောလိုက်မိတာပါကွာငါတို့ချင်းနောက်ပြောင်းနေတာလေဒါပေမဲ့မင်းပြောတာမှန်ပါတယ်ငါဖုန်းဆက်တောင်းပန်တင်တာပေါ့မဟုတ်ရင်အတန်းဖိုရန်တွေမှာငါမျက်နှာပြရတော့မှမဟုတ်ဘူးသူမင်းကိုတကယ်စိတ်မဆိုးဘူးမလားငါ့ကိုယုံစမ်းပါโอเคဖုန်းချလိုက်တော့မယ်မမဖေးစီဖုန်းဆက်လိုက်အောင်မယ်သူဖုန်းချသွားခဲ့ပါတယ်ကျွန်တော်ဆိုဖာပေါ်ပြန်ထိုင်လိုက်ချိန်မှာပဲမိဖို့ချောင်းတဲကဖေးရဲ့ဖုန်းမိလာခဲ့ပါတယ်သူမဖုန်းကိုကင်လိုက်ပြီးစကားအနေငယ်ပြောလိုက်ပါတယ်မျက်နှာပေါ်ကမကျေနပ်တဲ့အရေးအယောင်လေးတွေကအပြုံးလေးအဖြစ်ပြောင်းလဲသွားခဲ့ပြီးဖုန်းချကဟင်းဆက်ချက်နေခဲ့ပါတယ်ကျွန်တော်ထားဝစီစာပို့လိုက်တယ်ဘယ်လိုလဲသူငါ့ကိုစူလိုက်တယ်ကွာဒါပေမဲ့တိတ်တော့မပြင်းပါဘူးမမဖေးကဒီနေ့စိတ်မုတ်တကယ်ကောင်းနေတာပဲကောင်းတာပေါ့ဒါနဲ့ဆိုရင်အမှန်တိုင်းပြောရရင်ငါပတ်စံပြက်နေပြီးမင်းထွက်လို့မရဘူးဆိုရင်တော့ငါတပတ်ခါကစပြီးအလုပ်ဆက်ရှာတော့မယ်မင်းကိုမဆောင်ဘူးဆိုပြီးမကြေမနက်မဖြစ်နဲ့တော့အခြေအနေကဒီလိုဖြစ်နေတာကိုမင်းပါအလုပ်လျှောက်မှလဲကြွားရီလျှောက်တင်ကြည့်မလို့ပါပဲဘာရမလဲပေါ့ကံကောင်းပါစေကွာမင်းအလုပ်ရလို့ပတ်စံရရင်ငါ့ကိုမုံကောင်းကောင်းကြွေးသွားဂိမ်းသွားဆိုတော့ဒီလွတ်လပ်တဲ့ရက်အနေငယ်ကိုအရယူလိုက်ဦးမွန်းတဲ့ချိန်မှာတော့ဖဲကကျွန်တော်ကိုနေ့လည်စာစားဖို့ခေါ်ပါတယ်ပုံမှန်အတိုင်းပါပဲဒါပေမဲ့အခုတော့ထမင်းစပွဲပေါ်မှာကျွန်တော်ကိုယ်ပိုင်တစ်ဖက်လေးရှိနေပါပြီသူမကကျွန်တော်ကိုတူကန်းပေးပါတယ်ကျွန်တော်ကျေးဇူးတင်ကြောင်းပြောပြီးစပွဲပေါ်ကိုကြည့်လိုက်တော့ခရမ်းကျင်သည်ကြက်ဥမွေကျော်ထပ်ဖြစ်နေပြန်ပါပြီကျွန်တော်ခဏတန့်သွားခဲ့ပါတယ်သူမလည်းတတိထားမိသွားပြီးအနေငယ်အနေရခက်တဲ့ပုံစံနဲ့ဘာဖြစ်လို့လဲဆိုရင်ဒီဟင်းကိုပဲထပ်စားရလို့ညင်းငွေသွားပြီလားကျွန်တော်ဟင်းတစ်ဖက်ကိုညှက်ယူလိုက်ရင်လုံးဝမဟုတ်ပါဘူးမမရဲ့တေချာဖို့တောက်လို့ကောင်းပါတယ်ဒါပေမဲ့မနက်တုန်းကတည်းကမမေးပဲမနေနိုင်လို့မေးကြည့်ချင်တာတခုရှိလို့ပါသူမကဘာလာမဲဆိုတာတီးပြီးသားပုံစံမျိုးနဲ့ပါလေးနီးရဲသွားခဲ့ပါတယ်နင်းကစကားကိုရင်ကြီးကြီးပြောတတ်တာပဲနော်မမကခရမ်းကျင်သည်ကြက်ဥမွေကျော်ကိုတကယ်ပဲအဲ့ဒီလောက်ကြိုက်တာလားဟင်းဖေရဲကကျွန်တော်ကိုစမ်းကြဲတဲ့အကြည့်တစ်ချက်ပြစ်လွတ်လိုက်ပြီးမှခေါင်းငုံကရေမောလိုက်ပါတယ်ဟုတ်တယ်ကြိုက်လဲကြိုက်ပါတယ်ဒါပေမဲ့အမှန်တိုင်းပြောရရင်မမချက်တတ်တာအဲ့ဒီတမျိုးတည်းမို့လို့ပါပုံမှန်ဆိုရင်ကြောင်းကန်တင်းမှာပဲစားတာများတယ်အိမ်မှာဆိုရင်အပြင်ကမှစားတာများတာပေါ့
ဟင်းချက်တာကမမရဲ့အားသာချက်မဟုတ်ပါဘူးကျွန်တော်ခေါင်းညိတ်လိုက်မိတယ်ထင်ထားတဲ့အတိုင်းပါပဲသူမခဏစဉ်းစားလိုက်ပြီးတို့မှအချိန်တွေအများကြီးရှိသေးတာပဲမမဟင်းအစ်တွေချက်တတ်အောင်တင်ကြည့်ရမလားရေခဲတက်တာထဲမှာခရမ်းကျင်ဒီနဲ့ကြက်ဥပဲရှိတာလေမမကျွန်တော်တရွေးမျိုးချလိုက်မိပါတယ်ဒါဆိုရင်ဒီလိုလုပ်ရအောင်မမဖေးဒီညကစပြီးကျွန်တော်ချက်မယ်မမချက်เสียမလို့တော့ဘူးနင်ကဟင်းချက်တက်လို့လားကျွန်တော်မချက်တတ်ဘူးလို့မပြောခဲ့ပါဘူးနည်းနည်းပဲချက်တတ်တာပါသူမရဲ့မျက်နှာပေးကမရေမရဖြစ်သွားခဲ့ပါတယ်နင်ကအိမ်ပြန်ရောက်တိုင်းဟင်းချက်ပေးနေကြမလို့လားအဲ့ဒီလိုပါပဲမမသူမစဉ်းစားကြည့်လိုက်ပြီးခေါင်းညိတ်ကပြုံးလိုက်ပါတယ်ကောင်းပြီလေဒါပေမဲ့ရေခဲတက်တာထဲမှာခရမ်းကျင်ဒီနဲ့ကြက်ဥပဲရှိသေးတာကိုနင်ဟင်းချက်တက်ရင်တော့အဲ့ဒါတွေနဲ့ဘာဆန်းတာလုပ်လို့ရမှာလဲကျွန်တော်ပြုံးလိုက်တယ်စောင့်ကြည့်တာပေါ့မမရဲ့သူမရေမောလိုက်ပါတယ်ကဲပါအရင်စားလိုက်ပါဦးဒီနေ့လေတော့အနားယူလိုက်ပါညနေကျရင်ကောင်းမွန်တဲ့ဟင်းတနက်ကိုစားရမှာပေါ့အခုတော့သူမတကယ်ကိုစိတ်ဝင်စားသွားခဲ့ပါပြီဒါကြောင့်နေ့လယ်စာစားပြီးနောက်ဖေးတစ်နေ့လုံးအိတ်ဆက်အနားယူခဲ့ပါတယ်ညနေ6 နာရီကျော်မှာတော့သူမဖက်နှက်ပါလေးစီးပြီးဧခန်းစီလျှောက်ထွက်လာကတန်ခနဲ့ရက်သွားခဲ့ပါတယ်ကျွန်တော်ကအဲ့ဒီခရမ်းကျင်သီးနဲ့ကြက်ဥတွေကိုပဲအသုံးပြုပြီးလုံးဝကွဲပြားတဲ့ဟင်းပွဲ၃မျိုးဖန်တီးထားခဲ့တာပါကြက်ဥပေါင်းဂျုံမုံဖက်ခရမ်းကျင်သီးစုပ်ပူပြီးတော့ခရမ်းကျင်သီးကြက်ဥခောက်ဆွဲအဓိကကုန်ကျန်းကခရမ်းကျင်သီးနဲ့ကြက်ဥပဲဆိုပေမဲ့ပုံစံရောအနက်မှာလုံးဝကွဲပြားတဲ့ဟင်းပွဲတွေဖြစ်နေခဲ့ပါတယ်ကျွန်တော်မိဖို့ချောင်းတွေကထွက်လာချိန်မှာအံ့ဩလွန်းလို့ကြောင်ကြည့်နေတွေ့လိုက်ရပါတယ်ရေချင်းစရာတောင်ကောင်းနေပါသေးတယ်နိုးပြီလားမမဖေးကျွန်တော်ဟင်း၃မျိုးချက်ထားတယ်ဘလို့လဲဟင်သူမထမင်းစားပွဲကိုစိုက်ကြည့်နေမိတယ်နင်ဒါတွေအကုန်လုံးကိုယ်တိုင်ချက်လိုက်တာလားဘလို့လုပ်လိုက်တာလဲလက်သွားဆေးလိုက်ပါဦးမမဘလို့လုပ်လဲဆိုတာစားကြည့်ရင်သိမှာပေါ့သူမခေါင်းညိတ်ကအမြန်လက်ဆေးပြီးကျွန်တော်နဲ့အတူထိုင်လိုက်ပါတယ်ညနေခင်းနေရောင်ကြီးလေးကအရာအလုံးကိုရွှေရောင်တန်းသွားစေခဲ့ပါတယ်ကျွန်တော်ကြက်ဥပေါင်းပကံကိုသူမစီတိုးပေးလိုက်ပါတယ်ဒါလေးအရင်မြည်ကြည့်ပါဦးအိတ်ချင်မှုတူဖြစ်နေသေးတဲ့သူမကခေါင်းလေးခင်းကြီးပြပြီးဇွန်းနဲ့တစုံခက်ကပါဇက်ထဲထည့်လိုက်ပါတယ်သူမရဲ့မျက်နှာတစ်ခုလုံးဝင်းပတ်သွားခဲ့ရပါတယ်ဒါတကယ်ကိုအံ့ဩစရာပဲအချို့ပွဲကြနေတာပဲနင်ဒါကိုကြက်ဥတစ်ခုလေးနဲ့ချက်လိုက်တာလားကြက်ဥတစ်ခုလေးပါပဲမမအဓိကလှုပ်ဝက်ချက်ကတော့လေပူပေါင်းတွေကိုစစ်ထုတ်လိုက်တာပါပဲအဲ့ဒါအပြင်ဘာမှမခတ်ပါဘူးသူမနောက်တစုံထက်ခတ်စားလိုက်ပြီးတကယ်အံ့ဩစရာကြီးနေကြည့်လိုက်ပါတယ်ကြက်ဥနဲ့ဒီလိုမျိုးချက်လို့ရမှန်းမမလုံးဝမသိခဲ့ဘူးနင်ဘယ်မှာတင်လာတာလဲကိုယ်တိုင်လေ့လာထားတာပါအင်တာနက်မှာရှာကြည့်ပြီးဖြစ်အောင်လေ့ကျင့်ထားတာခောက်ဆွဲလေးရောစားကြည့်ပါဦးမမသူမပြုံးလိုက်ပြီးဇုံးကိုခက်ရင်းနဲ့လဲကခောက်ဆွဲကိုလက်ယူလိုက်ပါတယ်တလုတ်စားကြည့်ပြီးတော့ပါဇက်ကိုလက်နဲ့အုပ်ကရေမောလိုက်ပါတော့တယ်တိတ်ကောင်းတာပဲနင်ဒါလဲချက်တက်တာပဲလားအိမ်မာတော့ကအမြဲတမ်းချက်နေကြဟင်းတွေကညီးငွေ့စရာကောင်းလာလို့အင်တာနက်မှာရှောက်ရှာရင်းနည်းနည်းစီတက်လာတာပါသူမအထင်ကြီးစွာခေါင်းခါလိုက်တယ်နင်ဟင်းမချက်တက်ဘူးလို့မမတကယ်ထင်ထားတာကျွန်တော်နည်းနည်းပဲချက်တက်တာပါလို့ပြောပြီးသားလေးမမရဲ့ဖေးကကျွန်တော်ကိုပြုံးတဝက်မဲတဝက်အမူအရာလေးနဲ့စိုက်ကြည့်နေခဲ့ပါတယ်နင်ကတိတ်ကိုနှိမ့်ချလုံးတာပဲစောဟန်နောက်ဆိုနင်နည်းနည်းပဲတက်တယ်လို့ပြောရင်တကယ်ကျွမ်းကျင်တာလို့မမဘာသာပြန်ရတော့မယ်ကျွန်တော်လဲကြက်ဥပေါင်းလေးခတ်စားလိုက်ရင်မမကလည်းလွန်ရောမမအကြိုက်နဲ့တွေ့ရင်ပဲဂျင်းနဲ့ပါပြီးစားကြရအောင်ဒီနေ့လေကနေလေစားကိုသူမတိတ်မစားခဲ့တာကျွန်တော်သတိထားမိတာကြောင့်ပါသူမခေါင်းညိတ်ပြီးဖြည်းဖြည်းချင်းစားနေပေမဲ့သူမရဲ့အစားတောက်အားရပုံကနေလေလုံးကထက်ပုံမူတိတာနေခဲ့ပါတယ်သူမပကံထဲကဟင်းတွေကိုအကုန်စားလိုက်ပြီးခောက်ဆွဲနောက်ဆုံးတစ်လုံးစီရောက်တော့မှတန့်သွားခဲ့ပါတယ်